ဖေဖေပတ်စံတွေကိုလောင်းကစားလုပ်ဖို့ထပ်မယူသွားပါနဲ့တော့လီရွေအိမ်မှာဒီရှိရပဲကျန်တော့တာရှင်အဲ့ဒါကိုပါလောင်းကစားသွားလုပ်ပြမယ်ဆိုရင်တားမီ2ယောက်တကယ်ကိုဆက်ရှင်တန်လို့မရတော့ဘူးလို့ရှန်ရွက်ကပြောတယ်ပြန်တွေးကြည့်လိုက်တော့မှအရင်ဘဝတုန်းကကျွန်တော်ဟာလောင်းကစားကိုအရန်ဆွဲလန်းခဲ့ပြီးစုဆောင်းထားသမျှပတ်စံတွေအကုန်လုံးကိုဖြုံးတီးပစ်ခဲ့တယ်ရှန်ရွက်ကသမီးလေးကော်ကိုခေါ်ပြီးတထေးရွှေဟိုင်လုံးနဲ့နောက်အိမ်အောင်ပြုတ်သွားခဲ့တယ်ဘယ်သူထင်ပါလဲအဲ့ဒီလူကအပြင်ဘက်မှာသာသဘောကောင်းဟန်ဆောင်နေပြီးကြွယ်ရမှာတော့သူတို့တားမီ2ယောက်ကိုမျိုးစုံနှိပ်စက်ခဲ့တာနောက်ဆုံးတော့တားမီ2ယောက်လုံးရွှေဟိုင်လုံးရဲ့လက်ချက်နဲ့ပဲတေးဆုံးခဲ့ရတယ်ကျွန်တော်လည်းရွှေဟိုင်လုံးစီကိုစင်းရှင်းဖို့သွားတဲ့လမ်းမှာတင်သူစီစဉ်ထားတဲ့ကုန်တင်ကားကြီးဝင်တိုက်တာခံလိုက်ရပြီးဘဝဆုံးသွားခဲ့တယ်ဖေဖေလို့ခေါ်ပြီးသမီးလေးကတော့ငိုနေတာပေါ့ကျွန်တော်တတိပြန်ဝင်လာပြီးစဉ်းစားကြည့်တော့မှဒီနေ့ဟာကျွန်တော်မိမနဲ့ကွာရှင်းရမယ့်နေ့ကိုအချိန်နောက်ကြောင်းပြန်ရောက်လာခဲ့တာပဲဒီချိန်မှာတော့မင်းတို့ကိုနည်းနည်းလေးတောင်ထပ်ပြီးဆင်းရဲဒုက္ခမခံစားစေရတော့ဘူးလို့ကျွန်တော်တွေးလိုက်တယ်လီရွေရှင်ကျမကိုမငဲ့ရင်တော့မှဒီမိသားစုလေးနဲ့သမီးလေးအတွက်တော့တွေးပေးတင်တယ်လေလို့ကျွန်တော်မိမကပြောတယ်ရှန်ရွက်ကိုတောင်းပန်ပါတယ်ကိုမသွားပါပြီနောက်ဆိုရင်ကိုလောင်းကစားလုံးဝမလုပ်တော့ပါဘူးမင်းနဲ့ကော်ကော်လေးကိုကောင်းကောင်းမွန်မွန်ထားနိုင်ဖို့အတွက်ကိုအစွမ်းကုန်စူးစမ်းပြီးပတ်စံရှာပါမယ်လို့ပြောတော့သမီးလေးကဖေဖေပြောတာတကယ်လားဟင်လို့မေးတယ်တကယ်ပေါ့သမီးရဲ့အခုချိန်ကစပြီးဖေဖေကဖခင်ကောင်းခင်မွန်းကောင်းတယောက်ဖြစ်အောင်နေသွားတော့မှာပါငါအိမ်မက်မက်နေတာတော့မဟုတ်ပါဘူးနော်လို့ကျွန်တော်မိမကပြောတယ်အဲ့အချိန်မှာပဲတကားခောက်တန်ကြားလိုက်ရပြီးလီရွေမင်းကယောက်ျားကောင်းတယောက်ဆိုရင်အခုချက်ချင်းငါသမီးနဲ့ကွာရှင်းပေးလိုက်ငါသမီးမင်းနဲ့ဒီအချိန်ထိပေါင်းလာတာကတာဝန်ကျေလွန်းနေပြီးကွာရှင်းပေးအခုချက်ချင်းငါသမီးနဲ့မှတ်ပုံတင်ရုံကိုသွားပြီးကွာရှင်းလိုက်လို့ရောက်ခမကဒေါသတကြီးဝင်ပြောတယ်ရောက်ခီးကလည်းလီရွေငါတို့မင်းကိုအခွင့်အရေးမပေးခဲ့တာမဟုတ်ဘူးနော်လက်လွတ်လိုက်ပါတော့ရှန်ရွက်ကိုသူ့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုတွေရှာဖွေပါစေတော့မင်းကရှန်ရွက်ကိုလည်းပျော်ရွှင်အောင်မထားနိုင်ဘူးဂေါ်ဂေါ်လေးကိုလည်းပျော်ရွှင်အောင်မထားနိုင်ဘူးဖေဖေနဲ့မေမေခွဲနေတာကိုသမီးမလိုချင်ဘူးသမီးဖေဖေမေမေတို့နဲ့အတူတူအမြဲတမ်းနေချင်တာလို့ဂေါ်ဂေါ်လေးကပြောတော့အမေကျွန်တော်ရှန်ရွက်နဲ့လုံးဝမကွာရှင်းနိုင်ပါဘူးကျွန်တော်ရှန်ရွက်ကိုပျော်ရွှင်အောင်ထားပါမယ်ဂေါ်ဂေါ်လေးကိုလည်းပျော်ရွှင်အောင်ထားပါမယ်ကျေးဇူးပြုပြီးကျွန်တော်ကိုနောက်ဆုံးတစ်ချိန်လောက်ယုံကြည်ပေးကြပါလို့ကျွန်တော်တောင်းပန်လိုက်တယ်မင်းကငါသမီးကိုဘယ်ချိန်ထိဒုက္ခပေးနေအောင်မလဲအရင်တုန်းကမင်းကိုအခွင့်အရေးမပေးခဲ့တာမဟုတ်ဘူးလေမင်းအမိအရစုပ်ကင်နိုင်ခဲ့လို့လားငါ့ကိုစကားလာမရှိနဲ့အခုချက်ချင်းရှန်ရွက်နဲ့မှတ်ပုံတင်ရုံကိုသွားပြီးကွာရှင်းစာချုပ်သွားလုပ်လိုက်ရှန်ရွက်ညီဘလို့သဘောရလဲပြောလိုက်စမ်းပါဟုတ်တယ်ရှန်ရွက်သမီးကကွာရှင်းချင်ရတာနဲ့လီရွေကမကွာရှင်းပေးဘူးဆိုရင်ငါတို့သူ့ကိုတရားစွဲလိုက်မယ်အဖေသမီးလီရွေကိုနောက်ထပ်အခွင့်အရေးတစ်ချိန်လောက်ပေးကြည့်ချင်သေးတယ်လို့ရှန်ရွက်ကပြောတော့စူးရှန်ရွက်ညီအုံနောက်များမကောင်းဘူးလားလီရွေကဘလောက်တောင်အတုံးမကျတဲ့ကောင်လဲဆိုတာဒီနှစ်တွေအတွင်းညီတေးသေးချာချာမသိသေးဘူးလားရှန်ရွက်ဒီလိုလုပ်ဖို့တကယ်လိုအပ်သေးလို့လားလို့ကန့်ကွက်ကြပါတယ်ရှန်ရွက်ကလိုအပ်ပါတယ်ဂေါ်ဂေါ်လေးအတွက်သမီးလီရွေကိုနောက်ဆုံးတစ်ချိန်အခွင့်အရေးပေးရလိမ့်မယ်လို့ပြောတော့ကောင်းပြီလေညီကလီရွေပုံမှာအချိန်တွေဆက်ပြီးဖြုံးတီးကျင်သေးတယ်ဆိုရင်လည်းဖြုံးတီးဖို့လီရွေမင်းအပြင်မှာတင်နေတဲ့အကျွေးတွေကိုငါသမီးကတပြားမှတာဝန်ယူမှာမဟုတ်ဘူးနော်ငါသမီးကိုစင်ရဲတွေနဲ့ဆွဲချဖို့မကြိုးစားနဲ့ငါတို့မင်းကိုနောက်ထပ်တစ်လအချိန်ပေးမယ်ဒီတစ်လအတွင်းမှာမင်းအရင်ကလိုပဲဆက်နေအောင်မယ်ဆိုရင်တော့ငါသမီးကမင်းနဲ့မဖြစ်မနေကွာရှင်းလိမ့်မယ်လို့ရာဇသံပေးပြီးပြန်သွားကြပါတယ်တစ်လဒီတစ်လအတွင်းမှာကျွန်တော်ပြောင်းလဲသွားပြီဆိုတာကိုအားလုံးမြင်စေရပါမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်ပြီးရှန်ရွက်ကလီရွေရှေ့ဆက်ပြီးဘယ်လိုလုပ်ဖို့စဉ်းစားထားလဲအိမ်မှာအကျွေးကရွနှစ်သိန်းကျော်တင်နေတဲ့ဂေါ်ဂေါ်လေးကလည်းမူကြိုတက်နေပြီးအိမ်ဈေးတွေကလည်းရှိသေးတယ်လို့မေးတော့ခဏနေရင်ကိုပင်လဲကန်းဆက်သွားပြီးပင်လဲစားသွားရှာမလို့ပြန်ဖြေလိုက်တယ်တော့ရှန်ရွက်ကတက်ပြင်းချပြီးကောင်းပါပြီလေလို့ပြန်ဖြေရင်ပင်လဲထွက်ပြီးရှာရင်တောင်တရက်ကိုဘလောက်များဝင်ငွေရနိုင်မှာမို့လို့လဲလို့တွေးနေရင်နဲ့လီရွေရှင်တကယ်သာနောင်လိုက်ရပြီးနောက်ဆိုလောင်းကစားထပ်မလုပ်တော့ဘူးဆိုရင်ကျမရှင်ပေးမှနေပြီးမိသားစုဘဝလေးကိုကောင်းကောင်းမွန်မွန်တည်ဆောက်သွားပါမယ်လို့ဇနီးဖြစ်သူကပြောတော့ကျွန်တော်လည်းအစွမ်းကုန်စူးစမ်းပါမယ်လို့ကတိပေးလိုက်ပါတယ်သမီးလေးကတော့ကျွန်တော်တို့အဆင်ပြေနေတာကိုကြည့်ပြီးအရန်ပျော်ရွှင်နေခဲ့တယ်ရှန်ရွက်ကတော့သမီးလေးရှိမှမဟုတ်ရုတ်တရက်ရှက်သွားပြီးအခန်းထဲကပြေးထွက်သွားခဲ့တယ်အဲ့ဒီနောက်ကျွန်တော်ပင်လယ်ကမ်းဆက်ကိုသွားဖို့ပြင်ဆင်နေချိန်မှာသမီးလေးကော်ကော်ကဖေဖေသမီးကိုပါခေါ်သွားပါလားဟင်ကြားတတ်ရင်ညီကိုတွေလိုတဲ့စစ်တပ်ရင်တားဖတွေလိုတဲတဲ့လေဖေဖေခေါ်သွားပါနော်လို့အတင်းပူစာပါတော့တယ်သမီးလေးရဲ့စကားတက်လုံးတဲ့အဖြစ်ကိုသဘောကျသွားပြီးကျွန်တော်လည်းသမီးလေးကိုအတူတူခေါ်သွားဖို့သဘောတူလိုက်တဲ့အတွက်ဂေါ်ဂေါ်လေးကအရန်ဝမ်းသာသွားခဲ့ပါတယ်အဲ့ဒီနောက်တားဖနှစ်ယောက်ပင်လယ်ကမ်းခြေဘက်ကိုအတူတူထွက်လာခဲ့ကြတယ်ပင်လယ်ကမ်းဆက်ကိုရောက်တဲ့အခါဘေးနားကလူတွေကဂေါ်ဂေါ်လေးကိုမြင်ပြီးနှုတ်ဆက်ကြတယ်ဟာတော်တော်စွမ်းတာပဲဒီလောက်ကြီးတဲ့ကြောက်ကနန်းကြီးကိုတောင်ရှာတွေ့တယ်ပေါ့လို့ဂေါ်ဂေါ်လေးကရေရွတ်ပါတယ်အဲ့ဒီလူကဂေါ်ဂေါ်လေးကိုဂေါ်ဂေါ်ညီကဘလို့လို့အဖေဖြစ်သူနဲ့ရောက်လာတာလဲအရင်တုန်းကညီအမေပဲညီကိုခေါ်ပြီးပင်လဲစားလာရှာနေကြမဟုတ်ဘူးလားလို့မေးတော့ကျွန်တော်ဟာတကယ်ကိုတာဝန်မကျေတဲ့အဖေတယောက်ပါလားလို့စိတ်ထဲကနေတွေးမိသွားပါတယ်ကော်ကော်လေးကတော့ဖေဖေကသူ့ကိုပင်လဲစားလာရှာဖို့ခေါ်လာတာပါလို့ဂုံယူဝင်ကြွားစွာပြန်ဖြေလိုက်ပါတယ်အဲ့ဒီလူကကျွန်တော်ကိုလှမ်းပြီးလီရွေပင်လဲစားရှာတာကလောင်းကစားလုပ်တာနဲ့မတူဘူးကွာပင်လဲစားရှာတာကလှုပ်ဝက်ချက်တွေအများကြီးရှိတယ်တဲတွေအောက်မှာဘလို့ပင်လဲကောင်းတွေရှိတယ်ဆိုတာကိုကောမင်းသိလို့လားလို့လောင်ပြောင်တော့ကော်ကော်လေးကချက်ချင်းပဲသူ့ဖေဖေကတေချာပေါက်တိတာပေါ့လို့ဝင်ပြီးကာကွယ်ပြောဆိုပေးခဲ့ပါတယ်ကလေးတယောက်ရဲ့မျက်လုံးထဲမှာတော့အဖေဖြစ်သူကအရာအလုံးကိုစွမ်းဆောင်နိုင်သူလို့ထင်နေတာကိုတွေးပြီးကျွန်တော်ပီတိဖြစ်သွားပေမဲ့တကယ်တမ်းကျတော့ကျွန်တော်ကပင်လဲစားရှာတဲ့နေရာမှာဘာမှမတက်ဘူးဆိုတာကိုကိုအတိဆုံးပါပဲအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့နားထဲကိုထူးဆန်းတဲ့အတန်တစ်ခုဝင်ရောက်လာပါတယ် host လီရွေပင်လယ်စာများကိုဖောက်ထွင်းမြင်နိုင်သောစနစ်ကိုချိတ်ဆက်ပြီးပါပြီကနအူးဖောက်ထွင်းမြင်နိုင်သောအကွာအဝေးမှာ7 မီတာဖြစ်ပါတယ်7 မီတာအတွင်းမှာရှိတဲ့ပင်လယ်စာမှန်သမျှကိုအကုန်လုံးရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါပြီဆိုတဲ့အတန်နဲ့အတူပင်လယ်စာရှာဖို့အထူးစွမ်းရည်တစ်ခုကိုရရှိသွားပါတော့တယ်အနီးနားကတခြားကလေးတစ်ယောက်ကကော်ကော်လေးကိုနှစ်အဖေကတေချာပေါက်ဘာမှသိမှာမဟုတ်ပါဘူးငါအဖေကမှအတော်ဆုံးငါအဖေကမှအမိုက်ဆုံးပဲဒါတွေအကုန်လုံးကငါဖမ်းထားတာတွေကြီးပဲလို့ကြွားဝါနေပါတယ်ကော်ကော်လေးကကျွန်တော်ကိုဘာလုပ်နေတာလဲလို့မေးလိုက်တဲ့အခါကျွန်တော်ကဖေဖေချေတော့အောင်မှာ
အေယာမပင်လယ်ဒီကောင်ကြီးတကောင်ရှိတယ်သူကအောက်ကိုတိုးဝင်သွားနေတယ်လို့ပြန်ဖြေလိုက်ပါတယ်ဘေးနားကလူကပင်လယ်ဒီကောင်ကြီးကဖမ်းရတာအဲ့ဒီလောက်လွယ်မလားမင်းတူးနေတဲ့ကျင်းထဲမှာပင်လယ်ဒီကောင်ကြီးရှိဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလို့ဝင်ပြောပါတယ်ကော်ကော်လေးကတော့ပင်လယ်ဒီကောင်ကြီးကိုထွက်ပြေးခွင့်မပေးလိုက်နဲ့လို့အားပေးနေတော့ကျွန်တော်ကလည်းထွက်ပြေးလို့မလွတ်စေရဘူးဆိုပြီးစူးစမ်းပန်းစားဖမ်းပါတော့တယ်ကော်ကော်လေးကတကယ်ရောဖမ်းမိနိုင်ပါမလားလို့စိတ်ပူနေပြီးကျွန်တော်အတွက်ကလည်းဒါဟာတော်တော်လေးခက်ခဲတဲ့အလုပ်တစ်ခုဖြစ်နေပါတယ်ဒါပေမဲ့ခဏအကြာမှာတော့အေယာမပင်လယ်ဒီကောင်ကြီးကိုအောင်မြင်စွာဆွဲထုတ်နိုင်ခဲ့ပါတယ်ဝါကြီးကြီးပဲလို့အားလုံးကအံ့ဩသွားကြပါတယ်ဘေးနားကလူကလည်းလီရွေ့မင်းတော်တော်မိုက်တာပဲဒါကအရှည်15စင်တီမီတာလောက်တောင်ရှိတယ်တကယ်ပင်လယ်ဒီကောင်ကြီးပဲဒီအကောင်မျိုးက1ကီလိုဝက်လောက်ကိုရွံ100ဝန်းကျင်လောက်ဈေးရတာကိုလို့ချီးကျူးလိုက်ပါတယ်စောစောကကြွားဝါနေတဲ့ကလေးကတော့ပင်လယ်ဒီကောင်ကြီးတစ်ကောင်လောက်ဖမ်းမိတာလေးများกว่าစောစောကငါဆိုခ ्यू တွေကနန်းတွေအများကြီးဖမ်းမိထားသေးတယ်တကောင်လေးများအဲ့ဒီလောက်အံ့ဩစရာလုပ်နေစရာလားငါအဖေကစောစောကအများကြီးဖမ်းမိထားတာနော်လို့ဝင်ပြောတော့ကော်ကော်လေးကလည်းမခံချင်စိတ်နဲ့သမီးတို့ကအခုမှရောက်တာလေခဏနေရင်သမီးဖေဖေကအများကြီးထပ်ဖမ်းနိုင်မှာတေချာတယ်လို့ပြန်ပြောလိုက်ပါတယ်ပြီးတော့ကျွန်တော်ကိုဖေဖေသမီးဖေဖေနောက်လိုက်ခဲ့မယ်နော်ဟိုဘက်ကိုသွားရအောင်လို့ခေါ်လိုက်ပါတယ်ကျွန်တော်စနစ်ရဲ့အကူအညီနဲ့ပင်လယ်စာတွေကိုစက်တိုက်ဖမ်းမိလာတဲ့အခါကော်ကော်လေးကဖေဖေကမေမေထက်ပိုတော့တာပဲအရင်ကသမီးမေမေနဲ့ပင်လယ်စာလာရှာတော့ကဆိုမေမေကဒီလောက်များကြီးရဖို့အချိန်ရမ်းကြာကြီးရှာရတာလို့ဝမ်းသာအားရပြောပါတော့တယ်ဖမ်းမိထားတဲ့ငါးတွေကိုကြည့်ပြီးဖေဒါတွေကရှားဟုငါးတွေလားဟင်လို့မေးတဲ့အခါကျွန်တော်ကဟုတ်တယ်မှန်တယ်ဒါတွေအကုန်လုံးကရှားဟုငါးတွေလေရှားဟုငါးတွေကကိုလုံးသေးတယ်လို့ရှင်းပြလိုက်ပါတယ်အဲ့ဒီနောက်ကြီးမားတဲ့ခ ्यू ကြီးတစ်ကောင်ကိုမြင်သွားပြီးခ ्यू ကြီးကအလေးချိန်1ကီလိုခွဲကျော်လောက်တောင်ရှိမှာပဲ1ကီလိုခွဲကျော်တဲ့ခ ्यू ကြီးတစ်ကောင်ကိုရောင်းရင်ရွံ2000ကျော်လောက်တောင်ရမှာပဲဟဲ့လို့ဝမ်းသာအားရရေးရွတ်လိုက်ပြီးကော်ကော်လေးကိုခေါ်ကားကော်ကော်သွားရအောင်ဖေတို့ဟိုဘက်ကိုသွားမယ်လို့ပြောလိုက်တယ်ရွာသားတယောက်ကကျွန်တော်ကိုကြည့်ရင်လီရွေးတယောက်ဒီတစ်ခေါက်ပင်လယ်စာသွားရှာတာဘယ်လောက်တောင်ရလာမလဲမသိဘူးငါကနေတိုင်းကြိုးဆဆနဲ့ပတ်စံရှာပြီးပတ်စံတွေလည်းအများကြီးရှာနိုင်ခဲ့တယ်ဒါပေမဲ့ငါကရုပ်ဆိုးဆိုးမိမတယောက်ကိုပဲရခဲ့တယ်လီရွေးကတော့တနေ့လုံးစားတောက်ပျော်ပါနေပြီးတော့များပန်းလေးတစ်ပွင့်လိုလှတဲ့စနီးတွေကိုရထားတယ်ကောင်းကင်ပုံကြီးကတကယ်ကိုမတရားဘူးလို့တွေးနေတာပေါ့အတော်ကြီးတွေကလည်းလီရွေးကပင်လယ်စာမရှာတာနှစ်ကျော်တောင်ရှိနေပြီဒီနေ့မှသူစိတ်ကူးပေါက်ပြီးပင်လယ်စာလာရှာတာဆိုတော့ခံမှန်းကြည့်ရရင်သူရလာတဲ့ဟာတွေကငါးလောက်တောင်များမှာမဟုတ်ပါဘူးဖဲရိုက်တာကမှသူ့ရဲ့အားသာချက်လေးပင်လယ်စာရှာဖို့ထက်သူရေမိုးချိုးပြီးအိတ်လိုက်တာပဲကောင်းပါတယ်ဆူရှန်ရွဲလို့အဲ့ဒီလောက်ကောင်းတဲ့မိမတယောက်ကိုလီရွေးကနည်းနည်းလေးတောင်တန်ဖိုးမထားဘူးလို့ကဲ့ရဲ့နေကြတာပေါ့လီရွေးမင်းဒီတစ်ခေါက်ပင်လယ်စာရှာတာဘယ်လောက်တောင်ဖမ်းမိလဲဆိုတာငါကြည့်ရစေဦးလို့မေးတော့ကျွန်တော်ကကြည့်ချင်ရင်လည်းကိုယ့်ဘာသာကြည့်ကြလေငါကြည့်လိုက်မယ်ဖះကြီးလီရွေးရဲ့ပုံကအပြည့်ဖြစ်နေပါလားအလေးချိန်1ကီလိုခွဲကျော်တဲ့ခ ्यू ကြီးတစ်ကောင်တောင်ပါသေးတယ်လီရွေးရဲ့ပုံထဲမှာဘလို့လုပ်ပြီးငါးတွေဒီလောက်များကြီးပါနေရတာလဲလို့အန်အော်တကြီးရေရွတ်နေတာပေါ့ကျွန်တော်ကကဲခေါ်ခေါ်ဖေတို့သွားကြဆိုမင်းမေလည်းအလုပ်လုပ်ရတာတနေ့လုံးပင်မနေလောက်ပြီးဖေအိမ်ပြန်ပြီးထမင်းဟင်းချက်ရအောင်မယ်လို့ပြောတော့လီရွေးစိတ်ပြောင်းသွားပြီပဲသူကသူ့မိမကိုတောင်ပြန်တနာနေပါလားအရင်ကသူကဆူရှန်ရွဲကိုရိုက်ရင်ရိုက်မရိုက်ရင်ဆဲဆိုနေပြီးတော့တနေ့လုံးဖဲရိုက်ဖို့ပတ်စံပဲတောင်းနေခဲ့တာလေအခုတော့သူ့မိမအတွက်ထမင်းဟင်းတောင်ချက်ပေးမယ်လို့ပြောနေပါလားလို့အတင်းပြောရင်းအံ့ဩနေကြတော့တယ်အိမ်မှာတော့ရှန်ရွဲတယောက်အခုအိမ်မှာအကျွေးကရွံ2သိန်းကျော်တင်နေတယ်ငါကပင်လယ်စာဆက်ယုံမှာအလုပ်လုပ်တာတစ်လကိုမှလစာက4500ပဲရတယ်ကျုံးပေါ်ကလူငယ်ပိုင်းတွေကလည်းအခြေခံအဖြစ်အပြင်ထွက်ပြီးအလုပ်လုပ်နေကြပြီးခဏနေလီရွေးပြန်လာရင်သူ့ကိုအလုပ်တစ်ခုခုသွားရှာဒါလုပ်ဖို့တေချာပြောပြမှဖြစ်မယ်လို့တွေးနေတော့ဖုန်းဝင်လာပြီးရှန်ရွဲညီလီရွေးနဲ့ကွာရှင်းလိုက်ပါတော့လားညီအခုဘလို့ဘဝမျိုးကိုဖျက်တမ်းနေရတာလဲအမေညီအတွက်လူကောင်းလေးတွေရှာထားပေးတယ်တယောက်ချင်းစီကအဲ့ဒီလီရွေးဆိုတဲ့ကောင်ထက်အစာပေါင်းတောင်းချီတာတယ်မေအရင်ကသမီးအမေကိုပြောထားပြီးပြီလေသမီးလီရွေးကိုနောက်ဆုံးတစ်ချိန်အခွင့်အရေးပေးမယ်ဆိုတာရှန်ရွက်လီရွေးကဘလို့အကျင့်စရိုက်ရှိလဲဆိုတာညီတကယ်ပဲမသိသေးတာလားညီသူ့ကိုနောက်ထပ်အခွင့်အရေးပေးရင်တော့သူကဖဲရိုက်တဲ့အကျင့်ကိုပြင်နိုင်မှာမဟုတ်ဘူးအမေဒီနေ့ညနေကလီရွေးကကလေးကိုခေါ်ပြီးပင်လယ်စာသွားရှာတယ်ကဲပါအမေရဲ့ဆက်မပြောပါနဲ့တော့သူနဲ့ကလေးပြန်လာပြီဆိုတော့သူတို့ကြားသွားရင်မကောင်းဘူးလို့ပြောပြီးဖုန်းချလိုက်တယ်ရောက်ခမကရှန်ရွက်ဒီကလေးကဘလို့ဖြစ်လို့ဆုံးမတာကိုနည်းနည်းလေးတောင်နားမထောင်ရတာလေလီရွေးကဖဲမရိုက်တော့ဘူးဆိုရင်တော့သူကပင်လယ်စာရှာပြီးဘလောက်များကြီးပွားလာမှာမို့လို့လည်းမဖြစ်သေးဘူးရှန်ရွက်ကိုလီရွေးနဲ့အမြန်ဆုံးကွာရှင်းခိုင်းမှရမယ်ရှန်ရွက်နောက်အိမ်ထောင်ပြုရင်ရလာမယ်တင်တောင်းငွေကိုငါသားအငယ်ကောင်မင်္ဂလာဆောင်တဲ့အခါတုံးရမယ်လို့တွေးနေတာပေါ့မိမမြန်ထွက်လာကြည့်ပါဦးလို့ကျွန်တော်ခေါ်တော့ဘာဖြစ်လို့လဲမေမေကြည့်ပါဦးဒီနေ့ကော်ကော်နဲ့ဖေတို့ပင်လယ်စာသွားရှာလာတဲ့ရလက်တွေလေဘာတွေများပါလာလို့လဲဝါပုံတောင်အပြည့်ဖြစ်နေပါလားရှင်ဒီနေ့ကန်ကောင်းလို့နေတာပဲဒါကခ ्यू ကြီးလားလို့တအန်တော်ပြောတော့ကိုသွားပြီးထမင်းဟင်းချက်လိုက်အောင်မယ်ဒီနေ့ညတော့တို့တွေပင်လယ်စာတွေအဝါစားကြတာပေါ့လို့ကျွန်တော်ပြောလိုက်တယ်လီရွေ့ညစာကိုရှင်မချက်ပါနဲ့တော့ကျမပဲချက်လိုက်မယ်ရှင်ဒီပင်လယ်စာတွေကိုတွားရောက်လိုက်ပါဒီပင်လယ်စာတွေကိုအိမ်မှာတညလောက်ထားလိုက်ရင်အလေးချိန်တွေကျသွားလိမ့်မယ်လို့ပြောတာနဲ့ကျွန်တော်လည်းသဘောတူလိုက်ပြီးရောင်းဖို့ထွက်လာခဲ့တယ်ကျွန်တော်ဈေးကိုရောက်တော့လူတွေကကျွန်တော်ကိုမြင်တာနဲ့ရေကြတယ်ဒါလီရွေ့မဟုတ်လားဒီနေ့နေများအနောက်ဘက်ကထွက်လာလားလီရွေ့ကပင်လယ်စာတွေလာရောက်နေပါလားဒါကတူလာရမယ့်နေရာမှမဟုတ်တာဖဲဝိုင်းကမှတူတွားရမယ့်နေရာလေးလို့တယောက်တစ်ပေါက်ဝိုင်းပြောနေကြပေမဲ့ကျွန်တော်ကပင်လယ်စာပုံကိုမြောက်ပြလိုက်တော့ဝါလီရွေ့ရဲ့ပုံကအပြည့်ဖြစ်နေပါလားလီရွေ့ရဲ့ကန်ကတော်တော်လေးကောင်းနေတာပဲလို့အန်အော်တကြီးဖြစ်နေကြတယ်ကျွန်တော်ကဒီနေ့ကစပြီးကျွန်တော်အကျင့်ဆိုးတွေကိုဖျောက်ပြီးလူကောင်းတစ်ယောက်ဖြစ်အောင်နေတော့မယ်နောက်ကျွန်တော်လောင်းကစားလုံးဝမလုပ်တော့ပါဘူးလို့ပြောတော့လူတွေကကျွန်တော်ကိုမယုံကြည်ကြပါဘူးကျွန်တော်ပင်လယ်စာတွေကိုကြည့်ပြီးတိုင်းတစ်ယောက်ကငါပင်လယ်စာတွေဝယ်လာတာဒီလောက်နှစ်တွေကြာနေပြီးဒီလောက်ကြီးတဲ့ခ ्यू ကြီးမျိုးကိုမြင်ရတာတော်တော်ရှားတယ်ဒီပင်လယ်စာတွေစုစုပေါင်းဘယ်လောက်ကြာမလဲဆိုတာငါတွက်ကြည့်လိုက်အောင်မယ်လို့ဆိုကခ ्यू ကြီးက3ကီလိုကနန်းစိမ့်က3ကီလိုခွဲပင်လယ်ဒီကောင်ကြီးက2ကီလိုခွဲအားလုံးပေါင်း3650ရွန်ရတယ်ဟဲ့လို့ပြောတော့လူတွေကလီရွေ့တစ်ခေါက်ပင်လယ်စာသွားရှာတာနဲ့ဒီလောက်တောင်ပတ်စံရလာတာတကယ်ကိုမယုံနိုင်စရာပဲလို့ရေရွတ်နေကြတာပေါ့လီရွေ့ငါမင်းစီကိုပတ်စံလွှဲပေးလိုက်ပြီလို့ပင်လယ်စာတိုင်းကပြောတယ်လီရွေ့
ဒီပတ်စံတွေကိုမင်းလောင်းကစားတော့လုပ်ပြလို့မရဘူးနော်ရှန်ရဲ့မင်းနဲ့လိုက်ပြီးဘလို့ဘဝမျိုးဖြတ်တန်းနေရလဲဆိုတာမင်းကိုမင်းအတိဆုံးဖြစ်မှာပါအခုမင်းမှာလှပတဲ့ဇနီးလေးတယောက်ရဲ့ချစ်စရာကောင်းတဲ့သမီးလေးတယောက်ရဲ့ရှိနေပြီးမင်းသူတို့ကိုတန်ဖိုးမထားပဲမနေနဲ့နော်လို့ဘေးကတော်ကြီးကဆုံးပါတယ်ကျွန်တော်ကလည်းနောက်ဆိုရင်ကျွန်တော်လောင်းကစားလုံးဝမလုပ်တော့ပါဘူးဂယုစိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့လက်ရှိဘဝလေးကိုတန်ဖိုးထားပြီးနေသွားပါမယ်လို့ကတိပေးပြီးသမီးလေးဖေဖေပခုံးပေါ်ခွာစီမလာသွားကြဆိုလို့ပြောပြီးပျော်ရွှင်စွာအိမ်ပြန်လာခဲ့ကြတယ်။ host ဂုံယူပါတယ်အမှတ်3650ရရှိပါတယ်အမှတ်3500နဲ့ပင်လယ်စာရှာကန်ကောင်းစေတဲ့ကော်ပြတစ်လက်ကိုလဲလှယ်နိုင်ပါတယ် host အခုပဲလဲလှယ်မှာလားလို့စနစ်အတိပေးချက်ဝင်လာတော့ဒီစနစ်ကတော်တော်မိုက်တာပဲပတ်စံရတဲ့အပြင်အမှတ်တွေပါရသေးတယ်ပြီးတော့အဲ့ဒီအမှတ်တွေနဲ့ပစ္စည်းတွေပါလဲလို့ရသေးတယ်အခုပဲလဲလှယ်လိုက်မယ်လို့တွေးပြီးလဲယူလိုက်တာပေါ့အိမ်ရောက်တော့ပတ်စံတွေအကုန်လုံးကိုရှန်ရွက်စီလွှဲလိုက်ပြီးမိမစောစောကကိုပင်လယ်စာရောင်းရတဲ့ငွေ3650ရွမ်အကုန်လုံးကိုမင်းစီလွှဲပေးလိုက်ပြီးနော်လို့ပြောလိုက်တယ်လီ၍ကျမဒီနေ့ကိုမျှော်လင့်လာခဲ့တာ2နှစ်ကျော်တောင်ရှိနေပြီနောက်ဆုံးတော့တိမ်မဲတွေဖယ်ခွာပြီးနေအောင်ကြီးကိုမြင်တွေ့ရတဲ့နေ့ရက်မျိုးကိုကျမစောင့်မျှော်နိုင်ခဲ့ပြီပဲကျွန်တော်ကရှန်ရွက်မင်းကော်ကော်လေးကိုခေါ်ပြီးအပြင်သွားနေလိုက်လို့ပြောတော့ရှန်ရွက်ကပင်လဲစာရှာတာကလူပင်မန်းနဲ့အလုပ်လေးမြင်မြန်သွားနားလိုက်ပါကျမနဲ့အပြိုင်ဟင်းလာချက်နေမယ်ဆိုရင်ကျမစိတ်ဆိုးမှနော်လို့ပြောပြီးကျွန်တော်ကိုတွန်းထုတ်ပါတော့တယ်ကျွန်တော်ကဒီလိုဇနီးမျိုးရထားတာလင်ယောက်ျားတစ်ယောက်အနေနဲ့ဘာများလိုချင်စရာရှိအောင်မလဲအရင်ဘဝတုန်းကဒီလောက်ကောင်းတဲ့မိန်းမကိုချစ်ခင်ကျင်နာရကောင်းမှမသိပဲလောင်းကစားမှာတာယာရစ်မှုနေခဲ့တယ်နောက်ဆုံးတော့မိသားစုဘဝလေးပျက်စီးပြီးလူတွေပါတေဆုံးခဲ့ရတဲ့အထိဖြစ်ခဲ့ရတယ်လို့တွေးရင်နောက်တရနေမိပါတယ်ကျွန်တော်တို့မိသားစုထမင်းအတူတူစားနေတော့ဖုန်းဝင်လာတော့ကျွန်တော်ကကိုင်းလိုက်ပြီးဘသူလဲလို့မေးတော့မင်းအမေလေးလီ၍မနှက်ဖြန်ကငါမွေးနေ့လေမင်းငါကိုမုတ်ဖိုးဘလောက်ပေးမလို့စဉ်းစားထားလဲငါသမီးကိုတော့မင်းနဲ့ပေးစားထားတာမင်းလိုဖဲဖဲရိုက်တက်တဲ့ကောင်စီမှာပတ်စံဘလောက်များရှိမှာမို့လို့လဲငါအခုလိုလုပ်ရတာကမင်းကိုအဆက်ခွဲချင်လို့ပဲငါသမီးနဲ့အမြန်ဆုံးကွာရှင်းလိုက်စမ်းပါမဟုတ်ရင်တော့ငါမင်းကိုအမြဲတမ်းဒုက္ခပေးနေမှာပဲလို့ပြောတော့ရှန်ရွက်ရဲ့မျက်နှာကိုမထောက်ရင်အခုချက်ချင်းဖုန်းချပစ်လိုက်ပြီလို့ကျွန်တော်စိတ်ထဲကတွေးလိုက်မိတယ်အမေမွေးနေ့အတွက်ကျွန်တော်တေချာပေါက်မုတ်ဖိုးပေးမှာပါလို့ပြောလိုက်တော့လီ၍မင်းကဘလောက်ပေးမလို့စဉ်းစားထားတာလဲ100 200လောက်တော့မဟုတ်ပါဘူးနော်မင်းမှာ300 500လောက်တော့မထုတ်ပေးနိုင်ဘူးဆိုရင်တော့ငါသမီးနဲ့မြန်မြန်သာကွာရှင်းလိုက်တာအကောင်းဆုံးပဲလို့ပြောတော့တာပေါ့ကျွန်တော်လဲဟဲလိုအမေကျွန်တော်ဘက်မှာလိုက်မကောင်းဘူးလို့ပြောပြီးဖုန်းကိုအမြန်ချပစ်လိုက်တဲ့ရောက်ခမကတော့လီ၍မင်းကငါဖုန်းကိုတောင်ချရဲတယ်ပေါ့လေမနှက်ဖြန်တာမင်းငါကိုမုတ်ဖိုးအကြီးကြီးမပေးကြည့်မင်းတို့အိမ်ကိုလာပြီးမင်းကိုကောင်းကောင်းမနေရအောင်လုပ်ပြမယ်လို့ကျင်းဝါနေပါတော့တယ်လီ၍တောင်းပန်ပါတယ်ရှင်ကိုအခက်တွေ့စေမိပြီလို့ရှန်ရွက်ကပြောတော့ကိစ္စမရှိပါဘူးမင်းမေကိုလည်းအပြစ်တင်လို့မရပါဘူးလေမင်းမိဘတွေကိုပေါ်မြင်တဲ့အမြင်တွေကိုကိုတဖြည်းဖြည်းချင်းပြောင်းလဲသွားအောင်လုပ်ပါမယ်လို့ကတိပေးလိုက်ပြီးမိမမနှက်ဖြန်မနှက်6နာရီကြာရင်ကိုပင်လဲစာသွားရှာရမယ်ခဏနေထမင်းစားပြီးရင်ကိုမျိုးတဲကိုခဏသွားပြီးပင်လဲစာရှာတဲ့ကရိယာတချို့သွားဝယ်လိုက်အောင်မယ်လို့ပြောတော့မျိုးတဲသွားမလို့လားအရင်တုန်းကဆိုရင်ကျွန်တော်မျိုးတဲကိုသွားတိုင်းဖဲသွားရိုက်လေးရှိပါတယ်ရှန်ရွက်ကကျွန်တော်ဖဲသွားရိုက်မှာစိုးရိမ်နေတာပါဒါပေမဲ့ကျွန်တော်ဇနီးဖြစ်သူကိုမိမမင်းမစိုးရိမ်ပါနဲ့ကိုတကယ်ပဲလောင်းကစားဖြတ်လိုက်ပါပြီကိုသာနောက်တစ်ခါဖက်ထက်ရိုက်မယ်ဆိုရင်မင်းကိုနဲ့ကွာရှင်းလိုက်ပါလို့ကတိပေးခဲ့ပါတယ်ရှန်ရွက်ကလည်းဒါဆိုလဲစောစောသွားလေတို့အိမ်ကသုံးမိဆိုင်ကယ်ကမိပြက်နေတာမိုးချုံမှပြန်လာရင်မကောင်းဘူးလို့တတိပေးလိုက်ပါတယ်ကော်ကော်ကဖေဖေနဲ့အတူလိုက်သွားခြင်းတယ်လို့ပူစာပေမဲ့ရှန်ရွက်ကသမီးကလိုက်လို့မရဘူးလေသမီးလိုမိန်းကလေးငယ်ငယ်လေးသုံးမိဆိုင်ကယ်ပေါ်ထိုင်စီးတာအနည်းရှိတယ်လို့တားလိုက်ပါတယ်သမီးလေးက3ယောက်အတူတူအားလို့ရတာပဲလို့ဆိုပေမဲ့ရှန်ရွက်ကမေမေကအိမ်မှာပကံစေးအိမ်မှုကိစ္စတွေလုပ်ရအောင်မယ်လေလို့ချုံမော့ပြောဆိုလိုက်ပါတယ်ရှန်ရွက်ကမြန်မြန်သွားပြီးမြန်မြန်ပြန်လာဖို့သူအိမ်မှာကလေးထင်းရင်အိမ်မှုကိစ္စတွေလုပ်ထားမယ်လို့ပြောပါတယ်ကျွန်တော်လဲသုံးဘိန်းဆိုင်ကယ်ကိုယူကာမြို့ထဲကိုထွက်လာခဲ့ပါတယ်မြို့ထဲကိုကျွန်တော်ရောက်လာတဲ့အခါဈေးဆိုင်တွေကိုလိုက်ရှာကြည့်ပါတယ်ရှန်ရွက်ရဲ့အမေကကျွန်တော်ကိုမြင်ပြီးဟိုမှာလီရွက်မဟုတ်လားသူမြို့ထဲကိုဘာလာလုပ်တာလဲဖဲလာလိုက်တာများလားတေချာပေါက်တာပဲဖြစ်ရမယ်ဒီမနေ့တင်သူဖဲလုံးဝမရိုက်တော့ဘူးလို့ငါတို့ရှိမှဂတိတွေအထက်ထပ်ပေးသွားသေးတယ်ဒါပေမဲ့တရက်တောင်မပြည့်သေးဘူးမြို့ထဲကိုဖဲလာရိုက်နေပြီလို့အချင်းချင်းတီးတိုးပြောဆိုနေကြပါတယ်ဒါပေမဲ့ကျွန်တော်ကဆိုင်တစ်ဆိုင်ထဲဝင်သွားတာကိုမြင်တော့သူဒီဆိုင်ထဲဘာဝင်လုပ်တာလဲလို့အံ့ဩသွားကြပါတယ်ကျွန်တော်ကဆိုင်ရှင်ကိုပစ္စည်းတွေရဲ့ဈေးနှုန်းကိုမေးလိုက်တဲ့အခါဆိုင်ရှင်ကလူလေးမင်းကပစ္စည်းတွေအများကြီးဝယ်တာဆိုတော့ဦးလေးဈေးလျှော့ပေးပါမယ်ပစုံစုပ်တန်က80ပေါက်ပြားက30ခေါင်းဆောင်မိက100ခေါင်းမိအိမ်က20မိုးရသည့်3ဖက်နှက်က90ပါလို့တွက်ပေးလိုက်ပါတယ်ကျွန်တော်ဆိုင်ကပြန်ထွက်မှာရောက်ခမတွေကရောက်လာပြီးလီ၍မင်းဒီပစ္စည်းတွေဝယ်ပြီးဘာလို့မလို့လဲမင်းကတကယ်ပဲပင်လဲစာရှာပြီးအသက်မွေးဖို့စဉ်းစားထားတာလားအခုဘဲခေးရောက်နေပြီလဲကံကောင်းတဲ့နေ့ဆိုတရက်ကိုရွန်း200လောက်ရနိုင်ပေမဲ့ကံမကောင်းရင်တော့တရက်လုံးရှာမှရွန်း10ခန်းလောက်ပဲရမှာလီ၍မင်းကတကယ်ကိုအားကိုးရမယ့်ပုံမပေါ်ဘူးအခုကျွန်းပေါ်မှာကြံခဲ့တာဆိုလို့အဖိုးကြီးအဖွားကြီးတွေနဲ့ကလေးတွေပဲရှိတော့တာတရွာလုံးကလူငယ်တွေဂျပန်သွားကြပြီးမင်းလိုလူငယ်တယောက်ကအကျွန်းပေါ်မှာနေတာဟာတေမဲ့ရက်ကိုထိုင်ဆောင်နေတာနဲ့အတူတူပဲလို့စူပူချင်းမောင်းပါတော့တယ်ကျွန်တော်ကတော့အဖေမေအချိန်လဲလင်းနေပြီကျွန်တော်ပြန်တော့မယ်ရှန်ရွက်နဲ့ခေါ်ခေါ်လေးကျွန်တော်ကိုစောင့်နေလောက်ပြီးဆိုပြီးရှောင်ထွက်လာခဲ့ပါတယ်ရောက်ခမတွေကတော့လီ၍မင်းကသမီးနဲ့အမြန်ဆုံးသာကွာရှင်းပေးလိုက်ပါလို့အော်ဟစ်ကြံရစ်ခဲ့ပါတယ်လီရွက်ကတကယ်တော့မကြတဲ့ကောင်ပဲသူဖဲမရိုက်တော့ဘူးဆိုရင်တော့ကျွန်းပေါ်မှာဆက်မနေတင်ဘူးဒီကျွန်းပေါ်မှာနေလို့ဘာတိုးတက်မှုမှရှိလာမှာမဟုတ်ဘူးလို့ဝေဖန်နေကြပါတယ်အိမ်ပြန်ရောက်တဲ့အခါသမီးလေးကော်ကော်ကဖေဖေသမီးအတွက်စားစရာတွေပါလားဟင်လို့ပြေးကြိုပါတယ်ကျွန်တော်ကဖြည်းဖြည်းလာပါသမီးရဲ့သမီးကစားဖို့ကိုတိတ်မှတ်တာပဲ sorry ပါသမီးရဲ့ဖေဖေစားစရာဝယ်လာဖို့မေးသွားတယ်လို့စနောက်လိုက်ပါတယ်ပြီးမှကော်ကော်လေးကြည်စမ်းဒါပါလဲဖေဖေစားစရာတွေဝယ်လာပေးမယ်ဆိုတာကော်ကော်လေးကကြိုတိနေတယ်လေဆိုပြီးဝယ်လာတဲ့မုံတွေကိုထုတ်ပေးလိုက်ပါတယ်နောက်တစ်နေ့မှာတော့ကျွန်တော်ပင်လယ်ကန်းဆက်ကိုရောက်လာခဲ့ပါတယ်ခြံရှုံးကဒီနေ့ငါကန်ကမစိုးဘူးပဲရောက်ချင်းပဲကြောက်ကနန်းအကောင့်တော်များများကိုကောက်ရတာပဲလို့ပျော်ရွှင်စွာပြောနေချိန်မှာကျွန်တော်ရောက်လာတော့လီ၍မနေ့ကတော့မင်းကန်ကောင်းလို့ပစ္စည်းကောင်းတွေအများကြီးကောက်ရတာလေဒီနေ့တော့မင်းကန်ကမနေ့ကလောက်ကောင်းမှာမဟုတ်ဘူးနော်လို့လောင်ပြောင်းလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ကဘာမှပြန်မပြောပဲရှာဖွေလိုက်တဲ့အခါမှာခြံရှုံးကဟင်းကနန်းစိမ့်ကြီးပါလားဒီအကောင်က1ကီလိုခွဲလောက်တောင်ရှိမယ်ပေါက်ဈေးရဆိုကြောက်ကနန်းက1ကီလိုခွဲကို8ရွမ်ကနန်းစိမ့်ကတော့1ကီလိုခွဲကို80တောင်ရတာဆိုတော့ဒီကနန်းစိမ့်ကြီးတစ်ကောင်နဲ့တင်ရွံ100ကျော်လောက်ရပြီလို့တွေးမိပေမဲ့မနာလို့ဖြစ်ပြီးဟွန်းကန်ကိုအားကိုးရတာတိတ်ပြီးခိုင်မာမှုမရှိပါဘူးပင်လယ်စာရှာတဲ့နေရာမှာတော့အတွေ့အကြုံရှိတဲ့သူကမှအရေးပါတာလီ၍
အကိုဘလောက်ဆွမ်းလဲဆိုတာကြည်ထားခဏလေးတွင်းပါတယ်ကြောက်ကနန်းတွေအများကြီးဖမ်းမိထားပြီးလို့ကြောဝနေပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကောက်ယူလိုက်တာကတန်မိုးကြီးတဲ့တော်ရိုင်းပင်လယ်ဖြူကောင်ကြီးဖြစ်နေပြီခြံရှုံးကလီရွေမင်းရဲ့ကန်ကတကယ်ကိုမယုံနိုင်စရာကောင်းလောက်အောင်ကောင်းဆုံးနေပါလားလို့ရေရွတ်လိုက်ပြီးပင်လယ်ဖြူကောင်တွေကတန်မိုးအရန်မြင့်ပြီးဈေးလဲကြီးတယ်တကီလိုခွဲကိုယွန်း100ကျော်လောက်ရောင်းရတယ်လို့တွေးနေတော့မှကျွန်တော်ကဒီမှာပိုကြီးတဲ့ပင်လယ်ဖြူကောင်တစ်ကောင်ရှိသေးတယ်လို့ပြလိုက်ပြီးခြံရှုံးမင်းရဲ့ကြောက်ကနန်းတွေကိုသာစဖမ်းနေလိုက်လို့ပြောပြီးထွက်လာတော့ခြံရှုံးရဲ့မင်းမျက်စိကန်းနေတာလားအဲ့ဒီကနန်းစိမ့်တွေနဲ့ပင်လယ်ဖြူကောင်တွေကမင်းနားမှာရှိနေတာကိုတော့မင်းမမြင်ဘူးပေါ့လေမင်းမျက်လုံးထဲမှာဘာလို့တန်မိုးမရှိတဲ့ကြောက်ကနန်းတွေကိုပဲမြင်နေရတာလဲလို့မကြည်မချမ်းရေရွတ်ရင်းငါထက်ရှာကြည့်လိုက်အောင်မယ်ကနန်းစိမ့်တွေနဲ့ပင်လယ်ဖြူကောင်တွေကိုရှာတွေ့ကောင်းရှာတွေ့နိုင်တယ်လို့ပြောပြီးဆက်ရှာနေပေမဲ့တန်မိုးကြီးတာမတွေ့ရပဲကြောက်ကနန်းတွေကြီးဖြစ်နေတဲ့အခါစိတ်ဆိုးပြီးဒီမှာကဘာလို့ကြောက်ကနန်းတွေကြီးပဲကြံနေရတာလဲတောက်ဒီနှစ်ရက်ကတကယ်ကိုထူးဆန်းနေတဲ့လီရွတ်တယောက်စက်တိုက်ကိုကန်ကောင်းနေပါလားလို့ရေရွတ်ရင်းကြောက်တုံးကိုကန်လိုက်ပေမဲ့နားလိုက်တာသေးပါပြီလို့ညီးတွားနေပါတော့တယ်ကျွန်တော်ကရွှွန့်လွန်တွေကိုတူးဆွရင်ဘလောက်ပဲတင်းငယ်တဲ့လေးပေါက်လေးဖြစ်နေပါစေငါမျက်လုံးကိုတော့လွတ်သွားမှာမဟုတ်ဘူးလို့တွေးရင်းဆွဲယူလိုက်တဲ့အခါတန်မိုးကြီးပစွန်ကြားတစ်ကောင်ပါလာပါတယ်ဘေးနားကရွှွန့်လွန်တွေကိုကြည့်လိုက်တော့လဲအများပြတွေ့ရတာကြောင့်လိုက်လံဆွဲယူနေတော့ရွာထဲကဒေါ်ကြီးတွေရောက်လာပြီးလီရွတ်မင်းလက်ထဲမှာကင်ထားတာကပစုံဆုပ်ဆက်မဟုတ်လားအဲ့ဒီပစ္စည်းကဈေးတာအလွန်ကြီးတာတိတ်လဲအတုံးမဝင်ဘူးမင်းကအဲ့ဒါကိုဘာလို့ဖို့ဝယ်လာတာလဲလို့ကဲ့ရဲ့နေတော့ဟာဒါကပစုံကြားကြီးတွေပါလားပစုံကြားဆိုတာအရန်ဈေးကြီးတာလက်ရှိပေါက်ဈေးရဆိုရင်1ကီလိုခွဲကိုယွန်း180တောင်ရောင်းရတာလို့ရေရွတ်ပြီးကျွန်တော်ဘေးမှာလိုက်လံရှာဖွေပေမဲ့တကောင်မှမဖမ်းမိကြပါဘူးငါလက်ပလာနဲ့ဒီပစုံကြားတွေကိုမဖမ်းနိုင်ဘူးဆိုတာမယုံဘူးဆိုပြီးဆက်ရှာကြပေမဲ့နောက်ဆုံးမှာတော့လက်လျှော့လိုက်ကြရပါတယ်ကျွန်တော်ကအန်တီဟဲဟွာအမကွေဟွာပစုံကြားဖမ်းရတာအဲ့ဒီလောက်တောင်ခက်တာလားလို့မေးတော့ကွေဟွာငါတို့လည်းခဏနေကြရင်ပစုံဆုပ်ဆက်သွားဝယ်ကြမယ်ပစုံဆုပ်ဆက်မရှိရင်ပစုံကြားကိုလုံးဝဖမ်းလို့ရမှာမဟုတ်ဘူးဝယ်ရမယ်မဖြစ်မနေဝယ်ရမယ်လို့ညှဉ်းညူနေကြတာပေါ့ကျွန်တော်လမ်းလျှောက်နေတော့ဖေရဲ့ပုံထဲမှာဘာတွေဘလောက်တောင်ပါလဲဟင်သမီးကိုမြန်မြန်ပြပါဦးလို့ကော်ကမေးတော့ဖေပုံထဲမှာတိတ်အများကြီးတော့မပါပါဘူးလို့ဖြေလိုက်တယ်တိတ်အများကြီးမပါဘူးဆိုတာဘလောက်လောက်ကိုပြောတာလဲဟင်လို့မေးပြီးပုံကိုကြည့်လိုက်တဲ့ခါဟာဖေသမီးကိုလိန်နေဒီတစ်ခေါက်ပင်လဲစာရှာတာလဲပုံပြည့်ဖြစ်နေပြီပဲဖေကတကယ်တော့တာပဲဝမ်းသာအားရပြောတာနဲ့ကျွန်တော်ကဖေတော်တယ်မဟုတ်လားလို့မေးလိုက်တယ်ကော်ကဖေကအရန်တော်တာပဲလို့ပြန်ဖြေပါတယ်လီရွေ့ကျမအိမ်မက်နေတာတော့မဟုတ်ပါဘူးနော်မနေ့ကရှင်ပင်လဲစာရှာတာရွှန်3650ရတယ်ဒီနေ့လဲရွှန်ထောင်ကနန်းလောက်ထက်ရလာပြန်ပြီပဲလို့ရှန်ရွက်ကရေရွတ်လိုက်ပြီးကိုတို့ရဲ့ကောင်းမွန်တဲ့နေ့ရက်တွေကရှေ့မှာစောင့်ကြိုနေပါတယ်လို့ပြန်ဖြေလိုက်တယ်လီရွေအချိန်မစောတော့ဘူးကျမအလုပ်သွားရတော့မယ်ရှင်ကလေးကိုတေချာကြည့်ထားလိုက်အောင်နော်ဖြည်းဖြည်းသွားပါနော်ကောသမီးဖေနဲ့အတူတူပင်လယ်စာသွားရှာမယ်လို့ပြောပြီးဆက်ရှာကြပါတယ်ဖေတကယ်ကနန်းကြီးတစ်ကောင်ပဲမြန်မြန်ဖမ်းလိုက်ဒီကန်ကောင်းစီတဲ့ပင်လယ်စာရှာကော်ပြားကတကယ်ကိုမိုက်တာပဲကော်လေးကရန်တန်ပြီးတူးလိုက်တာတော့မှတကီလိုခွဲလောက်ရှိတဲ့ကနန်းစိမ့်ကြီးတစ်ကောင်ကိုတူးမိသွားတယ်ကောဖေတို့ရဲ့ပုံကအပြည့်ဖြစ်နေပြီးဖေတို့တူတူသွားပြီးဒီပင်လယ်စာတွေကိုတွားရောက်ကြမယ်နော်ကောင်းလားကောင်းပါပြီဖေလို့ပြောပြီးကျွန်တော်တို့ပြန်လာခဲ့ကြတယ်ခြံရှုံးကကျွန်တော်တို့ကိုကြည့်ပြီးငါကပင်လယ်စာရှာတဲ့နေရာမှာကျွမ်းကျင်သူဟုတ်သေးရဲ့လားဘာလို့3နှစ်အရွယ်ကလေးလောက်တောင်အသုံးမကျဖြစ်နေရတာလဲလို့ရေရွရင်ကြံခဲ့ပါတော့တယ်ဈေးကိုရောက်ပြီးအဝယ်တိုင်ကိုပစ္စည်းတွေပြလိုက်တဲ့အချိန်မှာဒိုင်ကလီရွတ်ဆိုတဲ့ကောင်ကအရင်တုန်းကဖဲရိုက်ဖို့လောက်ပဲတည်တာဒီပင်လယ်စာတွေရဲ့ပေါက်ဈေးကိုတေချာပေါက်နားလည်မှာမဟုတ်ဘူးခဏနေကြရင်ငါဈေးကိုအောက်ဆုံးအထိနှိမ်ပြီးဝယ်လိုက်မယ်ဒါဆိုငါပို့ပြီးအမျက်ထွက်မှာပဲလို့တွေးနေပါတယ်ကျွန်တော်ကဦးလေးယူဒီပစ္စည်းတွေကိုဦးလေးဘလောက်ပေးမလဲဈေးဖြတ်ပေးပါလို့ပြောတော့ပုံမှန်ကနန်းစိမ့်ကတကီလိုခွဲကို80ပေါ့မင်းဟာတွေကအကောင်ကြီးတော့ဦးလေးကမင်းကို80နဲ့တွက်ပေးမယ်ပင်လယ်ဖြူကောင်ကို160တွက်ပေးမယ်ပစွန်ကြားကို150တွက်ပေးမယ်လို့ပြန်ဖြေပါတယ်ဦးလေးနှိမ်လိုက်တဲ့ဈေးကအရန်ကိုနဲလို့နေပါပြီမနဲတော့ပါဘူးကွာဦးလေးယူတခါတည်းနဲ့အမျက်ကြီးစားလောက်တာကတိတ်မတွက်ချေကြိုက်ဘူးနော်ဦးလေးမင်းကိုနည်းနည်းထပ်တိုးပေးပါမယ်ကနန်းစိမ့်90ပင်လယ်ဖြူကောင်180ပစွန်ကြား180ကနန်းစိမ့်ကို100ပင်လယ်ဖြူကောင်ကို180ပစွန်ကြားကို180ပေးပါလို့ကျွန်တော်ပြောတော့လီရွေမင်းတောင်းတဲ့ဈေးကအရန်များလုံးနဲ့ဦးလေးမပေးနိုင်ဘူးဦးလေးယူဝယ်ချင်ရင်လဲဝယ်မဝယ်ချင်ရင်လဲနေကျွန်တော်တခြားမှာသွားရောက်မယ်မင်းကဘာလို့ဒီလောက်တောင်ဖြစ်နေရတာလဲကဲပါမင်းပြောတဲ့ဈေးတိုင်းပဲပေးပါမယ်ကနန်းစိမ့်က17ကီလိုခွဲ1100ပင်လယ်ဖြူကောင်က3ကီလို630ပစွန်ကြားက10ကီလို1900ရရှိရွမ်စုစုပေါင်း3638ရွမ်မင်းစီကိုငါပတ်စံလွှဲပေးလိုက်မယ်လို့ပြောပါတယ်ဖုန်းထဲသို့ငွေဝင်လာကြောင်းနိုတီတက်လာတာနဲ့ကျွန်တော်ဈေးထဲကနေပြန်ထွက်လာခဲ့တဲ့ပတ်ဝန်းကျင်ကတော့ထုံးစံအတိုင်းလီရွေဆိုတဲ့ကောင်မျိုးတဲကိုသွားတာတေချာပေါက်ဖဲသွားရိုက်တာပဲဖြစ်ရမယ်ဒီနေ့သူရလာတဲ့ပတ်စံကသူရှုံးမဲ့ငွေအတွက်တောင်လောက်မှမဟုတ်ဘူးမင်းပြောတာလဲဟုတ်တာပဲလီရွေရဲ့အချင်းကပတ်စံရလာရင်ပဲသွားရိုက်တတ်တာလေဆိုပြီးကဲ့ရဲ့နေကြတာပေါ့ကျွန်တော်ကိုမျိုးတဲကအဝတ်စားဆိုင်ကိုခေါ်သွားပြီးအင်ဂျီနဲ့ဖက်နှက်အစ်စ်ဝယ်ယူကစမ်းဝတ်ကြည့်ပြီးတဲ့အခါလှလိုက်တာဖေရဲ့လေးဝတ်လိုက်တော့မင်းသမီးလေးလိုပဲလို့ပြောပြီးဈေးတန်းဘက်လျှောက်ခဲ့ကြပါတယ်အဲ့ဒီနောက်အသားနဲ့အာလူးချို့ကိုဝယ်ယူကအိမ်ကိုပြန်လာကြပါတယ်ခြံရှုံးကပြန်ရောက်လာပြီလားမင်းဒီနေ့ရလာတဲ့ရွမ်3000ကျော်ကိုအကုန်ရှုံးခဲ့ပြီမဟုတ်လားလို့မေးပါတယ်ကျွန်တော်ကခြံရှုံးငါဖဲရိုက်မရိုက်မင်းနဲ့ဘာဆိုင်လို့လဲသူများကိစ္စဝင်မပါစမ်းနဲ့လို့ပြောတော့မင်းစကားပြောတာငါကမင်းကိုစေတနာနဲ့ပြောတာလေးလို့ပြန်ဖြေပါတယ်မင်းဟာမင်းသားဂယူးဆိုင်စမ်းပါမနှက်ဖြန်ပင်လဲစာသွားရှာရင်ကြောက်ကနန်းနည်းနည်းပဲရလာဦးမယ်နော်မင်းဟာမင်းသားဂယူးဆိုင်လို့ပြောပြီးပြန်လာကြပါတယ်ခြံရှုံးကတော့စောကသူ့ပုံစံကိုကြည့်ရတာပတ်စံတွေအကုန်ရှုံးလာတာသိချတယ်လို့ရေရွတ်နေတာပေါ့ရှန်ရက်ပြန်ရောက်လာတဲ့အခါကျွန်တော်ကညစာစားဖို့ပြင်ဆင်နေပြီးမိမပြန်လာပြီလားအတော်ပဲကိုအခုလေးတင်ထမင်းဟင်းချက်လို့ပြီးတာလားထိုင်အတူတူစားကြမယ်လို့နှုတ်ဆက်တော့ရှန်ရွက်ငူပါတယ်ကျွန်တော်ကဘာဖြစ်လို့လဲဘသူအနိုင်ကျလို့လဲလို့မေးတော့ဘသူမှအနိုင်မချစ်ပါဘူးရှင်ကိုယ်တိုင်ချက်တဲ့ထမင်းဟင်းကိုစားရမယ့်နေ့မျိုးရောက်လာလိမ့်မယ်လို့ကျွန်မမထင်ထားခဲ့ဘူးလို့ပြန်ဖြေပါတယ်မငိုပါနဲ့တော့မင်းကိုချက်တာကိုစားချင်တယ်ဆိုရင်ကိုနေတိုင်းချက်ကျွေးပါမယ်လို့နှစ်သိမ့်လိုက်ပြီးဖေမေ
ဂေါ်ဂေါ်ပိုက်စားပြီးဂေါ်ဂေါ်ထမင်းစားချင်ပြီလို့ပြောတာနဲ့မိသားစုထမင်းအတူစားကြပါတယ်ရှန်ရွက်ကလီရွေရှင့်ကိုပြောစရာရှိတယ်ဒီနေ့ကအမေမွေးနေ့လေကျမအမေစီယွမ်900လွှဲပေးလိုက်တယ်လို့ပြောတော့ကျွန်တော်ကလှုပ်တင်တာပေါ့ဘာပဲဖြစ်ဖြစ်သူကမင်းအမေပဲလေမိဘကိုလှုပ်ကျွေးပြုစုရမှာပေါ့ကိုမင်းကိုထောက်ခံတယ်လို့အားပေးလိုက်ပါတယ်ရှန်ရွက်ကကျေးဇူးတင်ကြောင်းပြောတော့ကျွန်တော်ကရှန်ရွက်ဒီညကိုနဲ့အတူပင်လယ်စာသွားရှာဖို့ဘယ်လိုသဘောရလဲဒါပေမဲ့မနှက်ဖြန်ကျမအလုပ်သွားရအောင်မယ်လေမနှက်ဖြန်မင်းခွင့်ယူလိုက်ပါဒီညကိုတို့ပင်လယ်စာသွားရှာရင်အများကြီးရလိမ့်မယ်လို့ကိုကြိုသိနေတယ်လီရွေရှင့်ကန်ကအမြဲတမ်းကောင်းနေမယ်လို့တော့မထင်နဲ့နော်ပင်လယ်စာရှာရဲဆိုတာရာသီဥတုကိုကြည့်ပြီးလုပ်ရတာလေအလုပ်တစ်ခုလို့မှတ်ယူလို့မရဘူးကိုကတော့အဲ့ဒီလိုမထင်ဘူးဒီညတေချာပေါက်အများကြီးရမယ်လို့ကိုစိတ်ထဲမှာထင်နေတယ်ကောင်းပြီလေမနှက်ဖြန်ကျမခွင့်ယူလိုက်မယ်ဒီညရှင်နဲ့အတူတူပင်လယ်စာလိုက်ရှာမယ်ဒါပေမဲ့ကြိုပြောထားမယ်နော်ဒီညပင်လယ်စာသွားရှာလို့မှဘာမှကောင်းကောင်းမရဘူးဆိုရင်နောက်ကျမကိုရှင်နဲ့အတူတူလိုက်ဖို့ထပ်မခေါ်နဲ့တော့နော်လို့ပြောတော့ကျွန်တော်သဘောတူလိုက်တယ်ရှန်ရွက်ကဖုန်းဆက်ပြီးမန်နေဂျာမနှက်ဖြန်အိမ်မှာအရေးပေါ်ကိစ္စလေးပေါ်လာလို့ပါတရက်လောက်ခွင့်ပြုပေးပါလားရှင်လို့ပြောတော့မင်းတို့ကလည်းခွင့်ပဲယူနေကြတာပဲလို့ပြန်ကျင်းမောင်းပါတယ်ကျွန်တော်တို့ပင်လယ်ကမ်းခြေဘက်ကိုရောက်တော့ရှန်ရွက်ကအမကွေဝါအန်တီဟဲဟွာအန်တီတို့လည်းပင်လယ်စာလာရှာလာလားလို့မေးပါတယ်သူတို့ကဒီမှာရေကျသွားပြီလေအန်တီတို့ဟိုဘက်ရွှွနှုံတော့ဘက်သွားပြီးပစွန်ကြားသွားဖမ်းမလို့ပြောတော့ကျွန်တော်ကလှမ်းကြည့်လိုက်ပေမဲ့ဘာမှမမြင်တာကြောင့်အမကွေဝါအန်တီဟဲဟွာအန်တီတို့နဲ့ကျွန်တော်မိမနဲ့ရင်းနှီးတဲ့အတွက်ကျွန်တော်အမှန်တိုင်းပြောပြမယ်နော်အဲ့ဒီရွှွနှုံတော့အောက်မှာပစွန်ကြားတွေမရှိတော့ဘူးလို့ပြောလိုက်တော့လီရွေနင်းကတယောက်တည်းအကုန်သိမ်းချင်လို့ဒီလိုပြောနေတာမဟုတ်လားမနေ့တုန်းကနင်းအဲ့ဒီမှာပစွန်ဆုပ်ဆက်နဲ့ပစွန်ကြားတွေဖမ်းနေတာကိုငါနဲ့နင်းအန်တီဟဲဟွာအသေးချာမြင်လိုက်တယ်အခုရေထက်ကျသွားပြီဆိုတော့အဲ့ဒီမှာဘယ်လိုလုပ်ပြီးပစွန်ကြားမရှိတော့ပဲနေမှလဲအဲ့ဒီကပစွန်ကြားတွေအကုန်လုံးကိုနင်းတယောက်တည်းအကုန်ဖမ်းနိုင်သွားတယ်ဆိုတာငါတော့မယုံဘူးလို့ပြန်ဖြေပါတယ်ကျွန်တော်တို့ကမ်းခြေမှာလမ်းလျှောက်ရင်ကျွန်တော်ကမိမသွားရအောင်ကိုတို့ဟိုဘက်သွားကြမယ်ဆိုပြီးလက်ညှိုးထိုးပြလိုက်တော့ရှန်ရွက်ကဝါဝက်ခရီးတွေအများကြီးပါလားဒါက1 ကီလိုခွဲကိုရွ20တောင်ရတာနော်လီရွက်မြန်ကောက်ဒါကပတ်စံကောက်နေရတယ်လို့ပဲငါလဲကောက်နေတာပဲလေအဲ့ချိန်မှာပဲခြံရှုံမင်းပါလာလောက်တာလဲမင်းတို့လိုပဲလေဒီကိုပစွန်ကြားလာဖမ်းတာပေါ့မိမမင်းဒီမှာဝက်ခရီးတွေကောက်နေခဲ့ကိုရက်တောင်ခရီးသွားကောက်လိုက်အောင်မယ်ရက်တောင်ခရီးကဘယ်မှာရှိလို့လဲဟာရက်တောင်ခရီးတွေအများကြီးပဲဒါက1 ကီလိုခွဲကို35ယွမ်တောင်ရတာနော်လို့ရှန်ရွက်ကပြောပါတယ်တစ်ဖက်မှာတော့ခြံရှုံကဘာလို့ပစွန်ကြားကမရှိရတာလဲတော့ငါပစွန်ဆုပ်ဆက်နဲ့လေးပေါက်တွေအများကြီးကိုစုပ်ကြည့်တာတော့မှပစွန်ကြားတစ်ကောင်မှမရဘူးတကယ်ထူးဆန်းတာပဲမနေ့တုန်းကလီရွေလေးပေါက်တစ်ခုကိုစုပ်လိုက်တာနဲ့ပစွန်ကြားတစ်ကောင်ထွက်လာတာငါမျက်စိနဲ့တက်အံ့မြင်ခဲ့တာပါအေးလေငါလက်ထဲကဒီပစွန်ဆုပ်ဆက်ဆိုရင်ဒီနေ့မှမြို့ထဲကနေအစ်စ်ဝယ်လာတာလို့ညီးတွားနေကြပါတယ်ကျွန်တော်ကကြောက်တုံးတွေကြားထဲကိုလိုက်ရှာရင်းရှန်ရွက်မြင်မြင်လာခဲ့ကိုပစ္စည်းကောင်းတစ်ခုတွေ့ထားတယ်အခုကျမလာလို့မရသေးဘူးလို့ပြန်ဖြေတာနဲ့ရှန်ရွက်ဒီမှာတကယ်ပစ္စည်းကောင်းတစ်ခုတွေ့ထားလို့ပါဝက်ခရီးတွေဆက်မကောင်းနဲ့တော့လို့ပြောလိုက်ပါတယ်ရှန်ရွက်ကထလာပြီးဘာပစ္စည်းကောင်းမှုလို့လဲဟင်းဒါကြားကနန်းကြီးပါလားကြည့်လိုက်တာဒီကြားကနန်းက1 ကီလိုခွဲလောက်တောင်ရှိမယ်မြန်ညက်ထားဒီလောက်ကြီးတဲ့ကြားကနန်းကတကောင်ကိုရွမ်300လောက်ရောင်းရတာနော်လို့ပြောတာနဲ့ကျွန်တော်ကဂယုတစိုက်ဖမ်းယူလိုက်ပါတယ်ရှန်ရွက်ကကျမချီလိုက်မယ်လို့ပြောပြီးတေချာချီရင်လီရွေရှင်ဖမ်းမိတဲ့ကြားကနန်းက1 ကီလိုလောက်ရှိမယ်ထင်တယ်1 ကီလိုရွယ်ကြားကနန်းဆိုရင်ရွယ်400နီးပါးလောက်ရောင်းရတယ်လို့ပြောတော့ကျွန်တော်ကအစောကြီးဝမ်းသာမနေနဲ့ဦးဘာဖြစ်လို့လဲကြည်စမ်းဒါပါလဲလို့ဆိုကနောက်ထပ်ကနန်းတကောင်ဖမ်းပြလိုက်ပါတယ်လီရွေရှင့်ကန်ကအရန်ကောင်းလို့နေပြီနော်ကျွန်တော်ကတကောင်ပြီးတကောင်ထပ်ဖမ်းလိုက်ပြီးတိုးလောက်ပါသူများတွေသတိထားမိပြီးဒီကိုရောက်လာကြလိမ့်မယ်ရှင်ပြောတာဟုတ်တယ်ကျမတို့တိုးလုံးမှဖြစ်မယ်လို့တိုင်ပင်လိုက်ကြပါတယ်အဲ့ဒီနောက်ကနန်းတွေကိုကျွန်တော်ကဖမ်းသူကကြိုးချီနဲ့တက်ညီလက်ညီဖမ်းယူလိုက်ကြပြီးဒီကကြားကနန်းတွေကိုကိုတို့အကုန်ဖမ်းလို့ကုန်သွားပြီထင်တယ်လို့ပြောနေတော့ခြံရှုံရောက်လာကဟာကြားကနန်းတွေအများကြီးပါလားကိုတို့သွားရအောင်ဒီနေရာကိုခြံရှုံအတွက်ခြံထားပေးခဲ့လိုက်မယ်တယောက်တည်းပြောရတာထက်အများနဲ့အတူပြောရတာပိုကောင်းတာပေါ့လို့ပြောတော့ရှန်ရွက်ကညင်းပါတယ်ဒီကကြီးတဲ့ကြားကနန်းတွေကိုကိုတို့အကုန်ဖမ်းလို့ကုန်သွားပြီလေလက်ညှိုးလောက်ရွယ်တေးသေးလေးတွေပဲကျန်တော့တာအဲ့ဒါတွေဖမ်းလဲဘာမှအသုံးမဝင်ဘူးပြီးတော့နောက်လဲကိုတို့ပင်လဲစားလာရှာဦးမှာပဲလေလို့ဖြောင်းဖြလိုက်ပြီးခြံရှုံကလီရွေမင်းတို့သွားတော့မလို့ဆိုသွားမှာဆိုလဲမြန်သွားလေလို့ပြောရင်ဒီမှာကြားကနန်းတွေအများကြီးကြံနေသေးတာတေးကြတယ်လီရွေတို့လင်မယား2ယောက်တည်းနဲ့တော့အကုန်လုံးကိုဖမ်းလို့ကုန်နိုင်မှာမဟုတ်ဘူးလို့တွေးနေတာပေါ့ကောင်းပြီငါတို့သွားပြီအကိုခြံရှုံမင်းဒီမှာကြားကနန်းတွေမိရင်နောက်ကြငါကိုအရက်တိုက်ဖို့မမေ့နဲ့တော့ပြဿနာမရှိပါဘူးခြံရှုံကလီရွေကတကယ်အမိုက်မဲလေးပဲ10နှစ်နေလို့တခါတောင်ကြုံရခဲ့တဲ့ကြားကနန်းတွေကိုတူတွေ့တာတောင်မှငါကိုပေးခဲ့တယ်လေလို့တွေးပြီးလိုက်ရှာပေးမယ်တကောင်တလေမှမတွေ့ရပါဘူးခြံရှုံတယောက်ဘလို့ဖြစ်တာလဲဘာလို့ကြားကနန်းတကောင်မှမရှိတော့တာလဲစောကဆူရှန်ရွက်ရဲ့ပုံထဲမှာကြားကနန်းအကြီးသေးတွေအပြည့်ဖြစ်နေတာငါကိုယ်တိုင်မြင်လိုက်တာပါလို့ညင်ညူရင်ကြံရစ်ခဲ့တာပေါ့ရှန်ရွက်ကလီရွက်ကမာကောင်တွေအများကြီးပါလားလီရွက်ဘာလို့ကြောင်ကြည့်နေတာလဲမြန်ကမာကောင်တွေခွာလေလို့ပြောပေမဲ့ကျွန်တော်ကမိမကိုထောဘက်ကနန်းကိုမြင်လိုက်တယ်လို့ပဲရှောက်ပြောမနေနဲ့ထောဘက်ကနန်းဆိုတာအရန်ရှားပါတာရှင်ဘလို့လုပ်တွေ့နိုင်မှာလဲကမာကောင်မြန်လာခွာပါလို့ပြောပေမဲ့ကျွန်တော်ကဖမ်းယူလိုက်ပြီးမိမကြည်စမ်းတာပါလဲဒါထောဘက်ကနန်းပဲလို့ပြောပြီးသူကကျိုးနဲ့ချီလိုက်ပါတယ်မိမမင်းကဘာလို့အဲ့ဒီလောက်တောင်တင်းကျပ်နေအောင်ချီနေတာလဲလို့မေးတော့ရှန်ရွက်ကလီရွက်ရှင်ထောဘက်ကနန်းဖမ်းမိတယ်ဆိုတော့ရှင့်ကန်ကတကယ်ကိုကောင်းလုံးနေပြီနည်းနည်းသေးနေလို့ပါဒီထက်ကြီးတဲ့ထောဘက်ကနန်းဆိုရင်တကောင်ကိုရွံရကနန်းလောက်ရောင်းရတယ်လက်ထဲကဒီအကောင်ကတော့အလွန်ဆုံးရမှရွံ100လောက်ပဲရမယ်လို့ပြောတော့ကျွန်တော်ကတွင်းထဲကိုလှမ်းကြည့်လိုက်ပြီးအထဲမှာတော်တော်ကြီးတဲ့ထောဘက်ကနန်း2ကောင်တောင်ရှိနေပါလားလို့တွေးကဂယုတစိုက်ဖမ်းယူလိုက်တဲ့အခါရှန်ရွက်ကနှစ်ထပ်ထောဘက်ကနန်းတကောင်ထပ်တွေ့ပြန်ပြီးဒီအကောင်ကပိုပြီးတောင်ကြီးသေးတယ်ဒီထောဘက်ကနန်းက1 ကီလိုခွဲလောက်အလေးချိန်ရှိတယ်အနည်းဆုံးယွမ်600လောက်တော့ရောင်းရမှာပဲဒီတစ်ခေါက်ပင်လဲစားလာရှာတာတော့တကယ်ကိုတွက်ချေကြိုက်တာပဲဒီကျင်းထဲမှာထောဘက်ကနန်းနောက်တစ်ကောင်ရှိနေသေးတယ်ထင်တယ်ငါအဲ့ဒါကိုဆွဲထုတ်လိုက်မယ်ဝါဒီအကောင်ကပိုတောင်ကြီးသေးတယ်ကြည့်ရတာ1 ကီလိုလောက်လေးမယ်ထင်တယ်ငါဒီထောဘက်ကနန်းကိုအရင်ဆုံးချီလိုက်မယ်မိမရေးတက်လာတော့မယ်ကိုတို့ရဲ့ပုံလဲအပြည့်ဖြစ်နေပြီဆိုတော့ပြန်ကြဆိုလို့ပြောပြီးအိမ်ပြန်လာခဲ့နောက်တနေ့မနက်ကိုကြောင်းပို့ပြီးနောက်ရှန်ရွက်ကလီရွေဒီပင်လဲစားတွေကိုတွားရောက်ကြည့်ရအောင်ဘယ်လောက်ရမလဲဆိုတာကြည့်ကြတာပေါ့လို့ပြောတော့ကျွန်တော်လဲသဘောတူကချင်းတောင်းကို3ပြီးပေါ်တင်လိုက်ကြတယ်ပြီးနောက်လီရွေရှင်ဘာဖြစ်နေတာလဲလို့မေးတော့ကျွန်တော်ကငါတို့ဒီတိုင်းကြီးဦးလေးရွေအိမ်ကို
သွားတာအရန်ကြီးပေါ်တင်မဖြစ်လုံးဘူးလားလို့မေးတော့ပေါ်တင်ဖြစ်တော့လဲဘာဖြစ်လဲလို့ပြန်မေးတာနဲ့ကျွန်တော်ကရှေ့လူကြီးတွေပြောခုတာရှိတယ်လေတိတ်တိတ်လေးနေပြီးချမ်းသာအောင်လုပ်တဲ့ရွာကလူတွေကကိုတို့ဒီလောက်များတဲ့ပင်လယ်စာတွေကိုတွားရောက်လာမြင်တေချာပေါက်မနာလို့ဖြစ်ကြမှာပဲနောက်တစ်ခါပင်လယ်စာတွားရှာရင်နောက်ကနေလူတွေတပုံကြီးလိုက်လာတာမျိုးကိုအဖြစ်မခံနိုင်ဘူးလို့ပြောကပင်လယ်စာချင်းတောင်းကိုတေချာဖုံးအုပ်လိုက်တယ်ပြီးနောက်ဦးလေးရွေအိမ်ကိုတွားကြမယ်လို့ပြောပြီးထွက်လာကြတာပေါ့ဦးလေးရွေအိမ်ရောက်တဲ့အခါဦးလေးရွေကအိမ်ထဲကနေထွက်လာပြီးလေရွေမင်းရဲ့သုံးပြီးနောက်မှာဘာပစ္စည်းကောင်းတွေတင်လာတာလဲဆိုတာဦးလေးကြည့်ပါရစေဟုတ်ကဲ့လေရွေငါတို့တွေကတရွာထဲသားတွေပဲလေဦးလေးပေးတဲ့ဈေးကအမှန်ကန်ဆုံးပဲဝက်ခရုက1ကီလိုခွဲကို15ရွမ်ရက်တောင်ခရုက1ကီလိုခွဲကို9ရွမ်ကြားကနန်းအသေးက90အလက်က100အကြီးက200ဒီထောဘက်ကနန်း3កောင်ကတော့အသေးကို100နည်းနည်းကြီးတဲ့အကောင်ကို800အကြီးဆုံးတစ်ကောင်ကို1000ပေးမယ်ဦးလေးရွေဦးလေးဖြတ်တဲ့ဈေးကအရန်နဲလုံးနေတယ်မနှဲပါဘူးလီရွေတကယ်မနှဲပါဘူးမင်းမို့လို့ငါကဒီဈေးပေးတာတခြားလူဆိုရင်ငါဒီပေးမှာမဟုတ်ဘူးဦးလေးရွေဦးလေးကအဲ့ဒီလိုပြောမှတော့ကျွန်တော်တို့ပြန်တော့မယ်ဦးလေးမင်းကိုနည်းနည်းထပ်တိုးပေးပါမယ်ဒီပစ္စည်းတွေအားလုံးကို1ကီလိုခွဲကို9ရွမ်စီထပ်တိုးပေးမယ်ဒီလောက်ဈေးကြီးပေးပြီးဝယ်ရတာဦးလေးအတွက်တော့အရှုံးပေါ်တော့မှာပဲဆိုပြီးပြောပေးမယ်ဈေးရမ်းနေတာကြောင့်ရှန်ရွက်3ဘိန်းပေါ်တက်လီ၍မင်းပါလောက်တာလဲဦးလေးကဒီလောက်တောင်သဘောထားကြီးကြီးနဲ့ဈေးပေးနေတာကိုမင်းကဘာလို့မယောင်းတာလဲလို့ပြောနေပေမဲ့ကျွန်တော်လက်မခံပဲထွက်လာခဲ့တယ်ငါကဒီအနီးနားရွာတွေကအဝယ်တိုင်တွေနဲ့ကြိုပြီးသဘောတူညီထားပြီးသားဘယ်သူမှကြော်လွန်ပြီးဝယ်ခွင့်မရှိဘူးမင်းဝမ်းရွာကအချင်းချစ်ကိုအကူအညီတောင်းပြီးရောင်းခိုင်းရင်တော့ဝမ်းရွာကကုန်တယ်တွေကမင်းရဲ့ပစ္စည်းကိုဝယ်မှာမဟုတ်ဘူးမင်းဒီပစ္စည်းတွေကိုငါစီပြန်ယူလာမယ့်အချိန်ကိုငါစောင့်နေမယ်လို့တွေးရင်ကြံခဲ့တာပေါ့လီ၍ဦးလေးရွေကိုမယောင်းရင်ဘသူကိုတွားရောက်မှလဲလို့မေးတော့ဦးလေးရွေကအရန်ကိုအမျက်ကြီးစားတယ်သူပေးတဲ့ဈေးကလုံးဝမမှန်ဘူးဒီပစ္စည်းတွေကိုတခြားလူစီရောင်းဖို့ကိုနီလန်းစဉ်းစားလိုက်အောင်မယ်မြန်လုံးမှဖြစ်မယ်ဒီပစ္စည်းတွေအကြာကြီးထားရင်တေးသွားမှာကိုစိုးရိမ်နေလို့ရှန်ရွက်ကပြောတော့ကျွန်တော်ဖုန်းဆက်လိုက်ပြီးအာကျွန်းချစ်မင်းညကငါနဲ့ငါမိမပင်လယ်စာသွားရှာတာပင်လယ်စာနည်းနည်းရလာတယ်ရောင်းစရာနေရာမရှိလို့ကောင်းခဲနေတာမင်းတို့ရွာမှာရောင်းပေးလို့ရမလားအကိုရွှေကျွန်တော်တို့ရွာကချမ်းအကောက်ကလောဘကြီးတဲ့ကုန်တယ်လေသူ့ကိုဘာလို့တွားရောက်မှလဲအခုကျွန်တော်အမကကျွေးဖူစားတော့ဆိုင်ရဲ့ပိုင်ရှင်ဖြစ်နေပြီးသူအကိုရဲ့ပင်လယ်စာတွေကိုဝယ်ပေးနိုင်တယ်အကိုသားကျွေးဖူစားတော့ဆိုင်ကိုတက်ရိုက်သွားလိုက်ပါကျွန်တော်အဲ့ဒီကိုအခုပဲလာခဲ့မယ်အဲ့အချိန်မှာဦးလေးရွေရောက်လာပြီးလီရွေရှန်ရွက်ဦးလေးမင်းတို့ကိုအမှန်ကန်ဆုံးဈေးပေးပါမယ်လို့ပြောပေမဲ့ကျွန်တော်ကဦးလေးရွေလူငယ်တယောက်အနေနဲ့ဦးလေးကိုတော့ဘယ်လိုလုပ်အရှုံးခံခိုင်းလို့ရမလဲဦးလေးပြန်ပါတော့လို့ပြောပြီးမောင်းထွက်လာခဲ့တယ်ကောင်းပြီလေမင်းတို့ရဲ့ပင်လယ်စာတွေကိုဘသူကများဝယ်ရဲမလဲဆိုတာငါစောင့်ကြည့်ရသေးတာပေါ့လောဘကြီးလုံးရင်ဒုက္ခရောက်တတ်တယ်လို့ကြုံဝါရင်ကြံခဲ့ပါတော့တယ်စားတော့ဆိုင်မှာတော့အကျွန်းကျစ်ပြီးခဲ့တဲ့တစ်ခေါက်ကလည်းနင့်ကိုပင်လယ်စာတွေလာရောက်မှုပြောတယ်တကယ်တမ်းကျတော့လက်ဆက်မှုမရှိတဲ့ပစ္စည်းတွေကြီးပဲငါစားတော့ဆိုင်ကအဆင့်မြင့်စားတော့ဆိုင်လေးအရေးသွေးမကောင်းတဲ့ပင်လယ်စာတွေဆိုငါလက်မခံဘူးသွားငါကိုလာမနှောက်ရှက်နဲ့အမဒီတစ်ခေါက်ကမတူဘူးကျွန်တော်တငယ်ချင်းနေ့ရဲ့အတုံးမကျတဲ့တငယ်ချင်းတွေအကြောင်းငါကိုလာမပြောနဲ့စားမယ်တောက်မယ်ဖဲရိုက်မယ်ဆိုတာကလွယ်ပြီးဘာများလုပ်တတ်လို့လဲထွက်သွားငါအလုတ်ရမ်းရှုပ်နေတဲ့နင့်ကိုအာယုံနောက်ခံပြီးစကားပြောနေဖို့အချိန်မရှိဘူးအမအကိုရွေ့ယူလာတဲ့ပင်လယ်စာတွေကောင်းမကောင်းဆိုတာအရင်ဆုံးကြည့်ကြည့်ပါဦးကျွန်တော်မျက်နှာကိုထောက်ပြီးတော့ပဲဖြစ်ဖြစ်ကြည့်ပေးပါအမဟုတ်ပြီလားမောင်လေးကတောင်းပန်ပါတယ်နော်အကိုရွေ့ကအခုရောက်တော့မှသူရောက်လာတဲ့အခါအမကလှည့်တော်မကြည့်ဘူးဆိုရင်နောက်ဆိုကျွန်တော်သူ့ကိုဘယ်လိုမျက်နှာပြရမလဲအဲ့အချိန်မှာတကားခောက်တန်ကြားလိုက်ရပြီမန်နေဂျာပိုင်းကဒီနေ့ကျွန်တော်တို့စားတော့ဆိုင်ကမှာထားတဲ့ပင်လယ်စာတွေကိုအချိန်မီမပို့ပေးဘူးဒီနေ့လေကြရင်အရေးကြီးတဲ့ဧည့်သည်တော်တွေကိုဧည့်ခံရမှာလေဒါပေမဲ့အခုချိန်ထိဟင်းချက်စရာပစ္စည်းတွေမရှိသေးဘူးဘယ်လိုလုပ်မလဲမန်နေဂျာပိုင်းကဘယ်လိုလုပ်ကြိမတီးရတာလဲစူညံမနေနဲ့တော့စဖို့မူးရွှီရှင်အထဲဝင်ခဲ့မန်နေဂျာဆုံးအခုကျွန်တော်တို့စားတော့ဆိုင်ကအရန်ကိုအခက်တွေ့နေပြီနော်လို့ပြောတော့ဖုန်းဆက်လိုက်ကမန်နေဂျာပိုင်းကျမတို့မှာထားတဲ့ပစ္စည်းတွေကိုဘာလို့မပို့ပေးသေးတာလဲမန်နေဂျာဆုံးတောင်းပန်ပါတယ်ခင်ဗျားမနေ့ကမှာထားတဲ့ပစ္စည်းတွေကိုတခြားလူကလူယူသွားပြီးဒါဆိုရှင်ဘလို့အစားထိုးဖြည့်ရှင်းပေးမလဲမန်နေဂျာဆုံးခင်ဗျားလည်းသိတဲ့အတိုင်းအခုခေတ်မှာတော်ရိုင်းကြားကနန်းဖမ်းရတာဘယ်လောက်ခက်လဲတခြားဟင်းလျာပစ္စည်းတွေဆိုရင်တော့ငါလူလွတ်ပြီးအမြန်ဆုံးပို့ပေးလို့ရတယ်ဒါပေမဲ့တော်ရိုင်းကြားကနန်းကတော့ငါစီမှာတကယ်မရှိတော့ဘူးကုညီချင်းပေမဲ့မတက်နိုင်ဘူးဒါပဲနော်လို့ပြောပြီးဖုန်းချသွားတယ်သူကဈေးတင်ခြင်းလို့ငါကိုတမင်တက်အကွက်စင်နေတာပဲဒီနေ့လာမဲ့ဧည့်သည်တော်တွေကမနေ့ကတည်းကတော်ရိုင်းကြားကနန်းစားမယ်လို့တီးတက်မှာထားတာဘယ်လိုလုပ်ရမလဲအမပါဇက်ပိတ်ထားဒုက္ခပါပဲဒီနေ့ဒါအဲ့ဒီဧည့်သည်တော်တွေကိုစိတ်အနှောက်အယှက်ဖြစ်စေမိရင်ကျွေးဖူးစားတော့ဆိုင်တော့သွားပါပြီသူတို့ကတာမန်လူတွေမှမဟုတ်တာအမကျွန်တော်ပြောတာကိုအဆုံးထိနားထောင်ပါဦးသွားဆန်းသွားငါစိတ်ရှုပ်နေတာမမြင်ဘူးလားဒီနေ့နင်ဘယ်လိုပဲပြောနင်တငယ်ချင်းစီကပင်လယ်စာတွေကိုငါလက်မခံနိုင်ဘူးကောင်းပြီလေအမကကျွန်တော်ကိုသွားခိုင်းမှတော့ထွက်သွားပေးရတာပေါ့အကိုရွေ့ယူလာတဲ့တော်ရိုင်းကြားကနန်းတွေကိုပြန်တယ်သွားရုံပဲရှိတော့တာပေါ့လေအချင်းချင်းနင်တငယ်ချင်းကတကယ်ပဲတော်ရိုင်းကြားကနန်းတွေယူလာတာလားအမစောကရင်ကျွန်တော်ကိုသွားခိုင်းနေတာမဟုတ်ဘူးလားဖေကျွန်တော်သွားတော့မယ်မြန်အမှန်တိုင်းပြောစမ်းအမကျွန်တော်တငယ်ချင်းကခဏနေရင်တော်ရိုင်းကြားကနန်းတွေယူလာလိမ့်မယ်ဩပြီးတော့တော်ရိုင်းထောပတ်ကနန်းတွေလည်းပါသေးတယ်တော်သေးတာပေါ့အမကျွန်တော်အကိုရွေ့ကကျွန်တော်ရဲ့ဒုတိယမိဘလိုပဲကျေးဇူးကြီးတာခဏနေသူရောက်လာရင်အမဈေးကိုမှန်ကန်ပေးရမယ်နော်ကြားလားဘာတွေလျှောက်ပြောနေတာလဲနင်မိဘတွေတက်ရှိထင်ရှားရှိနေသေးတာကိုကျွန်တော်ကဥပမာပေးပြီးပြောတာပါဘာပဲဖြစ်ဖြစ်အကိုရွေ့ရောက်လာရင်ဈေးမှန်ကန်ပေးရမယ်အေးပါကျွန်တော်တို့ဆိုင်ရှိရောက်တဲ့အခါမန်နေဂျာချန်ကခင်ဗျားတို့ကဘာလာလောက်တာလဲကျွန်တော်တို့ကပင်လယ်စာလာရောက်တာပါစောကြီးပါကျွန်တော်တို့ဂျူပူစားတော့ဆိုင်ကအပြင်လူတွေစီကပင်လယ်စာဝယ်လေးမရှိပါဘူးလို့ပြောပြီးဒီလူနှစ်ယောက်ဘလို့တွေးနေတာလဲငါတို့လိုစားတော့ဆိုင်ကြီးကအပြင်လူတွေယူလာတဲ့ပင်လယ်စာကိုဘလို့လောက်လက်ခံနိုင်မှာလဲလို့တွေးနေတာပေါ့ကျွန်တော်တို့ကသွားမြန်သွားကျွန်တော်တို့ရဲ့စီးပွားရေးကိုလာမနှောက်ယှက်နဲ့ဒီနေ့အရေးကြီးတဲ့ဧည့်သည်တော်တွေလာဖို့ရှိတယ်ခင်ဗျားတို့ကဒီမှာလာပိတ်ရက်နေတော့ဘလို့လုပ်မလဲလို့မောင်းထုတ်နေတာနဲ့ကျွန်တော်ဖုန်းဆက်လိုက်ကအကိုရွေ့အကိုနဲ့မကြီးရောက်ပြီလားရောက်ပြီအကိုနဲ့မင်းမကြီးဂျူပူစားတော့ဆိုင်ရှိမှရောက်နေပြီဒီကလူတွေကအထက်ပေးမဝင်တဲ့အပြင်အကိုတို့ကိုတော့မောင်းထုတ်နေတယ်လို့ပြောလိုက်တော့ကျွန်တော်နဲ့ကျွန်တော်အမအခုချက်ချင်းထွက်လာခဲ့မယ်ဆိုတာနဲ့ကျွန်တော်စောင့်နေလိုက်တယ်ခင်ဗျားတို့ကဘာလို့မသွားသေးတာလဲလက်မခံဘူးလို့ပြောထားတယ်လေလို့ပြောနေတော့မှပဲမင်းဘလို့စကားပြောနေတာလဲမန်နေဂျာဆုံးအဲ့ဒါငါအကိုရွေ့ပဲငါအကိုရွေ့ကိုရိုးသေးဆက်ဆန်ဟုတ်ကဲ့ပါ
တော်ရိုင်းကြားကနန်းတွေဒီလောက်တောင်အများကြီးတကယ်ရှိတာပဲတချို့အကောင်တွေဆိုရင်အရန်ကိုကြည့်တာပဲမဘလို့လဲကျွန်တော်အမကိုမလိမ်ဘူးမဟုတ်လားဘလို့ခေါ်ရမလဲရှင်ကျွန်တော်နာမည်ကလီရွေးပါလီရွေးလို့ပဲခေါ်ပါလီရွေးကျမတို့ဒီမှာခဏလောက်စောင့်နေကြမယ်နော်နင်ဘာကြောင့်ကြည့်နေတာလဲမြန်မြန်လူခေါ်ပြီးဒီပင်လယ်စာတွေကိုမိဖို့ကြောင့်လဲတည်သွားလေဟုတ်ကဲ့ပါဈေးကိုဘလို့တွက်ပေးမလဲအမဈေးကိုမျက်မျက်တတပေးရမယ်နော်ဒီပင်လယ်စာတွေကအကုန်လုံးအရေးသွေးကောင်းပါတယ်ဈေးကိုလည်းကျမတင့်တော်အောင်ပေးပါမယ်ဝက်ကလေးဖြူက1ကီလိုခွဲကို30ရက်တောင်ဖြူကလည်း1ကီလိုခွဲကို30ကြားကနန်းအသေးက80အလက်က180အကြီးက300ဒီထောပတ်ကနန်း3កောင်ကတော့အကောင်းဆုံးအဆင့်တွေပဲကနန်းချီလောက်တွေမှာတော့ထောပတ်တွေပြည့်နေပြီးအသေးက150အလက်က1500အကြီးဆုံးတစ်ကောင်က2000ကျမပေးတဲ့ဈေးကိုကျင်းနဲ့ရလားကျင်းနဲ့ပါတယ်ဒီဈေးကဦးလေးယူပေးတဲ့ဈေးထက်အများကြီးပိုများတယ်သူ့ကိုကျွန်တော်ကဦးလေးယူနဲ့ခေါ်နေခဲ့တာနားလိုက်တာတရွာတဲသားချင်းချင်းဝမ်းသာအားရဖြစ်ရမယ့်အစားတရွာတဲသားချင်းချင်းတွေ့တာကိုနောက်ကျောကနေဓာတ်နဲ့ထိုးတာပဲလို့တွေးလိုက်မိတယ်အားလုံးပေါင်း1550ရွန်ကြပါတယ်လို့ပြောတော့ဖရားကြီးမင်းညကငါနဲ့လီရွေးပင်လဲစာသွားရှာတာရွန်1000ကျော်တောင်မြက်တယ်ပေါ့ငါရဲ့တလစာကမှ4000ကျော်ပဲရှိတာကိုလို့ရှန်ရွက်ကတွေးနေပါတယ်လီရွေးရှင်တို့ကို1600တီတီတွက်ပေးလိုက်မယ်ဒီပေါက်ချလေးယူပြီးငွေစရင်ဌာနမှာပတ်စံသွားထုတ်လိုက်ပါဆိုတာနဲ့မင်းပဲယူထားလိုက်ပါလို့ပြောပြီးပေးလိုက်တယ်လီရွေးနောက်ပစ္စည်းကောင်းတွေဖမ်းမိရင်ကျမတို့ကြည့်ဘူးစားတောက်ဆိုင်ကိုပဲလာရောက်မှုတတိယပါနော်ဒါကကျမရဲ့လိပ်စာကပ်ပါမန်နေဂျာဆုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့သွားလိုက်ပါဦးမယ်နောက်လည်းအမြဲတမ်းလက်တွဲလှုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်စားတောက်ဆိုင်မှာကိစ္စလေးတွေရှိနေသေးလို့ကျမခွင့်ပြုပါဦးလို့ပြောပြီးအထက်ပြန်ဝင်သွားတာနဲ့ကျွန်တော်ကအကျွင့်ချစ်ဒါကယွန်900မင်းယူထားလိုက်အကိုရွှေအကိုဒါဘာလုပ်တာလဲဒီပတ်စံကိုကျွန်တော်ယူလို့မရဘူးအကိုကကျွန်တော်ကိုဘယ်လိုလူလို့ထင်နေတာလဲမင်းကိုယူထားဆိုယူထားလိုက်ပါဒါကပွဲခပဲလေညီကိုအရင်တွေဖြစ်နေရင်တော့စရင်ကတော့ရှင်းရှင်းလင်းလင်းရှိရမယ်အကိုရွှေအကိုကကျွန်တော်ကိုညီကိုအရင်လို့သဘောထားတာပေါ့နော်မင်းကစကားများလိုက်တာကွာအကိုရွှေဒါဆိုကျွန်တော်တို့အခုဖဲလေးပါလေးတွားရိုက်ကြမလားမင်းသာနောက်တစ်ခါဖဲထက်ရိုက်မယ်ဆိုရင်မင်းကောင်းကိုငါရိုက်ခွဲဖြစ်မယ်မရိုက်တော့ပါဘူးနောက်ဆိုလုံးဝဖဲမရိုက်တော့ပါဘူးအာကျွန်းကျစ်မင်းလည်းအသက်မငယ်တော့ဘူးတေးတေးချာချာအလုပ်တစ်ခုကိုရှာလုံးမှဖြစ်မယ်နောက်ဆိုငါနဲ့အတူပင်လယ်စာလိုက်ရှာလေးဘလို့လဲအရင်တုန်းကအာကျွန်းကျစ်ဖဲရိုက်တာကိုဆွဲလန်းသွားတာကလည်းကျွန်တော်ကြောင့်ပါပါတယ်အခုသူ့ကိုကျွန်တော်လမ်းမှန်ရအောင်ပြန်ခေါ်ပေးတင်တာပေါ့ပင်လယ်စာရှာမယ်ကောင်းပြီလေနောက်ဆိုအကိုရွေးနဲ့အတူတူပင်လယ်စာလိုက်ရှာမယ်အကိုရွေးပါပဲလှုပ်ကျွန်တော်အကိုနောက်ကနေလိုက်ဖို့ဆန္ဒရှိပါတယ်ဒီနေ့တော့ကျေးဇူးပဲကွာငါမှာကိစ္စလေးရှိသေးလို့မင်းမကြီးနဲ့အရင်ပြန်နှင့်မယ်ဟုတ်ကဲ့ပါအကိုရွေးကိစ္စရှိရင်အချိန်မရွေးဖုန်းဆက်လိုက်ပါလို့နှုတ်ဆက်ပြီးပြန်လာခဲ့ကြတယ်အဲ့အချိန်ရွာထိပ်မှာတော့ဦးလေးရွေနဲ့ချန်ရှုံလို့စောင့်နေကြပြီးလီရွေနဲ့သူ့မိမကဘာလို့ပြန်မရောက်လာသေးတာလဲငါထင်တာတော့သူတို့နှစ်ယောက်လိုင်းဝမ်းရွာကိုသွားပြီးချန်အားကောက်ကလက်မခံလို့တခြားရွာကိုထပ်သွားတာနေမှာသူတို့ဘလောက်ပဲဝေးသွားပင်လယ်စာတွေကရောင်းထွက်မှာမဟုတ်ပါဘူးအလကားအပင်ပန်းခံနေတာပါနောက်ဆုံးတော့လေဦးလေးယူစီကိုပဲလာရောက်ရမှာပါပဲလို့ပြောနေကြတာပေါ့ပြန်လာပြီးသူတို့ပုံစံကိုကြည့်ရတာအရှုံးပေးလိုက်ရတဲ့ပုံပဲဟာနောက်ဆုံးတော့လေပြန်လာရတာပဲလေဦးလေးယူဒီတစ်ခေါက်တော့လီရွေးမက်လောက်သားလောက်ဖြစ်သွားအောင်ဈေးကိုတိတိကျကျနှိပ်ပစ်လိုက်ပါလီရွေးစဉ်းစားလို့ပြီးသွားပြီလားမင်းရဲ့ပင်လယ်စာတွေကိုငါစီရောင်းဖို့ဆုံးဖြတ်လိုက်ပြီလားလို့မေးတော့ကျွန်တော်ကဦးလေးယူကျွန်တော်အကုန်ရောင်းလိုက်ပြီလို့ပြောပြီးအိမ်ကိုပြန်လာခဲ့တယ်ရောင်းလိုက်ပြီဘသူကဂရိမတီပဲသူ့ပစ္စည်းတွေကိုလက်ခံလိုက်တာလဲအနီးနားရွာတွေကကုန်တယ်တွေတော်တော်အသုံးမကျတာပဲသဘောတူထားပြီးသားကိစ္စကိုဘာလို့ဂရိမတီကြတာလဲမရဘူးကျုံးရဲ့စီမင်းကိုဘသူဖောက်ဖျက်တာလဲဆိုတာငါသွားမေးမှဖြစ်မယ်စီမင်းဖောက်တဲ့သူကိုငါသွားပြီးစရင်ရှင်းရမယ်လို့ရေယိုရင်းဒေါသထွက်ပြီးကြံခဲ့ပါတယ်ညဘက်ရောက်တော့ကျွန်တော်ဖုန်းခေါ်လိုက်ပြီးအကျွန်းကျစ်ဒီညငါနဲ့အတူပင်လယ်စာသွားရှာရအောင်အခုငါအိမ်ကိုလာခဲ့ငါတို့အခုပဲသွားကြမယ်ဟုတ်ကဲ့အကူရွေ့ကျွန်တော်အခုချက်ချင်းလာခဲ့မယ်လို့ပြောပြီးဖုန်းချလိုက်ကြတယ်ခဏနေတော့အကူရွေ့ကျွန်တော်ရောက်ပြီးအကျွန်းကျစ်နောက်ဆိုမင်းငါနဲ့အတူပင်လယ်စာလိုက်ရှာပတ်စံရလာရင်မင်းကို10ရာခိုင်နှုန်းပေးမယ်ဘလို့သဘောရလဲရပါတယ်အကူရွေ့ပြောတဲ့အတိုင်းပဲလုပ်ပါမယ်တိတိကျကျသာလှုပ်ဆန်းပါငါတို့တွေနောက်ဆိုရင်အကြီးအကျယ်အောင်မြင်လာမှာပါအကူရွေ့စကားကိုပဲနားထောင်မယ်လို့သူကပြန်ပြောတာနဲ့ကျွန်တော်တို့နှစ်ယောက်ပင်လယ်ဘက်ကိုထွက်လာခဲ့ကြတယ်နောက်ကခြေတံကြားတာနဲ့အကျွန်းကျစ်ကလှည့်ကြည့်လိုက်တဲ့အခါဟာအကိုရွှေအကိုတို့ရွာကလူကြီးလူငယ်ယောက်ျားမိန်းမအကုန်လုံးထွက်လာကြပါလားသူတို့လည်းပင်လယ်စာသွားရှာကြမှာပဲလို့ပြောတော့ကျွန်တော်ကသွားမယ်သူတို့ကိုဂယုစိုက်မနေနဲ့လို့ပြောရင်းရှေ့ကိုဆက်သွားခဲ့ကြတယ်ရွာသားတွေကလီရွေးကဒီတလောကန်တွေအရန်ကောင်းနေတာငါတို့သူ့နောက်ကနေလိုက်သွားရင်ပစ္စည်းကောင်းတွေမရမှာကိုပူစရာမလိုဘူးဟုတ်တယ်မင်းညကလီရွေးနဲ့သူ့မိန်းမကောက်ရတဲ့ပစ္စည်းတွေဆိုရင်အနည်းဆုံးရွာ9000 6000လောက်ရောင်းရတယ်လို့တယောက်တစ်ပေါက်ပြောနေကြတာပေါ့အကိုရွှေဒီလူတွေတအုပ်ကြီးကျွန်တော်တို့နောက်ကလိုက်လာကြတာကျွန်တော်တို့ဘယ်လိုလုပ်ပြီးပင်လယ်စာရှာလို့ရတော့မလဲလို့ပြောပေမဲ့ကျွန်တော်တို့ကမ်းခြေရောက်တဲ့အထိရှောက်လာခဲ့ကြတယ်အကိုရွှေဟိုမှာခါတက်ခီတွေအများကြီးပဲလို့អော်လိုက်တဲ့အခါအားလုံးကဝိုင်းကောက်ကြပါတယ်တကီလိုခွဲကို10ရွန်ကျော်ရောင်းရတယ်နော်လို့ပြောပေမဲ့ကျွန်တော်ရက်နေတာကိုမြင်တော့အကိုရွေ့ဘာလို့မကောက်သေးတာလဲဒီတဝိုက်လုံးခါတက်ခီတွေကြီးပဲကျွန်တော်တို့မကောက်ရင်သူများတွေကောက်သွားလိမ့်မယ်ကျွန်တော်ကသူ့ကိုဆွဲခေါ်တဲ့အခါအကိုရွေ့ဘာလို့တာလဲဒီခါတက်ခီတွေကအကုန်လုံးပတ်စံတွေကြီးပဲလေဆိုတာနဲ့ကျွန်တော်ကသူ့နာကပ်ပြီးခါတက်ခီဆိုတာခွေးတောင်မကောက်ဘူးငါတို့တွေပစ္စည်းကောင်းသွားကောက်ကြမယ်အကိုရွေ့စောကဘာပြောလိုက်တာလဲငါနောက်ကလိုက်ခဲ့အဲ့ဒီခါတက်ခီတွေကိုငါတို့မကောက်ဘူးသူတို့ကိုပဲကောက်ခိုင်းလိုက်ဆိုတာလားအကိုရွေ့ရဲ့မလုပ်ပါနဲ့လို့ပြောတာနဲ့ကျွန်တော်ကသွားမှာလားမသွားဘူးလားလို့မေးတော့သူကသွားဖို့သဘောတူပြီးရှောက်လာကြတဲ့အခါဒီမှာစီတီခီတွေရှိတယ်အကိုရွေ့စောကကျွန်တော်တို့အဲ့ဒီနေရာမှာခါတက်ခီတွေဝင်မကောက်တာကန်ကောင်းသွားတယ်အကိုရွေ့စီတီခီတွေမြန်လာကောက်ဒါက1ကီလိုခွဲကို25ရွန်တောင်ရောင်းရတာနော်ဒီမှာအနည်းဆုံးကီလိုခွဲအများကြီးရှိရမယ်ဆိုပြီးဝမ်းတာအားရကောက်ပေမဲ့ကျွန်တော်ကကနန်းတွေကိုမြင်တော့အကျွန်းကျစ်ဒီကိုလာခဲ့လို့ခေါ်ပေမဲ့အကိုရွေ့စီတီခီတွေကိုလည်းမကောက်ဘူးလားကျွန်တော်တို့ဒီကစီတီခီတွေကိုအကုန်ကောက်ရင်ရွန်100 200လောက်တော့ရောင်းရမှာနော်လို့ပြန်ပြောတယ်ကျွန်တော်ကအကျွန်းကျစ်မြန်လာခဲ့ဒီမှာရေကူးကနန်းတွေတပုံကြီးပဲလို့ပြောလိုက်တဲ့အခါဘာရေကူးကနန်းလဲတပုံကြီးတယ်လားရေကူးကနန်းတွေအများကြီးပါလားရေတွက်လို့တော့မကုန်နိုင်ဘူးဖေကြီးအကိုရွေ့ဒီညတော့ကျွန်တော်တို့ချမ်းသာပြီလို့ထားအော်ပါတော့တယ်မင်းအတန်တိုးလှုပ်ဆန်းပါသူများတွေကြားပြီးရောက်လာကြလိမ့်မယ်လို့သတိပေးလိုက်တော့ဟုတ်ကဲ့
ဟုတ်ကဲ့ပါလို့ပြောရင်ကနန်းတွေကိုဖမ်းလိုက်ကြတယ်အကိုရွှေဒီလောက်များတဲ့ရေကူးကနန်းတွေဆိုရင်ဘယ်လောက်တောင်ရောင်းရမလဲအကိုရွှေကတော့တေချာပေါက်နတ်ဝိဇ္ဇာတွေမစထားတဲ့လူပဲဖြစ်ရမယ်လို့ပြောတော့ကျွန်တော်ကပါဆက်ပိတ်ထားလောက်တာလှုပ်ဆန်းပါလို့ပြောပြီးကျွန်တော်တို့အတူတူပုံပြတဲ့အထိကနန်းတွေဆက်ဖမ်းနေကြပါတယ်ကျွန်တော်ကဒီတပုံအပြည့်ရေကူးကနန်းတွေက3-4ထောင်လောက်ရောင်းရတယ်မင်းက10ရာခိုင်နှုန်းရမှာဆိုတော့3-400တော့ရမှာပေါ့လို့ပြောတာအကိုရွှေကျွန်တော်ကိုပင်လဲစာရှာဖို့ခေါ်လာပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တယောက်တည်းဆိုရင်တရက်ကိုယွန်း100တောင်ရမှာမဟုတ်ဘူးလို့ပြန်ပြောပါတယ်ကျွန်တော်ကအကျွန်းချစ်ငါတို့ကြိုပြောထားတဲ့အတိုင်းမင်းငါနဲ့လုပ်ရင်ဝင်ငွေရဲ့10ရာခိုင်နှုန်းကိုပေးမယ်မင်းသဘောမတူရင်ငါနဲ့ဆက်မလုပ်နဲ့ညီကိုရင်းတွေဖြစ်နေရင်တော့စရင်ကတော့ရှင်းရှင်းလင်းလင်းရှိရမယ်ပတ်စံကြောင့်ငါမင်းနဲ့ပြဿနာမဖြစ်ချင်ဘူးကျွန်တော်သဘောတူပါတယ်အကိုရွေးတာကျွန်တော်ကိုပင်လဲစာလိုက်ရှာဖို့မခေါ်ရင်ကျွန်တော်အခုချိန်ထိအချိန်ကျုံးနေလုံးမဖြစ်မှာအကိုကဒီလိုပြောမှတော့နောက်ဆိုရင်လည်းဒီလိုခွဲဝေတဲ့ပုံစံအတိုင်းပဲလုပ်ကြတာပေါ့ဟုတ်ပြီနောက်ဆိုပတ်စံနဲ့ပတ်သက်ရင်ငါတို့ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ကြတာပေါ့အကိုရွေးကျွန်တော်တို့ညီကိုနှစ်ယောက်ကြားမှာဒီလောက်ထိရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုလားလို့မေးတော့ကျွန်တော်ကအကျွန်းချစ်အခုငါတို့အတူတူအလုပ်လုပ်နေပြီဆိုတော့ပတ်စံနဲ့ပတ်သက်လာရင်အကုန်လုံးရှင်းရှင်းလင်းလင်းရှိရမယ်ငါကမင်းထက်အသက်ကြီးတယ်မင်းထက်လည်းအတွေ့အကြုံများတယ်ပတ်စံကြောင့်ပြဿနာတက်ကြတဲ့ဆွေမျိုးသားချင်းတွေကိုငါအများကြီးမြင်ဘူးတယ်ငါမှမိမရှိတယ်နောက်တစ်ချိန်မင်းမှလည်းမိမရှိလာမှာပဲအခုကလေးကကြိုပြီးရှင်းရှင်းလင်းလင်းမပြောထားရင်နောက်ဆိုမိမတွေကနာနာကပ်ပြောတဲ့အခါငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုထိခိုက်လာလိမ့်မယ်ဆိုတော့အကိုရွေးအကိုကျွန်တော်ကိုမနောက်ပါနဲ့ကျွန်တော်ကအကိုလိုမိမတွေကိုမချော့တတ်ဘူးအကိုလောက်လည်းရုံမချောဘူးပတ်စံလည်းမရှိတော့ကျွန်တော်ကဘဲကမိမကိုရနိုင်မှာလဲအကျွန်းချစ်အကိုနဲ့အတူတူသားကြိုးကြိုးဆဆလုပ်ရင်တနေ့ကျရင်မင်းတေချာပေါက်မိမရမှာပါလို့ပြောတော့သူကအကိုရွေးကျွန်တော်အကိုကိုယုံနေနောက်ဆိုရင်အကိုနောက်ကပဲလိုက်တော့မယ်လို့ပြန်ပြောပါတယ်ကျွန်တော်တို့ကမ်းခြေမှာဆက်လျှောက်လာရင်တနေရာရောက်မှာပင်လယ်မှုတစ်ခုကိုတွေ့လိုက်ရပြီဟာပင်လယ်မှုကြီးပါလားလို့ပြောတာနဲ့ကျွန်တော်ကသူ့လက်ကိုဖမ်းဆွဲလိုက်ပြီးမထိခိုက်စေနဲ့တော့အာကျွန်းကျစ်ပင်လယ်မှုကိုဖမ်းတဲ့အခါတတိထားလို့ပြောပြီးညင်သာစွာခွာယူလိုက်ပါတယ်ကျွန်တော်ကအာကျွန်းကျစ်သူတို့ကိုလုံးဝမထိခိုက်စေနဲ့ဟိုမှာနောက်ထပ်ပင်လယ်မှုကြီးတစ်ကောင်ရှိသေးတယ်မင်းသွားဖမ်းလိုက်လို့ပြောတော့သူကဟုတ်ကဲ့ပါလို့ပြောပြီးဘေးပတ်လည်ကိုကြည့်လိုက်တဲ့အခါပင်လယ်မှုအများပြားကိုတွေ့လိုက်ရပါတယ်အာကျွန်းကျစ်ကအကိုရွေ့အခုကန်ကအရန်ကောင်းလို့နေပြီးတော့စောစောကတင်ကနန်းတွေအများကြီးဖမ်းမိခဲ့တာအခုလေဒီလောက်များတဲ့ပင်လယ်မှုတွေကိုထပ်တွေ့ပြန်ပြီးဒီညတော့ကျွန်တော်တို့ချမ်းသာပြီလို့အော်ဒါနဲ့ကျွန်တော်ကလက်ကပြလိုက်ပြီးမင်းကဘာလို့ဒီလောက်တောင်စိတ်လှုပ်ရှားနေရတာလဲဒီညငါတို့ရွာကလူပဲနှစ်ယောက်ပင်လယ်စာထွက်ရှာကြလဲဆိုတာမင်းမသိဘူးလားဒီလောက်များတာအကိုရွှေ့ဒီညတော့ကျွန်တော်တို့တကယ်ချမ်းသာပြီးမနှက်ဖြန်မနှက်ကြရင်အမစီသွားပြီးဒီဟာတွေအကုန်လုံးသွားရောက်ကြမယ်လို့ပြောတော့ကျွန်တော်ကမလောပါနဲ့ဒီညငါတို့နောက်ထပ်ပစ္စည်းကောင်းတွေတွေ့ရအောင်မယ်လို့ထင်တယ်လို့ပြန်ပြောလိုက်ပါတယ်ခဏနားကြရအောင်ပြီးရင်ဆက်ရှာကြတာပေါ့ဗိုက်စာနေပြီလားရောဒါကမင်းမကြီးပေးလိုက်တာလို့ပြောပြီးကြက်တလုံးကမ်းပေးလိုက်တော့အကိုရွှေ့ကျွန်တော်အားမနာတော့ဘူးနော်အခုတကယ်ဗိုက်စာနေပြီလို့ပြောနေတော့နောက်ကခြေတံကြားတာနဲ့ငါတို့အနောက်ကိုလူတွေလာနေတယ်လို့တတိပေးလိုက်တော့အာကျွန်းချစ်ကဒီညငါတို့ကန်ကတကယ်ဆိုးတာပဲဖျောင်းခယူနည်းနည်းလေးပဲကောက်ရတယ်ဒီလိုဖြစ်မယ်မှန်းသိရင်စောစောကလေးကအဲ့ဒီနေရာမှာခါတက်ခယူတွေကိုကောက်ခဲ့တဲ့နာလို့ဟန်ဆောင်ကြီးတွားလိုက်ပါတယ်လီရွေ့ဒီညတော့မင်းကံမကောင်းတော့ဘူးထင်တယ်ငါအခုလေးတင်ကနန်းစိမ့်ကြီးတွေမိထားတယ်ကနန်းတွေကလည်းအကုန်လုံးဆူဖြိုးနေတာပဲပင်လယ်စာရှာတဲ့နေရာမှာငါကဆရာကြတယ်မင်းအမြဲတမ်းဘေကံကောင်းနိုင်ပါမလဲအာကျွန်းချစ်ငါတို့တခြားနေရာသွားကြည့်ကြရအောင်ဘာမှမရရင်အရန်ရှက်ဆရာကောင်းတယ်လို့ပြောပြီးထွက်လာခဲ့ကြတယ်လီရွေ့မသွားပါနဲ့ဦးငါပုံထဲကကနန်းစိမ့်ကြီးတွေကိုလာကြည့်ပါဦးငါပုံထဲကကနန်းစိမ့်ကြီးတွေဆို3-4 ကီလိုလောက်ရှိမယ်ပြီးခဲ့တဲ့ရက်တွေတုန်းကမင်းကန်ကောင်းပြီးပစ္စည်းကောင်းတွေအများကြီးကောက်ရခဲ့ပေမဲ့ဒီနေ့တော့မရတော့ဘူးမဟုတ်လားလို့ချန်ရှုံးတရအော်ဟေးရင်ကြံခဲ့ပါတော့တယ်အာကျွန်းချစ်ကဒီကောင်ဘာကောင်လဲအကိုရွေ့စောစောကကျွန်တော်တို့ဒီညတော့ခီယူလေးတွေပဲကောက်ရတယ်လို့ကြားတော့သဘောကျပြီးပြုံးပြနေတာပဲဒါကလူတွေရဲ့အချင်းစရိုက်ပဲလေမင်းမရှိရင်မနာလို့ဖြစ်ပြီးမင်းမရှိရင်တောင်ပြောင်တက်ကြတယ်သူ့ကိုဂယုမဆိုင်နဲ့အကိုရွေ့စောစောကချန်ရှုံးကိုကျွန်တော်တို့ပုံနှစ်ပုံတွေကပစ္စည်းတွေကိုပြလိုက်ချင်တာအာကျွန်းချစ်အဲ့ဒီလိုမလုံးနဲ့တိတ်တိတ်လေးနေပြီးချမ်းသာအောင်လုပ်တာကမှရေရှည်ခန္ဓာစောစောကသာမင်းအဲ့ဒီလိုလုပ်လိုက်ရင်ချန်ရှုံးကငါတို့နောက်ကိုတေချာပေါက်လိုက်လာမှာပဲလို့တတိပေးလိုက်တယ်ချန်ရှုံးကဘေးကိုကြည့်လိုက်ရင်ဝါစေဒီခယူတွေအများကြီးပါလားစောစောကလီရွေ့နဲ့အာကျွန်းချစ်တို့ဒီကနေဖြတ်သွားတာလေသူတို့မျက်စိကန်းနေတာလားဒီလောက်များတဲ့စေဒီခယူတွေကိုသူတို့ကမမြင်ဘူးလေလားခဏလောက်ထနာကြအောင်မလားလို့အာကျွန်းချစ်ကပြောပေမဲ့ကျွန်တော်ကအာကျွန်းချစ်မြန်လာခဲ့ပါအောင်လို့ခေါ်ပြီးပြလိုက်တော့နောက်ထပ်ဘာကောင်းတာတွေရှိပြန်ပြီလဲမေးရင်အနားရောက်လာပြီဗျာပင်လယ်ခယူစိမ့်လာလို့ရေရွတ်နေတော့ကျွန်တော်ကတေချာစွာခွာယူလိုက်ပြီးတွေဝေမနေနဲ့တော့မြန်ကောက်ကြဆိုလို့တတိပေးလိုက်ပါတယ်ကျွန်တော်တို့အချိန်တော်ကြာအောင်ကောက်ယူခဲ့ကြပြီးကျွန်တော်ကရေတက်တော့မယ်လာအိမ်ပြန်ကြဆိုလို့ပြောကပြန်လာခဲ့ကြပါတယ်ရွာဘက်ကိုလမ်းလျှောက်လာရင်လေဟောင်းတစင်းကိုမြင်တော့အရင်ကငါဟာလောင်းကစားကြောင့်အိမ်ကလေကိုရောင်းခဲ့ရတယ်အခုငွေရတာအရန်နေနေတဲ့အခုသာလေတစင်းရှိပြီးငါရဲ့ဖောက်ထွင်းမြင်နိုင်တဲ့စွမ်းရည်နဲ့ဆိုရင်ငွေအများကြီးရှာနိုင်မှတေချာတယ်လို့တွေးနေမိပါတယ်အာကျွန်းချစ်ကအကိုရွေးဒီညတော့ငါတို့အမျက်တွေအများကြီးရခဲ့တာတောင်ဘယ်လိုဖြစ်လို့မျက်နာကမကောင်းရတာလဲလို့မေးတော့ကျွန်တော်ကဘာမှမဖြစ်ပါဘူးလို့ဖြေလိုက်ပြီးအိမ်ကိုပြန်လာကြတယ်အိမ်ရောက်တဲ့အခါရှန်ရွက်ကပြန်လာကြပြီလာမင်းကဘာလို့အိတ်သေးတာလဲမနှက်ဖြန်အလုပ်သွားရအောင်မယ်လေလို့ပြောတော့သူကအချိန်ကတိတ်မနောက်ကြသေးပါဘူးပြီးတော့အကိုပြန်မရောက်လာသေးရင်အဲ့လိုမပြောဘူးလို့ပြောတာနဲ့အာကျွန်းချစ်ကဒီလိုအချစ်စကားတွေကိုနားထောင်ရတာအသေးချင်းလိုက်တာဗျာလို့ပြောပါတယ်ဒီညတော့ရလာတဲ့ပစ္စည်းတွေကအရန်များတာပဲလို့ရှန်ရွက်ကပြောတော့အာကျွန်းချစ်ကအကိုရွေးရှိနေမှာတော့ပင်လယ်စာတွေကကုန်နိုင်မှာမဟုတ်ဘူးသူကတကယ်ကိုနှစ်သားနဲ့တူတယ်ကဲပါမြန်ပင်လယ်စာတွေကိုခွဲထုတ်ကြစို့တိပါပြီးအလုပ်လုပ်ကြစို့လို့ပြောပြီးပင်လယ်စာတွေကိုတီးတန့်ခွဲထုတ်လိုက်ကြပါတယ်ပြီးသွားတဲ့အခါအာကျွန်းချစ်ကအကိုရွေးနဲ့မကြီးကြီးကျွန်တော်အရင်ပြန်နေတော့မယ်လို့ပြောတာနဲ့ကျွန်တော်ကအော်ဒါလေးတွေယူသွားမနှက်ဖြန်မနှက်ကြရင်မင်းလာခဲ့ငါတို့နှစ်ယောက်မင်းရဲ့ MC သွားပြီးပစ္စည်းတွေသွားရောင်းကြမယ်လို့ပြောကပင်လယ်စာတချို့ကိုပေးလိုက်ပါတယ်အာကျွန်းချစ်လည်းညင်းလို့မရတာကြောင့်ယူကာပြန်သွားခဲ့ပါတယ်နောက်တနေ့မနှက်ရှန်ရွက်အလုပ်သွားခါနီးနှုတ်ဆက်အပြီးမှာဦးလေးရွေရောက်လာကကျွန်တော်ကိုလီရွေမင်းမင်းညကပင်လယ်ခယူကြီးအနှဲငယ်ပဲရှာနိုင်ခဲ့တယ်လို့ကြားတယ်ဟုတ်လားလို့မေးမြန်းပါတော့တယ်ကျွန်တော်လည်းမင်းညကကန်ကတာမန်ပါပဲလို့ဖြေလိုက်ပြီးအားလုံးကရွာထဲကလူတွေကြီးပဲဆိုတော့တခြားသူတွေနဲ့ဆက်ဆံရေးတင်းမာသွားတာမျိုးမလိုချင်ပါဘူးလို့တွေးနေတော့ဦးလေးရွေကလီရွေမင်းကမင်းရဲ့ပင်လယ်စာတွေဘသူဝယ်သွားလဲပြောပါလားလို့မေးပါတော့တယ်သူဘယ်မှစုံစမ်းလို့မရဘူးလို့တွေးနေတော့ကျွန်တော်ကဦးလေးရွေအဲ့ဒါကပြောစရာမလိုတဲ့ကိစ္စမလားလို့မေးတော့
လီရွေနောက်ဆိုပင်လဲစားသွားရှာလို့ဘာကောင်းတာပဲတွေ့တွေ့ဦးလေးစီလာရောင်းဦးလေးတေချာပေါက်အမြင့်ဆုံးဈေးပေးမယ်လို့ပြောတာနဲ့ကျွန်တော်ကနောက်မှဖြစ်မဲ့ကိစ္စနောက်မှပဲပြောကြတာပေါ့လို့ဖြေပေးလိုက်ပါတယ်စိတ်ထဲမှာတော့ပေးတဲ့ဈေးကအလွန်လဲတာတော့မှတရားမျှတတဲ့ဈေးလို့ပြောရသေးတယ်လို့တွေးလိုက်မိပါတယ်ဦးလေးရွေကကဲပါလေဦးလေးဆက်မပြောတော့ဘူးဦးလေးပြန်တော့မယ်လို့ပြောကပြန်သွားရင်လမ်းမှာဘာတွေဝါကြွားနေတာလဲဒီနေ့ရက်ကန်ကောင်းလို့ပစ္စည်းကောင်းလေးတွေနည်းနည်းပပရသွားတာနဲ့များလို့တွေးနေတော့ချန်ရှုံရောက်လာပြီးဦးလေးရွေခုနကဦးလေးနဲ့လီရွေခဏလောက်စကားပြောနေတာတွေ့လိုက်တယ်ဘာတွေပြောကြတာလဲလို့မေးတော့မင်းညကတခုခုကောင်းတာတွေရှာမိရလားလို့မေးတာလေသူကတော့မင်းညကပင်လဲခူကြီးအနေငယ်ပဲရှာမိတယ်လို့ပြောတယ်ဟာဟာဒါမှပေါ်သူ့ရဲ့ပင်လဲစာရှာနိုင်စွမ်းနဲ့များဘာကောင်းတာကိုမှရှာတွေ့နိုင်ပါလေလားလို့ပြောနေတော့မှအကျွင်းချစ်ကိုမြင်လိုက်ပြီးအကျွင်းချစ်ဘာလာလောက်တာလဲလို့တွေးနေကြတာပေါ့ခဏကြာမှာပဲကျွန်တော်တို့2ရက်3မိနစ်ထွက်လာတဲ့အခါကျွန်တော်တို့ကိုလှမ်းကြည့်ပြီးချန်ရှုံကဦးလေးရွေကျွန်တော်ခုနကလီရွေရဲ့3မိဆိုင်ကယ်ပေါ်မှာရေကူးကနန်းတွေအပုံလိုက်ကြီးတင်ထားတာကိုမြင်ခဲ့ရတယ်လီရွေရဲ့3မိဆိုင်ကယ်ပေါ်မှာပင်လဲခူတွေလည်းအများကြီးပါလာတာကိုငါမြင်ခဲ့ရတယ်နဲ့2ယောက်ဒါပြောဆိုနေကြပြီးငါတို့အကုန်လုံးလိန်ခံလိုက်ရပြီးလီရွေဆိုတဲ့ကောင်လေးကအဲ့ဒီရေကူးကနန်းတွေနဲ့ပင်လယ်ဖြူတွေကိုဘာလို့ငါ့ကိုမယောင်းပဲနေရတာလဲဈေးပိုကြီးတဲ့ပစ္စည်းတွေလေငါရမယ့်အမျက်ငွေကပိုများတာပေါ့လို့ညီးတွားနေပါတော့တယ်ချန်ရှုံးကလည်းမင်းညကအမောင်ထဲမှာငါလီရွေးကိုဘာတွေရလဲလို့မေးတော့သူကဖြူတွေပဲရတယ်လို့ပြောခဲ့တာလေလို့မကြည်မချမ်းဖြစ်နေပါတော့တယ်ကျွန်တော်ကအချင်းချင်းခဏနေချန်ရှုပ်ချန်နဲ့တွေ့တဲ့အခါသူ့ကိုမျက်နှာငယ်အောင်မလုပ်ပါနဲ့သူကကျွေးဖူးစားတောက်ဆိုင်ရဲ့မန်နေဂျာကြီးလေအကိုရွေးကျွန်တော်လက်ကပြလိုက်ပြီးဒီခေတ်မှာရန်သူမလုပ်တဲ့သူကိုရန်မလုပ်တဲ့မှာဘူးသူနဲ့ကအကျိုးစီးပွားချင်းလဲတိုက်ဆိုင်တာမဟုတ်ဘူးပြီးခဲ့တဲ့ကိစ္စကလည်းအသေးမွားလေးပါငါအာကာဒမထားပါဘူးလို့ရှင်းပြလိုက်တယ်ဟုတ်ကဲ့ပါအကိုရွေးအကိုပြောတဲ့အတိုင်းလုပ်ပါမယ်လို့ဂတိပေးပြီးကျွန်တော်တို့မျိုးတဲကိုမောင်းလာကြတဲ့ဆိုင်ကိုရောက်တော့မန်နေဂျာချန်ကလီရွေးနဲ့အချင်းချင်းတို့ရောက်လာကြပြီပဲလီရွေးပြီးခဲ့တဲ့ကိစ္စအတွက်ငါမသွားပါတောင်းပန်ပါတယ်မန်နေဂျာချန်ပြီးခဲ့တဲ့ကိစ္စကဘာဖြစ်လို့လဲလို့မေးလိုက်တော့လီရွေးဆိုတဲ့ကောင်လေးကတော့တကယ်ကိုမထီမဲ့မြင်လုပ်လို့မရဘူးစကားပြောလဲတက်တယ်စိတ်ထားလဲကျေပြတ်နေအလုပ်ကြီးလုပ်မဲ့သူပဲလို့မန်နေဂျာချန်ကတွေးလိုက်တယ်အဲ့ချန်မှာပဲဆိုင်ရှင်ရောက်လာပြီးလီရွေးလာကျမရှင်နဲ့မိတ်ဆက်ပေးမယ်ဒီလူကကျမတို့ကျွေးဖူးစားတောက်ဆိုင်ရဲ့ဝယ်ယူရေးဌာနမန်နေဂျာပိုင်ဝင်ပေးမယ်လီရွေးနောက်ရှင်ကျမတို့ကျွေးဖူးစားတောက်ဆိုင်ကိုပင်လဲစာလာရောက်ရင်မန်နေဂျာပိုင်းနဲ့ပဲဓာတ်ရိုက်ဆက်သွယ်လိုက်ပါလို့ပြောတော့ကျွန်တော်သဘောတူလိုက်ပြီးပင်လဲစာတွေကိုချိန်တွယ်ဖို့ဆိုင်ဝန်ထမ်းတွေရောက်လာပြီးပင်လဲစာတွေကိုတည်ယူသွားကြတယ်အဲ့ဒီနောက်2 Q 4 ကီလိုခွဲ1 ကီလိုခွဲကို900စုစုပေါင်း2003ကောင်ပါ Q နဲ့4ကောင်ပါ Q က10 ကီလိုခွဲ1 ကီလိုခွဲကို300စုစုပေါင်း2550 Q အသေးက10 ကီလိုခွဲ1 ကီလိုခွဲကို60စုစုပေါင်း642ရွမ်စုစုပေါင်းက9192ရွမ်လို့မန်နေဂျာဆုံးကပြောတော့9192ရွမ်90ရာခိုင်နှုန်းရမှာဆိုတော့919ရွမ်ပေါ်လို့ပင်လဲစာရှာတာဒီလောက်တောင်ပတ်စံရလွယ်တာလားအရင်ကငါဘာလို့မသိခဲ့တာပါလဲအကျွင်းချစ်ကရွတ်လိုက်တယ်အဲ့ဒီနောက်ကျန်တာတွေကိုဆက်လက်တွက်ချက်လိုက်တဲ့အခါအားလုံးပေါင်းလိုက်ရင်11382ရွမ်လို့ပြောတယ်မန်နေဂျာဆုံးပေးတဲ့ဈေးကကျွန်တော်မှန်းထားတဲ့ဈေးထက်ပိုများနေတယ်ရှင်တို့ကို11400တီတီတွက်ပေးလိုက်မယ်လို့ပြောတော့ကျွန်တော်ကကျေးဇူးတင်ကြောင်းပြောလိုက်တယ်လီရွေအားနာစရာတွေပြောမနေပါနဲ့ကျမမောင်ကရှင်နဲ့လိုက်လုပ်နေတာဆိုတော့သူ့ကိုတေချာလေးကြည့်ရှုပေးပါဦးသူကဘာလို့သုံးမကြဘူးလို့ပြောတော့အမကိုမောင်ကိုဘာလို့အဲ့ဒီလိုပြောရတာလဲလို့အကျွင်းချစ်ကရှုံ့မဲ့ပြီးပြောတယ်ကျွန်တော်ကမန်နေဂျာဆုံးနဲ့အယောင်းဝယ်ကအရန်ရေးကြည့်တယ်သူနဲ့ဆက်ဆံရေးကောင်းအောင်ထိန်းသိမ်းထားမှဖြစ်မယ်လို့တွေးမိပြီးမန်နေဂျာဆုံးအကျွင်းချစ်ကကျွန်တော်ညီရင်တယောက်လိုပါပဲနောက်ဆိုသူကျွန်တော်နဲ့လိုက်လို့ရင်သူ့ကိုမနစ်နာစေရပါဘူးလို့ဂတိပေးလိုက်တယ်အကျွင်းကကျွန်တော်ဝင်ငွေကမနှဲဘူးနော်လို့ပြောတာသူ့အမကနှိမ့်ချဆန်းမှာရေးပြနေတဲ့အိုးကမလုပ်ဘူးတဝက်ပဲရှိတဲ့အိုးကမှဘောင်ပင်ခတ်တာလို့ပြန်ပြောလိုက်တယ်ကျွန်တော်ကဒီတစ်ခေါက်အမှတ်တွေရလာရင်ဘာပဲဖြစ်ဖြစ်ငါးများတန်3ချောင်းဝယ်မှဖြစ်မယ်ငါအတွက်တစ်ချောင်းကောကောအတွက်တစ်ချောင်းအကျွင်းအတွက်တစ်ချောင်းလို့တွေးနေမိရဲ့ကျွန်တော်တို့ပြန်မဲ့အလုပ်မှာအကိုရွှေ့ကျွန်တော်ကိုရွတ်နေရပေးရင်ရပါပြီမင်းညကပစ္စည်းတွေအကုန်လုံးအကိုရှာတွေ့တာကြီးပဲလေကျွန်တော်ကခွန်အားနဲ့စိုက်ထုတ်ရုံလေးပဲလုပ်ခဲ့ရတာလို့ပြောတော့ကျွန်တော်ကအကျွင်းချစ်အရင်ကတည်းကငါတို့ပြောထားပြီးသားလေရတဲ့ငွေရဲ့10ရာခိုင်နှုန်းကိုမင်းယူရမယ်ဆိုတာဒီနေ့11400ဖိုးရောင်းရတယ်ဆိုတော့10ရာခိုင်နှုန်းဆိုရင်1140ပေါ့ညီကိုရင်းတွေဖြစ်နေရင်တော့စည်ရင်ကတော့ရှင်းရှင်းလင်းလင်းရှိရမယ်ဒါမှသာအလုပ်တူတူတွဲလုပ်တဲ့အခါရေရှည်တည်တတ်မှာလို့ရှင်းပြလိုက်တဲ့အကျွင်းကအကိုရွေ့ကျွန်တော်ပြောပြမယ်မနေ့ကအကိုပေးလိုက်တဲ့ရွှန်900ကိုအိမ်ပြန်ယူသွားပြီးကျွန်တော်မိဘတွေကိုအကြောင်းစုံတေချာပြောပြလိုက်တဲ့အမေကတော့ကျွန်တော်နောက်ဆုံးတော့လူရဝင်တဲ့အလုပ်ကိုလုပ်ပြီးလို့ပြောတယ်အဖေကလည်းပြုံးနေခဲ့တယ်လို့ဝမ်းသာအားရပြောနေတော့ရောက်ခမကြီးရောက်လာပြီးလီရွေလာလို့ခေါ်လိုက်တယ်ပြီးတော့လီရွေရှန်ရွဲရဲ့မောင်ကမင်္ဂလာဆောင်တော့မှာတင်တောင်းငွေနည်းနည်းလိုနေလို့နည်းနည်းလောက်ကူညီပေးပါဦးခုနကပဲငါရှန်ရွဲစီဖုံးဆက်ပြီးယွန်းတသိန်းထုတ်ပေးဖို့ပြောတာသူကညင်းလိုက်တယ်ဟွန်းဒီသမီးကိုကျွေးမွေးပြုစုလာရတာအလကားပဲလို့ပြောတော့ကျွန်တော်ကအမေကျွန်တော်အပြင်မှာအကျွေးတွေအများကြီးတင်နေတာအမေစီကတော့ပတ်စံနည်းနည်းလောက်ချေးမလို့စဉ်းစားနေတာအခုအမေလက်ထဲမှာပတ်စံရှိလာရှိရင်ကျွန်တော်ကိုနည်းနည်းလောက်ချေးပါလားလို့ပြောတော့လီရွေငါသမီးကိုဒီလောက်အရွယ်ရောက်အောင်ကျွေးမွေးပြုစုလာခဲ့တာနင့်ကိုအလကားပေးလိုက်ရတာပဲလို့ဒေါသတကြီးဆဲဆိုတာနဲ့ကျွန်တော်လည်းအမေကျွန်တော်မှာကိစ္စရှိသေးလို့တွားလိုက်အောင်မယ်နော်လို့ပြောကအမြန်ထွက်လာခဲ့တယ်လီရွေနင်တော်တော်ရုံမာတဲ့ကောင်ပဲလူကြီးကိုနင်ကဒီလိုဆက်ဆံရသလားလို့ချိန်ဆနေပါတော့တယ်ဈေးဘက်ကိုရောက်တဲ့အခါကျွန်တော်ကအကျွင်းချစ်မင်းသွားပြီးပေါက်စီနေနေနဲ့မုတ်တွေတွားဝယ်လိုက်လို့ပြောပြီးလူမရှိတဲ့တနေရာကိုတွားကစနစ်ကိုခေါ်ယူလိုက်တယ်စနစ်ကဂုံယူပါတယ်မင်းဟာနောက်ထပ်အမှတ်11400ထပ်မံရရှိပြီးရခင်ကအမှတ်တွေနဲ့ပေါင်းလိုက်ရင်စုစုပေါင်းအမှတ်25988မှတ်ရှိနေပါပြီဘာကိုလဲချင်ပါတလဲလို့မေးတာနဲ့စုဆောင်းထားတဲ့အမှတ်တွေကလိုချင်နေတဲ့9မြတန်3ချောင်းနဲ့လဲဖို့ကွက်တီပဲလို့တွေးကစနစ်ဒီ9မြတန်3ချောင်းကိုအခုချက်ချင်းလဲပေးပါလို့ပြောလိုက်ပါတယ်ခဏနေတော့အကျွင်းပြန်ရောက်လာပြီးအကိုရွေ့အကိုကဘာလို့9မြတန်3ချောင်းတောင်ဝယ်လိုက်တာလဲမေးတော့မင်းအတွက်တစ်ချောင်းငါအတွက်တစ်ချောင်းငါသမီးအတွက်တစ်ချောင်းလို့ပြန်ဖြေပြီးအိမ်ကိုပြန်လာခဲ့ကြတယ်အိမ်ရောက်တဲ့အခါဦးလေးယူကလီရွေ့မနေ့ညကမင်းနဲ့အကျွင်းချစ်တို့ခီယူတွေနဲ့
ရေကူးကနန်းတွေအများကြီးကောက်ရခဲ့တယ်မဟုတ်လားအဲ့ဒီပစ္စည်းတွေကိုမင်းအကုန်ရောင်းလိုက်ပြီလားလို့မေးတော့ဦးလေးယူဦးလေးဘာတွေလာပြောနေတာလဲမနေ့ညကကျွန်တော်နဲ့အကျွန်းချစ်တို့တဲကမာကောင်အကြီးနည်းနည်းပဲကောက်ရခဲ့တာလေရွာကလူတွေလည်းအကုန်သိပါတယ်လီရွေငါတို့တွေကတရွာတဲသားတွေပဲလေပြီးတော့ငါကမင်းရဲ့ဦးလေးပါငါ့ကိုတော့လာမလိမ္မာနဲ့အဲ့ဒီပစ္စည်းကောင်းတွေကိုဦးလေးစီသာရောင်းလိုက်ပါဦးလေးကမင်းကိုလုံးဝအရှုံးမခံစေရပါဘူးဦးလေးယူဦးလေးတကယ်ဘာတွေလာပြောနေတာလဲလီရွေစောစောကမင်းမျိုးတဲသွားတော့ကငါအနာကနေဖြတ်သွားတာလေအဲ့ဒီအချိန်မင်းရဲ့သုံးမိဆိုင်ကဲပေါ်ကခီးတွေကိုငါမြင်လိုက်တယ်ကွာဦးလေးယူဦးလေးမျက်စိချမ်းပြီးအမြင်မားသွားတာနေမှာပါလို့ကျွန်တော်ပြောလိုက်တော့ဒေါသထွက်ပြီးပြန်သွားပါတော့တယ်အကျွန်းကအဖိုးကြီးတော်တော်ဒေါသထွက်သွားပြီပဲလို့ပြောတော့ကျွန်တော်ကသူ့ကိုဂယုမဆိုင်တဲ့အကျွန်းငါတို့အမြဲတမ်းညဘက်ပင်လဲစာသွားရှာတာကျမ်းမာရေးအတွက်မကောင်းဘူးဒီနေ့ငါတို့နေ့လယ်ဘက်သွားရှာကြမယ်အခုပြင်ဆင်ပြီးတာနဲ့သွားကြဆိုလို့ပြောတော့အကျွန်းကသဘောတူလိုက်ပါတယ်အဲ့ဒီနောက်ကျွန်တော်တို့ပစ္စည်းတွေယူကကမ်းခြေဘက်ကိုထွက်လာခဲ့ကြပါတယ်လမ်းမှာအနောက်ကနေခြေတံကြားလို့လှည့်ကြည့်လိုက်တဲ့အခါချန်ရှုံတို့လင်းမယားဖြစ်နေပြီးအကျွန်းကစိတ်ရှုပ်တာကြောင့်ခမရတို့ကဘာလို့ကျွန်တော်တို့နောက်လိုက်နေကြသေးတာလဲလို့မေးလိုက်တယ်မင်းညကကျွန်တော်နဲ့အကိုရွေးတဲကမာကောင်အကြီးနည်းနည်းပဲကောက်ရခဲ့တာပါလို့ပြောတော့အကျွန်းချစ်မင်းကဘသူ့ကိုလာလိမ့်နေတာလဲမင်းညကမင်းနဲ့လီရွေးခီးတွေနဲ့ရေကူးကနန်းတွေအများကြီးရခဲ့တာကိုငါယောက်ျားအသေးချာမြင်လိုက်တယ်လေဟုတ်တယ်ငါအသေးချာကိုမြင်လိုက်တာလို့ပြောပြီးကျွန်တော်တို့နောက်ကနေလိုက်လာပါတော့တယ်အဲ့ဒီနောက်ကမ်းခြေကိုရောက်လာခဲ့ပြီးပတ်ဝန်းကျင်မှာတန်ဖိုးရှိတဲ့ပင်လယ်စာအချို့ကိုမြင်ပေမဲ့မဖြစ်ဘူးငါသာသွားကောက်လိုက်ရင်ချန်ရှုံတို့လင်မယားကတေချာပေါက်အလူရက်ပြေးလာကြလိမ့်မယ်တွေးနေမိတော့အာကျွန်းကအကိုရွေးဒီလင်မယားကအရန်စိတ်အနှောက်အရှက်ဖြစ်စရာကောင်းတာပဲသူတို့ကအရေးလိုကိုနောက်ကနေတကောက်ကောက်လိုက်နေကြတယ်လို့ပြောပေမဲ့ကျွန်တော်ကရှောက်လာရင်သူတို့ကိုဂယုမဆိုင်နဲ့လို့ပြောကတောကမှာကောင်းတွေအများပြားကိုတွေးပေမဲ့ဈေးမမရတာငါကဒီအကောင့်တွေကိုနည်းနည်းလေးမှစိတ်မဝင်စားဘူးလို့ရေရွတ်နေရင်တေချာကြည့်လိုက်တော့အထဲမှာအရေးသွေးကောင်းတဲ့ပလဲလုံးတွေကိုတွေးလိုက်ရတာကြောင့်ကျွန်တော်ကအကျွန်းချစ်ဒီနေ့လေတော့ငါတို့ဒီမှာပဲကမာကောင်ကောက်ကြမယ်လို့ပြောတော့အကျွန်းကအကိုရွှေအကိုတကယ်ပြောနေတာလားလို့မေးတော့ငါကနောက်ပြောင်နေတဲ့ပုံပေါက်နေလို့လားလို့ဖြေရင်ကောက်လိုက်တဲ့ကမာကောင်ထဲမှာအရန်ကြီးပြီးဝိုင်းဆက်နေတဲ့အဖြစ်အနာစာကင်းတဲ့ပလဲတစ်လုံးပါနေတယ်အဲ့ဒါကအရန်ကိုတန်မိုးကြီးတာလို့တွေးနေမိပါတယ်ချန်ရှုံတို့ကကျွန်တော်တို့ကိုကြည့်ကငါထင်တာတော့လီရွေးကငါတို့ကိုဖျက်ချန်ထားခဲ့ခြင်းလို့အခုဒီကိုလာပြီးတောကမာကောင်လာကောက်နေတာပဲဖြစ်ရမယ်ငါတို့လုံးဝအလှည့်စားမခံရစေနဲ့လို့တီတိုပြောဆိုကထိုင်ဆောင်နေကြပါတယ်အကျွန်းကကမာကောင်တစ်ခုကိုကောက်ယူကြည့်ကအကိုတခြားနေရာသွားကြည့်ရအောင်ဒီတောကမာကောင်တွေကအထဲမှာအသားသိမ့်မပါဘူးလို့ပြောပေမဲ့ကျွန်တော်အကြည့်တစ်ချက်ကြောင့်ချက်ချင်းထိုင်ကဒီအကောင်တွေကတကယ်လေးတာပဲလို့ရေရွတ်နေပါတယ်ကျွန်တော်တို့နှစ်ယောက်ကမာကောင်တွေကောက်နေတာအချိန်တော်ကြာတော့ချန်ရှုံငါတို့ဒီလိုမျိုးကြီးပဲရက်ကြည့်နေလို့မဖြစ်ဘူးလေငါတို့မိသားစုကပင်လယ်စာရှာပြီးအသက်မွေးဝမ်းကြောင်းပြုနေရတာငါတို့တခြားနေရာသွားကြည့်ကြမလားမဖြစ်ဘူးငါတို့ထွက်သွားတဲ့အချိန်လီရွေးကတခြားနေရာသွားပြီးခရီးလိုပစ္စည်းကောင်းတွေထက်ကောက်ရသွားရင်ငါတို့နစ်နာသွားမှာပေါ့မိမမင်းလီရွေးကိုတေချာစောင့်ကြည့်ထားငါလဲဒီမှာတောကမာကောင်နည်းနည်းပပကောက်ပြီးပြန်မယ်ဘာပဲဖြစ်ဖြစ်ငါတို့လက်ချီတက်တက်တော့ပြန်လို့မဖြစ်ဘူးလို့ဆိုကမာကောင်တစ်ခုကိုကောက်ယူလိုက်ပါတယ်ကျွန်တော်လမ်းကြည့်လိုက်တော့ဒုက္ခပါပဲချန်ရှုံကောက်လိုက်တဲ့တောကမာကောင်ထဲမှာပလဲတစ်လုံးပါနေတယ်ခုနကငါတော့မကောက်လိုက်တာကချန်ရှုံရိပ်မိသွားမှဆိုလို့တွေးနေတော့ချန်ရှုံကဒီကမာကောင်ကသေးလုံးပြီးပိန်နေတာပဲလို့ဆိုကကျွန်တော်တို့ရှိကိုလွင့်ပစ်လိုက်ပါတယ်အကျွန်းကချန်ရှုံမင်းဘာလုပ်တာလဲစော်ကြီးပါခုနကငါမတော်တဆအဲ့ဒီတောကမာကောင်ကိုမင်းနာကိုပြစ်ချလိုက်မိတယ်မင်းစိတ်ထဲမထားပါနဲ့လို့ပြောတော့ကျွန်တော်ကကောက်ယူပြီးပုံနဲ့ထည့်လိုက်ပါတယ်အာကျွန်းကအကိုရွေ့ဒီလိုတောကမာကောင်မျိုးကိုဘာလို့ကောက်နေတာလဲပြားကက်ကက်နဲ့ပိန်နေတာပဲလို့ပြောပေမဲ့ချန်ရှုံးကလီရွေ့မင်းလက်ထဲကတောကမာကောင်ကခုနကငါလွှင့်ပစ်လိုက်တဲ့အကောင်မဟုတ်လားအဲ့ဒါကိုမင်းကဘာလို့မလို့လဲမေးတော့ကျွန်တော်ကအရေးကြီးလို့လားလို့ပြန်မေးလိုက်ပါတယ်ဒီတောကမာကောင်ထဲမှာပလဲတစ်လုံးပါတာကိုမြင်နေရတယ်လို့တော့အာကျွန်းချစ်ကိုပြောပြလို့မဖြစ်ဘူးလေလီရွေ့ဆိုတဲ့ကောင်လေးကဒီနေ့ဘာဖြစ်နေတာလဲခုနကလီရွေ့ကအင်မတန်ပိန်နေတဲ့တောကမာကောင်တွေအများကြီးကောက်သွားတယ်အဲ့ဒါတွေကိုဦးလေးရွေ့လဲဝဲမှာမဟုတ်တယ်လို့စားလို့လဲရမှာမဟုတ်ဘူးအထဲမှာအသားမသိမ့်မပါတာလို့တွေးနေပါတယ်ငါတို့ပြန်ကြဆိုလို့ကျွန်တော်ကပြောတော့အကျွန်းကအကိုရွှေ့အကိုကျွန်တော်ကိုနောက်နေတာတော့မဟုတ်ပါဘူးနော်လို့မေးပြီးမင်းညကကျွန်တော်နဲ့အကိုရွှေ့ပင်လဲစာသွားရှာတာယွန်း1000ကျော်တောင်ရခဲ့တယ်ဒီနေ့သွားရှာတာကြတော့ယွန်း80ပိုးတောင်မရတော့ဘူးလို့တွေးရင်အကိုရွှေ့ကျွန်တော်ကိုစောက်မအောင်လို့အော်ကပြေးလိုက်လာပါတယ်ဟာမိမခုနကလီရွေ့ကောက်သွားတဲ့တောကမာကောင်ကိုမင်းမြင်လိုက်လားငါမလို့ခြင်းလို့လွှင့်ပစ်လိုက်တာလေငါမလို့ခြင်းတဲ့တောကမာကောင်ကိုသူကရတနာတစ်ခုလို့သဘောထားပြီးကောက်သွားတာရဲရလွန်းလို့တေးတော့မယ်ချန်ရှုံရှင်မခံစားမိဘူးလားဒီနေ့လီရွေ့အမူအရာကတမျိုးကြီးဖြစ်နေတယ်လီရွေ့ခုနကအဲ့ဒီလိုလှုပ်သွားတာကငါတို့နောက်ကလိုက်ပြီးပစ္စည်းကောင်းတွေကောက်ရသွားမှာကိုမလိုလားလို့ပဲဖြစ်ရမယ်ဒီလိုပဲဖြစ်ရမယ်လို့ပြောနေကြတာပေါ့အိမ်ရောက်တော့အကျွန်းကအကိုရွေ့အကိုဘာရီဂျန်စီနေတာလဲလို့မေးတော့ကျွန်တော်ကနက်ကကဒီတောကမာကောင်တွေထဲမှာပလဲတွေပါတယ်လို့ငါစိတ်ထဲထင်နေတယ်လို့ပြောတော့အကိုရွေ့ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲတောကမာကောင်တွေထဲကနေပလဲထွက်လာဖို့ဆိုတာအရန်ခဲရင်တာကိုလို့ကွန်ပလိတ်တက်ပါတယ်ကျွန်တော်ကပလာရတစ်ခုနဲ့ကမာကောင်တစ်ခုကိုစူးစမ်းဖွင့်တော့အကိုရွေ့ဆက်မလုပ်ပါနဲ့တော့အချိန်ဖြုံးနေတယ်လို့ပဲဖြစ်နေပြီလို့ပြောနေတော့အထဲမှာပလဲတစ်လုံးကိုမြင်လိုက်ရပါတယ်ဟာတကယ်ပဲပလဲဖြစ်နေတာပဲလို့ရေရွတ်နေတော့အကျွန်းအတူတူဝိုင်းခွာပေးပါဦးငါထဲသွားပြီးဘူးတပူသွားရှာလိုက်ဦးမယ်မင်းဒီကမာကောင်တွေကိုမြန်ခွာလိုက်လို့ပြောကဘူးသွားရှာပါတယ်အကျွန်းကကမာကောင်ခွာနေရင်ငါအကိုရွေ့ရဲ့ကန်ကတော့တကယ်ကိုအမခံပဲကမာကောင်အကောင်2000မှာပလဲတစ်လုံးပဲထွက်နိုင်တာကိုလို့ရေရွတ်နေပါတယ်ဘူးယူပြီးပြန်ရောက်လာတဲ့အခါအကိုရွေ့ဒီပလဲတွေကိုကျွန်တော်အမကတဆင်ရောင်းလိုက်ရင်ရနိုင်မယ်လို့ထင်တယ်လို့ပြောတော့ကျွန်တော်ကမင်းအမမှာအဆက်အသွယ်ရှိလို့လားရှိတယ်ကျွန်တော်အမမှာအရန်ခင်တဲ့ညီမလို့တငယ်ချင်းတယောက်ရှိတယ်သူကအခုလက်ဝဲရတနာရောင်းဝယ်လုပ်နေတာကျွန်တော်တို့ဒီပလဲတွေကိုကျွန်တော်အမကတဆင်ရောင်းလို့ရတယ်ပြီးတော့သူ့ကိုပတ်စံပေးစရာလည်းမလိုဘူးလို့ပြောတော့ကျွန်တော်ကအကျွန်းချစ်ငါတို့မင်းအမကိုအကူညီတောင်းမယ်ဆိုရင်မင်းအမကိုပွဲခတ်ပေးရမှာပေါ့အကိုရွေ့သူကကျွန်တော်အမလေးကျွန်တော်တို့စီကပတ်စံတောင်းရပါမလားတကယ်လို့သူကများပတ်စံတောင်းရရင်ကျွန်တော်မိဘတွေကိုတိုင်ပြီးသူ့ကိုစုံမခိုင်းလိုက်မယ်အကျွန်းချစ်မင်းလည်းလူကြီးဖြစ်နေပြီပဲဒီလောက်ကလေးမဆန်ဆန်းပါနဲ့မင်းအမမင်းကိုကူညီတာကတန်ရောစင်ကြောင့်မကူညီဘူးဆိုတာကလည်းသူ့ရဲ့အခွင့်အရေးပဲမင်းကမင်းအမအပေါ်ဒီလိုဆက်ဆံနေမယ်ဆိုရင်အနည်းနဲ့အမြန်မင်းအမကမင်းအပေါ်အမြင်ဆောင်သွားလိမ့်မယ်နောက်ပြီးတော့ငါနဲ့မင်းအမကလည်းဆွေမျိုးတော်ဆက်တာမှမဟုတ်တာငါတို့ကအလုပ်လုပ်ခိုင်း
ပေးတင်ပေးထိုက်တဲ့ပတ်စံကိုပေးရမှာပဲလို့ရှင်းပြတော့အာကျွင်းကသဘောတူလိုက်ပါတယ်ကျွန်တော်ကဆက်ပြီးနောက်မင်းအမစီမှာထမင်းသွားစားရင်လက်ချီတက်တက်မသွားနဲ့တော့မင်းအမစိတ်ထဲမှာဘာမှမဖြစ်ပေမဲ့မင်းရဲ့ရောက်ဖကတော့အမြင်မကြည်တာမျိုးဖြစ်နိုင်တယ်လေငါတို့လူနေမှုဘဝမှာဘာပဲလုပ်လို့သူများအပြစ်ပြောစရာမရှိအောင်တတ်နိုင်သမျှနေထိုင်ရမယ်လို့ပြောပြတော့အာကျွင်းကအကိုရဲ့စကားတွေကိုနားထောင်ရတာတန်ဖိုးရှိတာပဲအရင်တုန်းကဒီလိုကိစ္စတွေကိုကျွန်တော်တခါမှမတွေ့ဘူးခဲ့ဘူးလို့ဆိုကပလဲလုံးတွေကိုဆက်ပြီးခွာထုတ်နေကြတာပေါ့အချိန်နှဲငယ်ကြာပြီးနောက်မှာတော့ပလဲအားလုံးကိုရေတွက်လိုက်တဲ့အခါစုစုပေါင်း38လုံးရရှိခဲ့ပါတယ်အကိုစုစုပေါင်း38လုံးတော့ငါတို့တော့ချမ်းသာပြီးအကိုကတော့တကယ်ကိုနက်ဖျားတပါပဲအကိုနဲ့အတူပင်လယ်စာလိုက်ရှာရတာကကျွန်တော်တသက်မှာအမှန်ကန်ဆုံးဆုံးဖြတ်ချက်ပဲလို့အာကျွင်းကဝမ်းသာအားရပြောပါတယ်အဲ့ဒီနောက်ကျွန်တော်ဖုန်းကိုထုတ်ကဖုန်းဆက်လိုက်ပြီးမန်နေဂျာဆုံးကျွန်တော်စီမှာပလဲအချို့ရထားလို့ဝယ်မဲ့သူကိုဆက်သွယ်ပေးလို့ရမလားအလကအကူအညီတောင်းတာမဟုတ်ပါဘူးအယောင်းဝယ်ဖြစ်သွားရင်မန်နေဂျာဆုံးကို900%ပွဲခပေးပါမယ်ကျမဆက်သွယ်ပေးပါမယ်ပွဲခတော့မလိုပါဘူးကျမမောင်လေးကရှင်းစီမှာအလုပ်လုပ်နေတာမဟုတ်လားသူ့ကိုတေချာလေးတာကြည့်ရှုစောင့်ရှောက်ပေးလိုက်ရင်ရပါပြီလို့ပြောတော့ကျွန်တော်ကဟုတ်ပါပြီမန်နေဂျာဆုံးအကယ်၍ပွဲခမယူဘူးဆိုရင်ဒီကိစ္စကိုဒီမှာတင်ထားလိုက်ကြတာပေါ့နောက်ကိုစီးပွားရေးပဲတီးတန့်ထားရအောင်လို့ပြောကသဘောတူလိုက်ကြပါတယ်မန်နေဂျာဆုံးအကျွင်းချစ်ကကျွန်တော်နဲ့အတူရှိနေတာမလို့စိတ်ချလက်ချတာနေပါအရင်တုန်းကကျွန်တော်သူ့ကိုလမ်းမရောက်အောင်ခေါ်ဆောင်မိခဲ့ပေမဲ့နောက်တော့သူ့ကိုတေချာလမ်းပြပေးတော့ပါမယ်ကျွန်တော်ရင်ထဲမှာတော့သူကကျွန်တော်ရဲ့ညီရင်းတယောက်လိုပါပဲလို့ကတိပေးလိုက်ကမန်နေဂျာဆုံးကျွန်တော်နဲ့အကျွင်းချစ်ပဲချိန်လောက်လာတွေ့ရမလဲကျမတငယ်ချင်းကိုအရင်မေးကြည့်လိုက်အောင်မယ်ပြီးရင်ဖုန်းပြန်ဆက်လိုက်ပါမယ်လို့ပြောကဖုန်းချလိုက်ကြပါတယ်အဲ့ဒီနောက်ကျွန်တော်ကပလဲတစ်လုံးကိုယူလိုက်ကအကျွင်းချစ်ဒီမှာမင်းအတွက်တစ်လုံးသိမ်းထားလိုက်နောက်မင်းရေးစားထားတဲ့အခါအချိန်တန်ပြီလို့ယူဆတဲ့အချိန်ကျရင်ကောင်မလေးကိုလက်ဆောင်ပေးလိုက်လို့ပြောကကျန်တဲ့3လုံးကိုတော့ငါကိုယ်တိုင်ပဲသိမ်းထားလိုက်မယ်ငါမိမအတွက်တစ်လုံးသမီးလေးအတွက်တစ်လုံးပြီးတော့ငါအမေအတွက်တစ်လုံးလို့တွေးရင်အကျွင်းကဟုတ်ကဲ့ပါအကိုပြောတဲ့အတိုင်းပါပဲလို့ပြောကအိမ်မှာထမင်းစားကြပါတယ်အဲ့ဒီနောက်ကျွန်တော်တို့အခန်းမှာထိုင်ကအကိုဒီညပင်လဲစာသွားရှာကြအောင်မလားမေးတော့ကျွန်တော်ကဒီညတော့ပင်လဲစာသွားမရှာတော့ဘူးအကိုကန်ကဒီလောက်ကောင်းနေတာကိုညဘက်ပင်လဲစာသွားမရှာဘူးဆိုရင်အရန်နှမျောစရာကောင်းမှာပေါ့ငါတို့အရင်ဆုံးခဏလောက်နားကြမယ်နေ့လေကြရင်ငါသမီးလေးကြောင်းစင်းတာနဲ့ငါတို့3ယောက်အတူတူငါသွားများကြမယ်လို့ပြောပြီးကန်ကောင်းစေတယ်ငါများနဲ့ဆိုပါလားတခါမှမသုံးဘူးသေးဘူးတို့တွေးမိတယ်ကောင်းပြီလေငါမများရတာအတော်လေးကြာနေပြီလို့အကျွင်းကပြောပါတယ်ညနေဆောင်တော့ကျွန်တော်တို့3ယောက်ကန်းကြီးမှာလမ်းလျှောက်ရင်ငါပုံမဲ့နေရာကိုကျွန်တော်ရှာဖွေလိုက်တယ်ဒီနေရာမှာများကြမယ်လို့ပြောရင်ပစ္စည်းတွေချကငါများဖို့ပြင်ဆင်လိုက်ပါတယ်ဖေဒီပန်းရောင်ငါးများတန်လေးကိုဘယ်ကနေဝယ်လာတာလဲကောအရန်တဘောကြတာပဲလို့တမိသားမေးတော့ငါးများဒီဇိုင်ကနေဝယ်လာတာလေလို့ဖြေလိုက်ပြီးပြုံးနေလိုက်တယ်အဲ့အချိန်မှာအကျွင်းကငါးများတန်နဲ့ငါးများဖို့ပြင်လိုက်တဲ့အခါစနစ်ကအင်ရှင်နဲ့တွေးတာတော့စက်မှုမရှိတဲ့သူကစနစ်စီကနေဝယ်ယူထားတဲ့ကန်ကောင်းစေတဲ့ငါးများတန်ကိုအသုံးပြုနေတာကိုစနစ်ကသိရှိရပါတယ်အင်ရှင်နေနဲ့ငါးများတန်မှာပါတဲ့ကန်ကောင်းစေတဲ့စွမ်းရည်ကိုပယ်ဖျက်ချင်ပါသလားလို့မေးတော့ကျွန်တော်ကဒီစနစ်ကအံ့ဩစရာကောင်းတော့အောင်စွမ်းတာပဲလို့တွေးနေတော့တစ်ဖက်လူကိုဝယ်ယူထားတဲ့ကန်ကောင်းစေတဲ့ငါးများတန်အသုံးပြုခွင့်ပေးတာကိုကန့်ကွက်မှုမရှိဘူးဆိုတာကိုစနစ်ကသိရှိတဲ့အတွက်ငါးများတန်ရဲ့ကန်ကောင်းစေတဲ့စွမ်းရည်ကိုမပယ်ဖျက်တော့ပါဘူးလို့ပြောတယ်အဲ့အချိန်မှာပဲကောကဖေငါးမိပြီလို့အော်တာကြောင့်ကျွန်တော်ပြေးသွားလိုက်တယ်အကျွင်းကဒီလောက်မြန်ငါးမိသွားတာတကယ်ကိုမယုံနိုင်စရာပဲဒါကအသစ်စလုပ်တဲ့သူတွေအတွက်အထူးခွင့်ရေးပဲဖြစ်ရမယ်လို့ရေရွတ်နေတယ်ကျွန်တော်ကကောသမီးငါးများတန်ကိုအရင်ဆုံးဖြည်းဖြည်းလေးမလိုက်မတဲ့အချိန်မှာအားကိုနည်းနည်းလျှော့သုံးပြီးလှုပ်ရှားမှုကိုမြန်လုပ်လို့ပြောတော့ဟုတ်ကဲ့ပါဖေလို့ပြောပြီးငါးများတန်ကိုဆွဲလိုက်တယ်ငါကအနှဲငယ်ယုံပေမဲ့ကျွန်တော်ကူဆွဲပေးတာကြောင့်ဖေကတော်တော်အတန်တာပဲလို့ရေရွတ်ရင်းငါကိုကုန်းပေါ်ဆွဲတင်နိုင်တဲ့အခါကောကဖေကြည့်ပါဦးငါကရေပေါ်လာပြီးကောတော့မြင်နေရပြီးဖေရောမြင်ရလားလို့မေးပါတယ်ဖေလည်းမြင်ရတယ်လို့ပြောတော့ကောသူ့ကိုကုန်းပေါ်ရောက်အောင်ဆွဲတင်လိုက်မယ်လို့ဆိုကဆွဲတင်လိုက်ပါတယ်ကျွန်တော်ကဒီနေ့ငါတို့3ယောက်စလုံးငါးတွေအများကြီးများနိုင်မယ်လို့ငါစိတ်ထဲမှာထင်နေတယ်လို့ရေရွတ်တော့တကယ်လားလို့အကျွင်းကမေးတယ်ကျွန်တော်တို့ဖမ်းမိတဲ့ငါးကိုပုံနဲ့ထည့်လိုက်ပြီးခဏကြာမှာပဲအကျွင်းကငါးများတကိုင်ရင်အကိုငါးကြီးတကောင်ပဲအကောင်ကတော်တော်ယုံနေတော့ချက်ချင်းဆွဲတင်လို့မရသေးဘူးလို့အော်တယ်အကျွင်းချစ်အာရန်မသုံးတဲ့ငါးကိုဖြည်းဖြည်းချင်းဆွဲပြီးသူ့ရဲ့ခွန်အားတွေကုံသွားအောင်အရင်လှုပ်လို့ပြောပြီးအကျွင်းကငါးကိုစိတ်ရှည်စွာဆွဲတင်နေရင်ခဏနေတော့အကိုကျွန်တော်သူ့ကိုမြင်ရပြီလို့အော်တယ်အပေါ်ကိုရောက်တော့ကောလေးကငါးကိုကြည့်ရင်အရန်ကြီးတာပဲလို့ဆိုတယ်အကျွင်းကမလွယ်ဘူးတကယ်ကိုမလွယ်ဘူးဒီငါးကအနည်းဆုံး2ကီလိုခွဲလောက်တော့အလေးချိန်ရှိမယ်လို့ပြောနေကြတော့အဖိုးဘူးရောက်လာပြီးလီရွေမင်းတို့ငါးများတာဘာလို့ငါးစာအရင်မချထားတာလဲလို့မေးတော့ကျွန်တော်ကပင်လဲမှာငါးများရတာကခက်တာကိုလို့ပြောတဲ့အခါမင်းတို့ကငါးစာလည်းမချထားဘဲနဲ့ငါးရနိုင်ပါမလားအဖိုးဘူးခုနကပဲကောငါးတကောင်များမိထားတယ်နော်ဝါကောသမီးတောင်ငါးများမိတယ်ပေါ့အဖိုးဘူးကိုပြပါဦးဆိုကပုံးလဲကိုကြည့်ပြီးဒါကသေးလို့ပါတယ်အလေးချိန်30သားလောက်ရောရှိရလားလို့မေးပါတယ်အဲ့ဒီနောက်အဖိုးဘူးကထိုင်ကုန်ကိုချငါးစာခဲကိုထုတ်လိုက်ပြီးရေထဲကိုအရင်ကျဲချလိုက်ပါတယ်လီရွေမြင်ပြီလားဒါကမှပညာရှင်အဆင့်လို့ခေါ်တာလို့ပြောနေတော့ကျွန်တော်ငါးများတက်မှာငါးမိနေတာကြောင့်ကုန်းပေါ်ဆွဲတင်လိုက်တဲ့အခါအဖိုးဘူးကကြောင်ငါးကအနည်းဆုံး1ကီလိုကျော်2ကီလိုလောက်တော့ရှိမယ်တဝက်ကီလိုကိုရွန်လေး900လောက်ရောင်းရတာဖေကတော်လိုက်တာဒီငါးလေးကအရန်လာတာပဲသူ့နာမည်ကဘာလဲဟင်လို့မေးတော့ဒါကကြောင်ငါးလို့ခေါ်တယ်လို့ပြန်ဖြေလိုက်တယ်အကျွင်းကအနားရောက်လာပြီးအကိုဒီကြောင်ငါးကအနည်းဆုံးရွန်1000 2000လောက်တော့ရောင်းရလိမ့်မယ်ဒီအကောင်ကိုငါတို့ယူလို့မရဘူးဘာဖြစ်လို့လဲဆိုတော့သူကအခုမျိုးသုံးမဲ့အနည်းရှိလို့ကာကွယ်စောင့်ရှောက်ထားရတဲ့တိရစ္ဆာန်စင်းမှာပါနေလို့ပဲလို့ပြောပြီးကျွန်တော်ငါးကိုရေထဲပြန်လွတ်ပေးလိုက်ပါတယ်အကိုကျွန်တော်အမစားတောက်ဆိုင်မှာဒီကြောင်ငါးနဲ့ချက်ထားတဲ့နာမည်ကြီးဟင်းနေရတပွဲရှိတယ်မင်းအမတို့စားတောက်ဆိုင်ကကြောင်ငါးကမွေးမြူရေးချမ်းကငါးတွေပဲဖြစ်မှာပါတဘာဝအတိုင်းဖမ်းလာတယ်ငါမဟုတ်တော့ဘူးလီရွေတကယ်ကိုနှမျောစရာပဲအရင်တုန်းကသာဆိုရင်မင်းခုနကများမိတဲ့ကြောင်ငါးကအနည်းဆုံးည1000ကျော်လောက်ရောင်းရမှာလို့အဖိုးကပြောပေမဲ့ကျွန်တော်ကငါတို့ဆက်ပြီးငါးများကြတာပေါ့လို့ပြောလိုက်ပြီးငါးဆက်များနေကြပါတယ်တနားရီလောက်ကြာပြီးနောက်မှာတော့ငါးတွေအများပြဖမ်းမိခဲ့ပြီးအကျွင်းကအကိုဒီနေ့ငါတို့3ယောက်ရဲ့ကန်ကအကောင်းဆုံးလို့ပြောစရာတော့မရှိတော့ဘူးတနားရီတောင်မပြည့်သေးဘူးငါတို့3ယောက်ငါးအကောင်20ကျော်တောင်များမိနေပြီဒီနေ့တော့ငါလက်ချီတက်တက်ပြန်ရတော့မယ်ထင်တယ်လို့အဖိုးကကျွန်တော်တို့ကိုကြည်ရင်တွေးနေပါတယ်ကျွန်တော်ရဲ့ငါးများတန်မှာရုတ်တရက်လှုပ်ရှားလာပြီးအကောင်ကြီးမိပြီလို့ကျွန်တော်អော်လိုက်တယ်အဖိုးကအပြေးရောက်လာပြီးလီရွေအာရန်မတုံးနဲ့အာရန်တုံးရင်ငါးများကျိုးပြတ်သွားလိမ့်မယ်တတိထားဦးလို့ပြောတော့
ကျွန်တော်တို့အတူတကွဆွဲတင်လိုက်တဲ့အခါအဖိုးဘူးကဟာဒါက2ကီလိုခွဲလောက်လေးတဲ့မျိုးမီးကြောက်ငါးပဲလို့ငါးကိုကြည့်ရင်ပြောတယ်ငါငါးမြလာတာ10နှစ်ကျော်ပြီးဒီလောက်ကြီးတဲ့မျိုးမီးတောက်ငါးမျိုးတစ်ခါမှမမြင်ဘူးဒီငါးကအနည်းဆုံး2ကီလိုကျော်လောက်တော့ရှိမယ်အဖိုးဘူးဒီငါးကဘလောက်လောက်ရောင်းရမယ်လို့ထင်လဲအနည်းဆုံးရွှ2000ကျော်တော့ရမယ်လို့ပြောတော့အာကျွန်းကအကိုရွေးအကိုကန်ကအရန်ကောင်းလုံးနေပြီအကိုများမိတဲ့ဒီငါးကရွှ2000ကျော်တော့ရောင်းရမယ်တဲ့သမီးဖေဖေကအတော်ဆုံးပဲလေရွေးအဖိုးမှာအကူကြီးတောင်းစရာတစ်ခုရှိတယ်မင်းကူညီနိုင်မလားမသိဘူးအဖိုးဘူးကျွန်တော်တို့ကတရွာတဲသားတွေပဲလေပြီးတော့အဖိုးကကျွန်တော်ရဲ့လူကြီးသူမှာပဲပြဘောစရာရှိတာအာမနာပဲပြောပါလေရွေးငါတို့ဂတိထားကြရအောင်ရွာပြန်ရောက်ရင်ဒီကိစ္စကိုဘသူ့ကိုမှမပြောပါနဲ့အဖိုးကမျက်နှာပြက်ခံလို့မဖြစ်လို့ပါအဖိုးဘူးစိတ်ချပါဒီကိစ္စကိုကျွန်တော်ဘသူ့ကိုမှမပြောပါဘူးအမြဲတမ်းမျက်နှာကြည့်ချင်တဲ့အဖိုးဘူးပါလားလို့ကျွန်တော်တွေးလိုက်ပြီးဒီတကောင်ကိုငါယူမယ်ဟိုတကီလိုလောက်ရှိတဲ့ငါကိုလည်းငါပဲယူမယ်လို့ပြောကအိတ်ထဲထည့်ပါတော့တယ်ပြီးနောက်လေရွေးခုနကငါတွက်ကြည့်လိုက်တာဒီငါနှစ်ကောင်ကရွှ900ကျော်လောက်ကျတဲ့နဲ့ငါမင်းကိုရွှ600ပေးမယ်ယူလိုက်ပါအကိုရွေးအကိုတို့ရွာကဒီအဖိုးဘူးကတကယ်စိတ်ဝင်စားစရာကောင်းတာပဲဟုတ်တယ်ဒီလိုဆိုရင်ငါရွာပြန်ရောက်ရင်တော်တော်မျက်နှာပန်းလာသွားပြီလေရွေးမင်းဂတိတီးရမယ်နော်အဖိုးဘူးစိတ်ချပါကျွန်တော်တေချာပေါက်ဂတိတီးပါမယ်လို့ပြောပြီးကျွန်တော်တို့ငါးဆက်များနေကြပါတယ်ဖေဖေငါးများရတာအရန်လွယ်တာပဲနော်အကိုရွေးအရင်ကကျွန်တော်ငါးများတာတခါမှဒီလောက်အဆင်မပြေဘူးဘာဖြစ်လို့လဲမသိဘူးဒီနေ့ငါးများရတာထူးထူးခြားခြားကိုအဆင်ပြေနေတဲ့ကံကောင်းလို့နေမှာပါလို့ပြောလိုက်ရင်ရုတ်တရက်ရည်ထဲမှာဟာရွှေဝါရောင်ငါးကြီးပါလားဒီရွှေဝါရောင်ငါးကတာမန်ဈေးကြီးတာမဟုတ်ဘူးတဝက်ကီလိုလောက်ရှိတဲ့ရွှေဝါရောင်ငါးကရွှ600လောက်ဈေးပေါက်တယ်မြင်မြန်ငါးမိပါစေတော့လို့ဆူတောင်းလိုက်ပြီးအာယုံဆိုင်ကငါးများနေလိုက်တယ်အကိုရွေးကျွန်တော်4ကီလိုကျော်လောက်ရှိတဲ့ကာကတငါးတကောင်များမိတယ်မြင်မြန်ကြည့်ပါဦးတိတ်တိတ်နေအောင်အကိုရွေးဘာဖြစ်လို့လဲစကားမပြောနဲ့ဦးလေးအကျွန်းကျစ်ဦးလေးတော်လိုက်တာဂေါ်ဂေါ်စကားမပြောနဲ့သူကပြောလို့ရတယ်လို့ပြောပြီးငါးစာဟတ်တာနဲ့ဆွဲတင်လိုက်တဲ့အခါအဖိုးဘူးကရွှေဝါရောင်ငါးနဲ့တူတယ်တကယ်ပဲရွှေဝါရောင်ငါးကြီးပဲဟာကွာဒီရွှေဝါရောင်ငါးကအနည်းဆုံး1ကီလိုခွဲ2ကီလိုလောက်တော့ရှိမယ်ရွှေဝါရောင်ငါးတော့မဖြစ်နိုင်ပါဘူးအခုခေတ်မှာရွှေဝါရောင်ငါးကအရန်ရှားပါပြီးညအားဖို့လဲအရန်ခက်တာတကယ်ပဲရွှေဝါရောင်ငါးကြီးပဲဒီရွှေဝါရောင်ငါးကအရွယ်စားလဲတော်တော်ကြီးတယ်အကိုရွေးအကိုကုန်းပေါ်ကိုဆွဲတင်လိုက်ကျွန်တော်ပိုက်ကုန်နဲ့ဆယ်လိုက်မယ်အဲ့နောက်ငါးကအတင်းယုံနာနဲ့အဖိုးဘူးကလေရွေးကျူးမြင်မြန်ရှော့အကိုရွေးတက်လာပြီးဒီရွှေဝါရောင်ငါးကတော်တော်ကြီးတာပဲဒီလောက်ရွယ်ရွှေဝါရောင်ငါးဆိုအနည်းဆုံး1000ကျော်တန်တယ်လို့ပြောရင်းအဖိုးဘူးကသူများလဲငါးများတာပဲငါလဲငါးများတာပဲဘာလို့ဒီလောက်တောင်ကွာခြားနေရတာလဲလို့တော့အေးနေတယ်အဖိုးဘူးရွှေဝါရောင်ငါးကကာကွယ်ဆောက်ရှောက်ထားရတဲ့တိရစ္ဆာန်စည်းရင်မှာပါတလားကာကွယ်ဆောက်ရှောက်ထားရတဲ့တိရစ္ဆာန်စည်းရင်မှာမပါဘူးလီရွေမင်းကောင်လေးကန်တကယ်ကောင်းတာပဲတဘာဝရွှေဝါရောင်ငါးကြီးကိုတောင်မျှမိသေးတယ်လို့ပြောနေတော့စနစ်ကအင်ရှင်ဤယနေ့အတွက်ကံကောင်းခြင်းစွမ်းရည်များကုံဆုံးသွားပါပြီကံကောင်းစေတော့ငါးများတံကိုဆက်လက်အသုံးပြုတော်လဲကံကောင်းမှုများထပ်မံရရှိတော်မူမဟုတ်ပါလို့ပြောလာတော့ကျွန်တော်ကငါကအခုအရှင်ကောင်းနေတော့ဆက်များပြီးနောက်ထပ်ရွှေဝါရောင်ငါးတကောင်လောက်ထပ်ရမလားလို့တွေးနေတာအခုကြည့်ရတာတော့မဖြစ်နိုင်တော့ဘူးထင်တယ်လို့တွေးပြီးငါးများတံကိုတိမ့်လိုက်တယ်အကိုရွေဘာလို့မလို့လဲအခုပြန်တော့မလို့လားအချိန်တွေအများကြီးရှိပါသေးတယ်ဒီနေ့တော့ငါတို့ဆက်မများတော့ဘူးပစ္စည်းတွေတိမ့်ငါတို့အိမ်ပြန်ကြဆိုနောက်အခွင့်အရေးရမှထပ်များကြတာပေါ့လို့ပြောပြီးပစ္စည်းတွေကိုတိမ့်လိုက်ကြတယ်မင်းတို့တကယ်ပြန်တော့မလို့လားတကယ်ပြန်မှာပါအဖိုးဘူးလည်းငါမိတဲ့နေရာကိုအမြန်ပြေးသွားပြီးမာကျူနဲ့သမီးကြီးကျွန်တော်လည်းရွှေဝါရောင်ငါးတကောင်လောက်မျှမိအောင်စောက်ရှောက်ပြီးတော်မူပါလို့ရေရွရင်းကြံခဲ့ပါတော့တဲ့အိမ်ပြန်လမ်းမှာအာကျွန်းကရွှေဝါရောင်ငါးကြီးကိုတပ်ပုံရိုက်ပြီးဆိုင်ကိုပို့ပေးလိုက်တော့ချက်ချင်းဖုံးဝင်လာပြီးအာကျွန်းကျစ်မြ мян အဲ့ဒီရွှေဝါရောင်ငါးကြီးကိုငါစားတော့ဆိုင်စီမြ мян ပို့ပေးအမရွှေဝါရောင်ငါးကိုကျွန်တော်မျှမိတာမဟုတ်ဘူးအကိုရွေ့မျှမိတာအာကျွန်းကျစ်အမအဲ့ငါးကို2000ပေးမယ်2000လို့အာကျွန်းကရေရွတ်တော့ကျွန်တော်ဖုန်းကိုယူလိုက်ပြီးမန်နေဂျာဆုံးကျွန်တော်နဲ့အာကျွန်းချစ်ခဏနေရင်ငါးရီယူပြီးလာခဲ့ပါမယ်ခဏလောက်စောင့်ပေးပါအာကျွန်းကတခုခုပြောချင်နေတဲ့ပုံပေါက်နေတာနဲ့ကျွန်တော်ကပြောစရာရှိတာပြောပါအာမနာပါနဲ့အကိုရွေးဒီရွှေဝါရောင်ငါးရောင်းရတဲ့ငွေကိုတော့ကျွန်တော်မခွဲယူတော့ပါဘူးအဲ့ဒီစကားကဘာမတရားဘူးဆိုလားဦးလေးအာကျွန်းချစ်ဂေါ်ဂေါ်တိတယ်အဲ့ဒီစကားကလက်ခံဖို့မထိုက်တန်ဘူးလို့ခေါ်တာဟုတ်တယ်လက်ခံဖို့မထိုက်တန်ဘူးဆိုတာပဲငါကဂေါ်ဂေါ်လောက်တောင်မသိပါလားအာကျွန်းငါတို့အရင်သတ်မှတ်ထားတဲ့စီကံတွေကိုဖျက်ချင်နေသေးရင်နောက်ဆိုငါနဲ့လိုက်မလုံးနဲ့တော့မလုပ်ပါနဲ့အကိုရွေးမလုပ်ပါနဲ့ဒီတစ်သက်ကျွန်တော်အကိုနဲ့ပဲလိုက်လို့မှာပါအကိုနဲ့လိုက်လို့ရတာကျွန်တော်စိတ်ထဲမှာလုံခြုံမှုရှိတယ်ဒါဆိုနောက်ဒီလိုစကားမျိုးထပ်မပြောနဲ့တော့ဟုတ်ကဲ့ဒါနဲ့အိမ်ကိုပြန်လာကြပြီးရွာထဲအရောက်မှာရွာသားတချို့ကကြနော်တို့ပုံထဲကိုကြည့်ပြီးဘလို့လို့ဒီလောက်ငါးတွေအများကြီးများလာနိုင်ရတာလဲမြို့မီးကြောက်ငါးတောင်ပါသေးတယ်ဟိုတကောင်ကိုမြင်မြင်ကြည့်ကြပါဦးအဲ့ဒါကရွှေဝါရောင်ငါးနဲ့တူတယ်လို့ပြောနေကြတာနဲ့ဒီတိုင်းဆိုရင်ခဏနေရင်တရွာလုံးဒီကိစ္စကိုတီးသွားကြတော့မယ်လို့ကျွန်တော်တွေးနေမိတယ်အိမ်ရောက်တော့အမေကလာကြပြီလားအမေအခုလေးတင်ထမင်းဟင်းချက်မလို့လုံနေတာအမေအချိန်ကရောက်လာတာပဲဂေါ်ဂေါ်ကိုခဏကြည့်ပေးထားပါဦးခဏနေရင်ရှန်ရက်ပြန်လာလိမ့်မယ်ကျွန်တော်နဲ့အကျွန်းချစ်အခုဒီငါးတွေတော့အားရောက်ရအောင်မယ်မြန်သွားကြတော့ဒီငါးတွေအသက်ရှင်နေတော့မြန်သွားရောက်လိုက်ကြကလေးကိုအမေကြည့်ပေးထားမယ်ခဏနေရင်နင့်အဖေကိုလာခိုင်းလိုက်မယ်နင့်အဖေကလေးကြည့်ပြီးအမေထမင်းချက်မယ်လို့အမေကပြောတာနဲ့ကျွန်တော်တို့ငါးဖမ်းပစ္စည်းတွေကိုချငါးတွေကိုခွဲထုတ်ကချင်းတောင်းအသီးသီးစီထည့်ရင်သုံးပြီးပေါ်တက်လိုက်ကြပါတယ်မြို့ထဲကိုသွားမဲ့အလုပ်အိမ်ပေါက်ဝအရောက်မှာဦးလေးယူတယောက်အပြေးရောက်လာပြီးသုံးပြီးကိုတားဆီးပါတော့တယ်ဦးလေးယူဘာကိစ္စရှိလို့လဲလီရွေမင်းရွှေဝါရောင်ငါးတကောင်မျှမိတယ်လို့ခုနကပဲငါကြားလိုက်တယ်ဟုတ်သလားဟုတ်ပါတယ်လီရွေဒီငါးတွေကိုမင်းရဲ့ဦးလေးငါးကိုပဲရောင်းလိုက်ပါဒီတစ်ခေါက်တော့မင်းကိုတေချာပေါက်ဈေးကောင်းပေးပါမယ်ပိုဈေးကြီးတဲ့ငါးဖြစ်လေငါရမယ့်အညက်ကလည်းပိုများလေပဲလို့ဦးလေးယူတွေးနေတာပေါ့ဒီငါးတွေကပိုင်ရှင်ရှိပြီးသားပါလို့ပြောရင်ခမ ्या ဘလောက်ရုံပါတယ်ဆိုတာကျွန်တော်မသိဘူးများမှတ်နေလားလို့တွေးလိုက်မိတယ်လီရွေငါတို့ကတရွာတဲသားတွေလေမင်းကဒီငါးတွေကိုငါဦးမယောင်းပဲဘလို့လို့သူစိမ့်ကိုတွားရောက်ရတာလေဒီရွှေဝါရောင်ငါးအတွက်ငါယွန်း12000ပေးမယ်ကျွန်တော်သုံးပြီးကိုအမြန်မောင်းထွက်လိုက်ပြီး
ဦးလေးယူဒီငါးတွေကိုကျွန်တော်တခြားလူကိုပေးမယ်လို့ကတိပေးထားပြီးသားပါသူတို့လည်းစောင့်နေကြတယ်ခင်ဗျားနဲ့ဆက်မပြောတော့ဘူးလို့អော်လိုက်တယ်ဦးလေးယူကတော့လေရွေမင်းစင်းနေတယ်လို့ထင်ရင်ငါတို့ထပ်ဆွေးနွေးလို့ရပါသေးတယ်လို့អော်ဟေးရင်ကြံခဲ့ပါတော့တယ်ဆိုင်ရှိရောက်တော့မန်နေဂျာပိုင်းကစောင့်နေပြီးလေရွေအကျွန်းချစ်ရောက်လာကြပြီလားမန်နေဂျာပိုင်းကျွန်တော်တို့ယူလာတဲ့ငါးတွေကိုအရင်ကြည့်ပါဦးလေရွေကျွန်တော်ကိုအဲ့ဒီလိုမခေါ်ပါနဲ့ကျွန်တော်လည်းဝန်ထမ်းတစ်ယောက်ပါပဲဝန်ပင်းလို့ပဲခေါ်ပါနောက်ကျွန်တော်တို့အမြဲတမ်းဆက်ဆံရအောင်ပါဆိုတော့အရန်ကြီးသူစိမ့်မဆန်ပါနဲ့လို့ပြောတော့ကျွန်တော်သဘောတူလိုက်ပြီးသူကငါးတွေကိုကြည့်ကဝါအရန်ကြီးတဲ့ကတငါးကြီးပဲဒီကတငါးက3-4ကီလိုလောက်လေးမဲ့ထင်နေပြီးတော့မြို့မီးကြောင်ငါးတကောင်လည်းပါသေးတယ်တကယ်ပဲ1ကီလိုခွဲ2ကီလိုလောက်လေးတဲ့ရွှေဝါရောင်ငါးကြီးပါလားလို့ပြောနေတော့မန်နေဂျာဆုံးရောက်လာပြီးရွှေဝါရောင်ငါးကိုမြန်ကြည့်ပါရစေဦးအမဟိုမာလေးမစိုးဘူးလို့ရေရွတ်ကရုံကန်းထဲသွားကဈေးတွက်ကြပါတယ်တေးတေးချာချာတွက်ချက်ပြီးနောက်မှာစုစုပေါင်း24,288ရွမ်ဘောက်ချာယူပြီးငွေစရင်းဌာနမှာပတ်စံသွားထုတ်လိုက်ပါမန်နေဂျာဆုံးပလဲကိစ္စကိုဘယ်တော့လောက်မေးပေးလို့ရမလဲဟုတ်သားပဲဒီကိစ္စကိုမေးနေလိုက်တာပလဲကိစ္စကိုငါမေးပေးထားပြီးငါတငယ်ချင်းကမနှက်ပြန်တစ်ခေါက်လာဖို့စီစဉ်ထားတယ်အဲ့ဒီခါကျရင်မင်းပလဲတွေယူလာခဲ့သူ့ကိုတေချာကြည့်ခိုင်းလိုက်မယ်ဈေးစင်ပြေရင်ရောင်းလိုက်ပေါ့ဈေးအစင်မပြေဘူးဆိုရင်လည်းနောက်မှပဲဆက်ပြောကြတာပေါ့ဘယ်လိုလဲမေးတော့ကျွန်တော်သဘောတူလိုက်တယ်လီရွေးရှင်ငွေစရင်းဌာနမှာပတ်စံသွားထုတ်လိုက်ကျမမောင်လေးနဲ့စကားနည်းနည်းလောက်ပြောလိုက်အောင်မယ်ဟုတ်ကဲ့ပြောကြပါအမကျွန်တော်အကိုရွေးကတော်တယ်မလားတီတီငိမ့်နေစမ်းပါငါနင့်ကိုမေးမယ်နင်းနဲ့လီရွေးဖဲသွားရိုက်ကြသေးလားမသွားတော့ဘူးကျွန်တော်ရောအကိုရွေးရောလောင်းကစားဖြတ်လိုက်ကြပြီငါထပ်မေးမယ်နင်းလီရွေးနဲ့လိုက်လို့တာသူနင့်ကိုလာစားဘလောက်ပဲလဲကျွန်တော်အကိုရွေးနဲ့လိုက်လို့တာအကိုရွေးကရတဲ့အထက်က10ရာခိုင်နှုန်းဝေစုပေးတယ်ဒီနေ့ငါများတာတင်ကျွန်တော်ရွေး2430ရခဲ့တယ်နင့်အကိုရွေးနဲ့အပေါ်မစိုးဘူးပဲဒါပေါ့အကိုရွေးကကျွန်တော်ရဲ့ကျေးဇူးရှင်မိဘလိုပါပဲနင်တေချာပြောစမ်းပါသူကနင့်ရဲ့ကျေးဇူးရှင်မိဘဆိုရင်ငါကသူ့ကိုဘယ်လိုခေါ်ရမှာလဲလို့ပြောပြီးနောက်ဆိုလီရွေးကိုများကူညီပေးမှာပဲအကျွန်းချစ်ကိုကူညီပေးတယ်လို့ဖြစ်တာပေါ့လို့တွေးနေမိပါတယ်ဆိုင်ကနေပြန်ထွက်မှာအကျွန်းကိုကျွန်တော်ပတ်စံလွှဲပေးလိုက်ပြီးသူကအကိုရွေးကျွန်တော်တို့သွားပြီးအကြီးကျယ်စားတော့ကြရအောင်ငါအမေအိမ်မှာထမင်းချက်ထားတယ်အကျွန်းချစ်ဒီပတ်စံတွေကိုတေချာစုထားနောက်ဆိုမင်းလည်းမိမယူပြီးကလေးမွေးရအောင်မှာမိမယူပြီးကလေးမွေးမယ်ကျွန်တော်ဖြစ်နိုင်ပါမလားလို့ပြောပြီးဒီခေတ်မှာအိမ်အောင်ပြုပြီးကလေးမွေးဖို့ဆိုတာကုန်ကြစရိတ်ကတာမန်မဟုတ်ဘူးလေတင်တောင်းငွေရွှေ3မျိုးအဲ့ဒီအပြင်မင်္ဂလာဆောင်စရိတ်နဲ့တခြားအသေးသုံးစရိတ်တွေလည်းရှိသေးတယ်လို့တွေးနေတာပေါ့ကျွန်တော်ကအကျွန်းချစ်မင်းကနဲ့တာလိုက်လို့နောက်ဆိုမင်းမိမယူနိုင်စေရမယ်လို့ငါအာမခံတယ်လို့ကတိပေးလိုက်တော့သူသဘောတူပြီးအိမ်ကို3ပြီးနဲ့ပြန်လာခဲ့ကြတယ်ညဘက်ရောက်လို့ကော်ကော်နဲ့လမ်းလျှောက်ထွက်တဲ့အခါအိမ်ရှိမှာဦးလေးတွေကိုတွေးလိုက်ရပြီးဒီဖိုးကြီးကနောက်ဆိုကိုရှာတွေးတဲ့ပင်လယ်စာတွေကိုသူ့ကိုပဲရောင်းစီချင်နေတာဖြစ်မယ်လို့တွေးမိပြီးကော်ကော်သမီးအိမ်ထဲအရင်ဝင်ပြီးမေမေစီသွားနေဖေဖေနဲ့အဖိုးယူစကားနည်းနည်းပြောစရာရှိလို့ပြောကရင်ကြေးစကားပြောလိုက်ပါတယ်ဦးလေးယူဒီလောက်မိုးချုပ်နေပြီးဘာလာလောက်တာလဲလီရွေးနောက်ဆိုမင်းပစ္စည်းကောင်းရရင်ဦးလေးကိုပဲရောင်းပေးပါလားဒါကဦးလေးရဲ့စေတနာလေးပါဦးလေးယူတာကဘလို့စကားမျိုးလဲဗျာဦးလေးကကျွန်တော်တို့ရွာမှာတူးလေးတော့ပင်လယ်စာပွဲစားလေးဘလို့လုပ်ဒီလိုပြောရတာလဲကျွန်တော်တို့ရွာကလူတွေအများစုကဦးလေးကိုပဲအာကိုပြီးစားတောက်နေကြရတာလေလီရွေးမင်းကတခြားလူတွေနဲ့မတူဘူးမင်းကခေါင်းပြေးတယ်ဦးလေးကမင်းနောက်ပိုင်းရှာရမယ့်ပင်လယ်စာတွေကိုတကယ်ဝယ်ချင်တာပါဈေးနှုန်းအတွက်တော့စိတ်ချမင်းကိုတေချာပေါက်ကျင်းနေစေရမယ်ဦးလေးယူကျွန်တော်တကယ်ပဲလက်ခံချင်ပါတယ်ဒါပေမဲ့ကျွန်တော်ကမြို့ပေါ်ကစားတောက်ဆိုင်တစ်ခုနဲ့စာချုပ်ထားပြီးကြွကျွန်တော်စာချုပ်ဖြတ်သိမ်းခြင်းမပေးနိုင်ဘူးလို့ညင်းပယ်လိုက်တဲ့အခါဦးလေးယူကကောင်းပါပြီလေအချိန်လဲမစောတော့ဘူးစောအိတ်တော့ငါပြန်တော့မယ်လို့ပြောကပြန်သွားပါတော့တယ်အဲ့ရတဲ့ရောက်တဲ့အခါမိမဒီနေ့ငါနဲ့အကျွန်းကျစ်ငါရောက်တာစုစုပေါင်း24,300ရတယ်အကျွန်းချစ်က10ရာခိုင်နှုန်းယူတော့2430ငါအဖေနဲ့အမေကို2000ပေးလိုက်တယ်အဲ့ဒါဆို21,880ကျန်သေးတယ်ဘယ်လိုလုပ်ဒီလောက်အများကြီးရတာလဲဒီနေ့ငါနဲ့အကျွန်းချစ်ကန်ကောင်းတယ်ငါရွှေဝါရောင်ငါကြီးတကောင်မြားမိလို့2000နဲ့ရောင်းလိုက်ရတယ်လို့ပြောပြီးမိမစိတ်ချပါငါဒီငွေတွေကိုအမြန်ဆုံးဆက်နိုင်အောင်လုပ်ပါမယ်လို့ကတိပေးလိုက်ပါတယ်ရှန်ရွဲကရှင့်ကိုကျမယုံပါတယ်ဘယ်သူမှမဆိုအမှားလုံးမိတဲ့အချိန်ဆိုတာရှိတတ်တာပဲလေကိုအရန်ပြစ်မတင်ပါနဲ့ဘယ်သူဘဝမှာအခက်ခဲမရှိပဲနေမလဲကျမတို့လင်မယားနှစ်ယောက်စိတ်တူကိုယ်တူဆိုရင်ဘဝကပြန်ကောင်းလာမှာပါလို့အားပြီးတော့ကျွန်တော်ကဒါနဲ့မိမဒီနေ့မနက်ကငါနဲ့အကျွန်းချစ်ပင်လေကန်ဆက်သွားရင်ကမာကောင်တွေအများကြီးကောက်ရခဲ့တယ်အဲ့ဒီကမာကောင်တွေကနေပလဲလုံးကြီး30ကျော်ရခဲ့တယ်ရှင်နဲ့အကျွန်းချစ်ရဲ့ကန်ကအရန်ကောင်းလုံးနေပြီမဟုတ်လားမနေ့ဖြန်ပလဲတွေရောင်းလိုက်ရင်ငါတို့အကျွေးတွေရဲ့တဝက်လောက်ဆက်နိုင်မယ်လို့ငါခံမှန်းထားတယ်လို့ပြောလိုက်တော့သူအရန်ဝမ်းသာသွားကအားပွားပေးလိုက်ကြပါတယ်နောက်တနေ့မနေ့ရောက်တော့ဖုန်းဝင်လာပြီးလီရွေးငါတငယ်ချင်းက9နာရီဆိုငါယုံကန်းကိုရောက်လာလိမ့်မယ်မင်းနဲ့အကျွန်းပလဲတွေယူပြီး9နာရီလောက်အရောက်လာခဲ့မန်နေဂျာဆုံးကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အကျွန်းချစ်9နာရီမထိုးခင်တေချာပေါက်ရောက်လာခဲ့ပါမယ်ငါယုံကန်းထဲကနေမင်းတို့ကိုစောင့်နေမယ်လို့ပြောကဖုန်းချလိုက်ပြီးအကျွန်းလာကိုစောင့်နေလိုက်ပါတယ်ခဏနေတော့အကျွန်းရောက်လာပြီးအကိုရွေးမင်းညကကျွန်တော်ပြန်သွားတော့အမေကိုယွန်း1930ပေးလိုက်တယ်အဲ့ဒီအချိန်ကအမေရမ်းလန့်သွားတာကျွန်တော်ကြားဖြတ်လုပ်နေသလားလို့တောင်ထင်သွားတာအကြောင်းဆုံးကိုအမေကိုပြောပြလိုက်တော့မှအမေဝမ်းသာသွားပြီးအဖေလည်းမျက်ရည်တွေဝဲနေခဲ့တယ်အဖေကပြောတယ်ကျွန်တော်တို့နောက်ဆုံးတော့လမ်းမှန်ပေါ်ရောက်သွားပြီတဲ့ကျွန်တော်ကတေချာစူးစမ်းလုပ်ပါနောက်ဆိုမိမယူရအောင်မယ်လို့အားပေးလိုက်ပြီးဆိုင်ကိုထွက်လာခဲ့ကြပါတယ်ဆိုင်ကိုရောက်တော့မန်နေဂျာဆုံးကိုတွားရောက်နှုတ်ဆက်လိုက်ပြီးမင်းတို့ခဏဆောင်ဦးငါတငယ်ချင်းအခုချက်ချင်းရောက်လာလိမ့်မယ်ခဏအကြာမှာတကားခောက်တန်ကြားလိုက်ရပြီးမန်နေဂျာဆုံးကဝင်ခဲ့ပါလာမင်းတို့ကိုမိတ်ဆက်ပေးမယ်ချင်းရွေဒါကလီရွေတဲ့ဒါကငါတငယ်ချင်းသူ့နာမည်ကချင်းရွေမင်္ဂလာပါမစ္စတာလီရှင်းစီမှာပလဲ30ကျော်ရှိတယ်လို့ကြားတယ်ကျမကိုပြလို့ရမလားရတာပေါ့လို့ပြောပြီးပစ္စည်းတွေကိုပြလိုက်ပါတယ်ချီရီကပလဲလုံးတွေကိုသဘောကျစွာနဲ့တေချာကြည့်ရှုစစ်ဆေးပြီးနောက်မစ္စတာလီဒီပလဲတွေရဲ့အရေးသွေးကမဆိုးဘူးအပြစ်အနာစာနည်းငယ်လောက်ပဲရှိတာကျန်တာတွေကအရန်ကောင်းတယ်ဒီပလဲတွေကို1ကီလိုဝက်ကိုယွန်းလေးသိန်းစည်းနဲ့ကျမဝယ်ပါမယ်မစ္စချင်းဒီပလဲတွေကိုခမားကိုပဲရောင်းလိုက်ပါတော့မယ်ဒီဈေးကကျွန်တော်မျှော်မှန်းထားတာထက်အများကြီးပိုများနေလို့ပါလို့ကျွန်တော်ပြောလိုက်ပြီးဒီပလဲတွေကအလေးချိန်3-4လီယံလောက်ရှိတယ်1ကီလိုဝက်ကို4သိန်းဆိုတော့3-4လီယံဆိုရင်3သိန်းကျော်လောက်ရမှာပေါ့လို့တွေးပြီးကျွန်တော်တို့စီမှာ electronic ချိန်ခွင်မရှိဘူးကျွန်တော်သွားဝယ်လိုက်အောင်မယ်အလုပ်ရှုံမခံပါနဲ့တော့ကျမအန်ဆွဲထဲမှာ electronic ချိန်ခွင်တစ်ခုရှိပါတယ်မင်းညကကျမတမင်တက်ဝယ်ထားတာပါအမကတော့တကယ်ကိုအဆအရာရာတွေးထားတာပဲအားရင်ငါ့ကိုအစားအသောက်ကောင်းကောင်းဝယ်ကျွေးမလားကျွေးရမှာပေါ့တေချာပေါက်ဝယ်ကျွေးမှာပါအဲ့ဒီနောက်ပလဲလုံးတွေကိုဂယုတစိုက်ချိန်တွေလိုက်ပြီးဈေးတွက်ကြည့်လိုက်တဲ့အခါ
ဒီပလဲတွေရဲ့တန်ဖိုးကယွမ်3,52,000ဖြစ်ပါတယ်မစ္စတာလီရှင်ရဲ့ KP ကိုကျမအပ်လိုက်မယ် KP ကနေတဆင့်ငွေလွှဲပေးလိုက်ပါမယ်ပြောတော့သဘောတူလိုက်ပြီးငွေဝင်လာပြီးဒါပေမဲ့ဘာလို့အိမ်မက်မက်နေတယ်လို့ခံစားနေရတာလဲလို့တွေးနေမိပါတယ်ချင်းကြီးကပလဲလုံးတွေကိုတင်စီလိုက်ရင်မစ္စတာလီနောက်ဆိုပင်လယ်ထဲကနေပစ္စည်းကောင်းကောင်းတွေထည့်ရခဲ့ရင်ကျမကိုအချိန်မရွေးဆက်သွယ်လို့ရပါတယ်ကျမတို့မိသားစုကကြောက်မြက်ရတနာလုပ်ငန်းလုပ်တာပါကြောက်မြက်ကောင်းကောင်းတွေဒါကျမလက်ထဲရောက်လာရင်ဈေးကောင်းမရမှာကိုပူစရာမလိုတလို့ဝယ်မဲ့သူမရှိမှာကိုလည်းပူစရာမလိုပါဘူးလို့တွေးရင်ကောင်းပါပြီအတူတကွအလုပ်လုပ်ရတာဝမ်းသာပါတယ်လို့ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်ချင်းကြီးကလင်းလင်းလီ၍အာကျွန်းကျစ်ကျမပြန်တော့မယ်ခဏနေပြီးထမင်းစားသွားပါဦးမိဖို့ချောင်ကိုလက်ရကောင်းနဲ့ဟင်းနေနေလောက်ချက်ခိုင်းလိုက်မယ်နောက်တစ်ခေါက်မှာပဲစားပါတော့မယ်လို့နှုတ်ဆက်ရင်ငါစောစောပြန်သွားပြီးအိမ်ကကြောက်မြတ်သွေးတဲ့ပညာရှင်တွေကိုဒီပလဲတွေနဲ့ဘလို့လက်ဝတ်ရတနာတွေလုပ်လို့ရမလဲဆိုတာသွားပြရအောင်မယ်ဒီပလဲတွေကိုသာလက်ဝတ်ရတနာဖြစ်လုပ်လိုက်ရင်တေချာပေါက်ဈေးကောင်းကောင်းနဲ့ရောင်းရလိမ့်မယ်လို့တွေးနေမိပါတယ်ကျွန်တော်ကမန်နေဂျာဆုံးခင်ဗျားအတွက်900ခိုင်နှုန်းကော်မရှင်ကယွမ်9,600ဖြစ်ပါတယ်ကျမကဖုန်းနဲ့ဆက်ပေးရုံလေးတင်ပါဒီငွေတွေကိုကျမလက်ခံလို့မရပါဘူးမန်နေဂျာဆုံးအမတာမရှိရင်ကျွန်တော်နဲ့အကျွန်းကျစ်ဒီပလဲတွေကိုဒီလောက်အဆင်ပြေပြေရောက်နိုင်မှာမဟုတ်ဘူးဒီငွေကခမရရထိုက်တာပါအမအရင်တုန်းကတော့ကျွန်တော်ကိုအသုံးမကျဘူးဆိုအခုကျတော့ရောဘလို့ပြောမလဲနေငါ့ကိုဘလို့စကားမျိုးပြောနေတာလဲအခုပတ်စံလေးနည်းနည်းရှာနိုင်တာနဲ့ပဝင်မြင့်နေပြီပေါ့လေအမမြင်မြန်လှုပ်ပါကျွန်တော်မှားသွားပါပြီကျွန်တော်ကအကျွန်းကျစ်မင်း1000ခိုင်နှုန်းယူအဲ့ဒါကယွမ်15,200ဖြစ်တယ်အကိုရွေ့အကိုကတော့ကျွန်တော်ရဲ့ကျေးဇူးရှင်မိဘလိုပါပဲအကျွန်းကျစ်မင်းကခလေးကြနေတာပဲကွာလို့ပြောနေတော့စနစ်ကအမှတ်3,52,000ရရှိပါသည်ယခုအခါစုစုပေါင်းအမှတ်6,9,088မှတ်ရှိနေပါပြီအရှင်အနေနဲ့ဒီအမှတ်တွေကိုအသုံးပြုပြီးစနစ်အတွင်းကကိရိယာတွေကိုအချိန်မရွေးလဲလဲဝယ်ယူနိုင်ပါတယ်လို့ပြောတော့ကျွန်တော်ပစ္စည်းတွေကိုကြည့်လိုက်ပြီးငါးဖမ်းပိုက်တစ်ခုကိုကြည့်မိတာဘာလို့ဒီလောက်တောင်ဈေးကြီးရတာလဲစနစ်ကငါရဲ့အမှတ်တွေကိုကုန်သွားအောင်လုပ်ချင်လို့ဒီလောက်ဈေးကြီးကြီးနဲ့ရောင်းနေတာလားလို့ငါတန်တရားဝင်မိတယ်လို့တွေးနေပါတယ်အကျွန်းကအကိုကျွန်တော်ကဥပမာပေးပြီးပြောရုံလေးပါအဲ့ဒီလိုဥပမာပေးတာမျိုးဘယ်မှရှိလို့လဲငါတို့ဖေနဲ့အမေကြားသွားရင်ဘယ်လိုထင်မလဲငါကြားတော့ရောဘယ်လိုထင်မလဲအမကျွန်တော်နောက်ဆိုဒီလိုစကားမျိုးမပြောတော့ပါဘူးလို့ပြောနေကြတော့ကျွန်တော်ကမန်နေဂျာဆုံးကျွန်တော်နဲ့အကျွန်းချစ်ပြန်တော့မယ်ကောင်းပြီပြန်ကြတော့လေလို့ပြောရင်နောက်ဆိုမင်းတို့ပင်လယ်ထဲကနေရလာတဲ့ဟာမှန်သမျှငါစီကိုလာရောင်းလို့ရတယ်ငါတေးသေးပစုံတေးသေးလေးတွေလည်းငါဝယ်ပါတယ်လို့ပြောတော့ကျွန်တော်ကရေးလိုက်ပြီးမန်နေဂျာဆုံးငါတေးသေးပစုံတေးသေးလေးတွေကိုတော့ကျွန်တော်မယူလာတော့ဘူးကျွန်တော်ကအစားမတ်တဲ့ဈေးကြီးတဲ့ပင်လယ်စာတွေကိုမစားနိုင်တော့ငါတေးသေးပစုံတေးသေးလေးတွေပဲစားရတာပေါ့လို့ပြောရင်ဈေးထဲကိုထွက်လာခဲ့ကြပါတယ်ကျွန်တော်ကအကျွန်းချစ်မင်းသွားပြီးကြက်ပေါင်နှစ်ခုဝယ်ခဲ့ဟုတ်ကဲ့အကျွန်းတွားနေတော့ကျွန်တော်စနစ်ကနေပိုက်ကုံကိုလဲယူလိုက်ပါတယ်အကျွန်းပြန်ရောက်လာတော့အကိုဘာလို့ကွန်ပိုက်တစ်ခုဝယ်လာတာလဲဒီလောက်သေးတဲ့ကွန်ပိုက်နဲ့ဆိုပင်လယ်ထဲမှာငါးဖမ်းမိဖို့တော်တော်ခက်မဲ့သုံးပြီးပေါ်တဲ့စကားများမနေနဲ့လို့ပြောကမောင်းလာခဲ့ပါတယ်အကျွန်းကအကိုရွေးခဏနေပြန်ရောက်ရင်ငါတို့ငားများကြမလားဒါမှမဟုတ်ပင်လယ်ကမ်းဆက်မှာပဲပစ္စည်းသွားကောက်ကြမလားပင်လယ်ကမ်းဆက်ကိုသွားမယ်အဲ့ဒီရောက်ရင်ကွန်ပိုက်ပါပြစ်ကြတာပေါ့အကိုရွေးကျွန်တော်ကြည့်ရတာတော့ကွန်ပိုက်ကိုမယူသွားတာပဲကောင်းမယ်ဒါကတိတ်အသုံးမဝင်ဘူးလေငါတို့မှလှေမမရှိတာကန်းဆက်မှာကွန်ပြည့်ရင်ငါဖမ်းပြီးဖို့ရာခိုင်နှုန်းတော်တော်လေးနည်းတယ်ငါဒီတိုင်းစော့ကြည့်ချင်လို့ပါအကိုစော့ချင်ရင်လည်းစော့ဖို့လို့ပြောရင်အိမ်ပြန်လာကြတယ်အိမ်ရောက်တာနဲ့ကျွန်တော်ကအကျွန်းချစ်ခဏနေပင်လယ်ကန်းဆက်သွားဖို့ပြင်ဆင်ထားကြရအောင်ပြောတော့သူသဘောတူပြီးပစ္စည်းတွေယူကကန်းကြီးကိုထွက်လာခဲ့တယ်အားတဲ့အရောက်မှာလူတိုင်းကကျွန်တော်တို့နောက်ကိုလိုက်နေပြီးအကျွန်းကတိမခံနိုင်တော့ပဲခင်ဗျားတို့ကကျွန်တော်တို့နောက်ကိုဘာလို့အမြဲလိုက်နေရတာလဲအကျွန်းချစ်မင်းအဲ့ဒီလိုပြောတာကိုတော့ငါနားထောင်လို့သဘောမကျဘူးနော်ငါတို့ကတိုက်ဆိုင်လို့မင်းတို့နောက်ကိုရောက်နေတာပါဘယ်တော့ကမင်းတို့နောက်ကိုလိုက်နေလို့လဲဒီလမ်းကမင်းတို့အိမ်ပိုင်နဲ့လမ်းမို့လို့လားအကိုရွေးဘလို့လောက်ကြမလဲငါတို့နောက်ကိုဒီလောက်လူတွေအများကြီးလိုက်နေတာငါတို့ပင်လယ်ကန်းဆက်ကိုအရင်မသွားသေးဘူးပင်လယ်ကန်းဆက်မသွားပဲဘာလို့မလို့လဲကွန်သွားပြစ်မယ်ကောင်းပြီလေလို့ပြောကထွက်လာခဲ့ကြပါတယ်ခြံရှုံးကတန်ငါးတွေကများသောအားဖြင့်ရေတက်ချိန်မှပဲကွန်ပစ်ကြတာလီရွေးကတော့ရေကြချိန်ကြီးမှာကွန်လာပစ်နေတယ်ဒါကဖြစ်နိုင်မှာကိုမဟုတ်တာတဘာဝတရားကိုစန့်ကျင်နေတာပဲမဟုတ်ဘူးလားလို့တွေးနေရင်သူ့မိမကလီရွေးဒီလိုလုပ်နေတာငါတို့သူ့လိုပြန်သွားအောင်လို့နေမှာသူပင်လေကန်းဆက်မှာပစ္စည်းသွားကောက်တာကိုငါတို့ကိုနောက်ကနေမလိုက်စေချင်လို့လေလို့ပြောတော့မိမမင်းကတကယ်ညံကောင်းတာပဲငါတို့မပြန်ဘူးဒီမှာပဲဆက်နေပြီးသူကွန်ပစ်တာကိုထိုင်ကြည့်ကြတာပေါ့လို့ပြောရင်ကျွန်တော်ကွန်ပစ်တာကိုထိုင်ကြည့်နေကြပါတယ်ကျွန်တော်ပိုက်ကွန်ကိုပစ်လိုက်တဲ့အခါခြံရှုံးကလီရွေးမင်းကတော်တော်ရရတာပဲမင်းလိုမျိုးကွန်ပစ်တာပဲမှရှိလို့လဲမင်းပစ်လိုက်တဲ့ကွန်ကဖြန့်တောင်မဖြန့်သွားဘူးကွန်ကမဖြန့်သွားရင်ဘလို့လုံငါဖမ်းမိမှာလဲလို့လောင်ပြောင်တဲ့အခါအကျွန်းကအကိုရွေးငါတို့ပင်လယ်ကန်းဆက်ပဲသွားကြရအောင်လောမကြီးပါနဲ့ငါမိမမိအရင်ကြည့်ရအောင်ဒီကွန်ကြီးကစုပုံနေတာငါမိဖို့တော်တော်ခက်တယ်လို့ပြောပေမဲ့ကျွန်တော်ကဘာမှမပြောဘဲပိုက်ကွန်ကိုဖြည်းဖြည်းချင်းဆွဲတင်လိုက်ပါတယ်အားလုံးကလည်းစိတ်ဝင်တစားကြည့်နေကြပြီးပိုက်ကွန်ရေးပေါ်ပေါ်လာချိန်မှာတော့ငါမိရဲ့ဟေ့အကောင်ကြီးကြီးပဲဘလို့လို့ဒီလောက်ငါတွေအများကြီးမိရတာလဲအကျွန်းကအကိုရွေးအကိုတကယ်မိုက်တာပဲလို့ပြောကငါတွေကိုပုံထဲကိုထည့်လိုက်ကြပါတယ်ချန်ရှုံးကလီရွေးရဲ့ကန်ကဘလို့လို့ဒီလောက်တောင်ကောင်းနေရတာလဲတခြားလူသားဆိုရင်ငါတကောင်တောင်မိမှာမဟုတ်ဘူးအကျွန်းကပိုက်ကွန်တွေကငါတွေထုတ်နေရင်ပစ္စည်းကောင်းတွေပါတယ်ဟေ့အကိုရွေးတကယ်ကိုပစ္စည်းကောင်းတွေပါတယ်လို့ပြောကဆွဲထုတ်လိုက်တဲ့အခါမှာတော့ကြွကြောက်ငါကြီးပါလားကြွကြောက်ငါကအရန်စေးကြီးတာအဲ့ဒီငါကိုရွေးထောင်းစီတွားရောက်ရင်1ကီလိုကိုယွမ်450လောက်ရတယ်လို့ပြောနေကြပြီးအကျွန်းကအကိုရွေးဒီကြွကြောက်ငါကအနည်းဆုံး1ကီလိုခွဲ2ကီလိုလောက်တော့ရှိမယ်လို့ဆိုတော့ကျွန်တော်ကဒီကန်ကောင်းစီတဲ့ကွန်ပိုက်ကတကယ်ဆွမ်းတာပဲရေထဲမှာဒီတိုင်းဆွဲနေရင်တော့ပစ္စည်းကောင်းတွေဖမ်းမိတယ်လို့တွေးနေပါတယ်အကိုရွေးအကိုတကယ်တော်တာပဲစကားများမနေနဲ့ငါးကြီးတွေကိုပုံထဲမြ мян ထည့်လိုက်ကွန်ထဲကငါးသေးသေးပစုံသေးသေးလေးတွေကိုတော့ပင်လယ်ထဲအကုန်ပြန်ပစ်ချလိုက်လို့ပြောပြီးအကျွန်းကသဘောတူလိုက်ပြီးကျွန်တော်တို့အတူတူငါးတွေကိုခွဲကလွတ်ပေးတင်တာကိုလွတ်ပေးရင်းပြင်ဆင်နေကြတယ်ခဏအကြာမှာတော့အကျွန်းကအကိုရွေးကွန်ကညှိနေပြီးကျွန်တော်ဖြည့်ပေးမယ်လို့ဆိုကပိုက်ကွန်ကိုပြင်ဆင်လိုက်ကြပြီးနောက်တစ်ချိန်ကွန်ကိုထပ်ပစ်လိုက်တဲ့ခြံရှုံးကလက်ပိုက်ရင်
ရင်ဒီတစ်ခေါက်တော့လီရွေးခုနကလောက်ကန်ကောင်းတော့မှမဟုတ်ဘူးခုနကသူကန်ကောင်းတာအစပိုင်းမို့လို့ပါဒါမျိုးကန်ကောင်းတာမျိုးကငါလဲကြုံဘူးတယ်လို့ပြောနေပါတယ်အကျွင်းကအကိုရွေးကွန်ကိုမြင်မြန်ဆွဲတင်လို့ပြောတော့ကျွန်တော်ကမလောနဲ့လို့ပြောပြီးရေနဲ့တဲ့နေရာမှာဆိုရင်ကွန်ပစ်ပြီးတာနဲ့စက္ကန့်30လောက်စောင့်ပြီးမှကွန်ကိုဆွဲတင်ရတာရေတိမ်တဲ့နေရာမှာဆိုရင်တော့ကွန်ပစ်ပြီး15စက္ကန့်လောက်စောင့်ပြီးရင်ဆွဲတင်လို့ရပြီလို့တွေးနေရင်ပိုက်ကွန်ကိုဖြည်းဖြည်းချင်းဆွဲတင်နေပါတယ်ခဏကြာမှာတော့ပိုက်ကွန်ကအရန်လေးနေပြီးဆွဲရက်ခတ်လာတာကြောင့်အကျွင်းကြောင်ကြည့်မနေနဲ့လေမြင်မြန်လာကူဆွဲပေးဦးအကိုရွေးကျွန်တော်လာပြီလို့ပြောရင်အတူတူဆွဲတင်ပေမဲ့ဆွဲရက်ခတ်နေတာကြောင့်အကိုရွေးအကောင်ကြီးမိပြီထင်တယ်လို့ပြောတော့ကျွန်တော်ကအကျွင်းချစ်ငါတို့အားကိုညီညီညာညာသုံးရမယ်ငါတစ်နှစ်သုံးရေးလိုက်ရင်ငါတို့နှစ်ယောက်အတူတူအားသုံးပြီးဆွဲမယ်နားလေလားနားလေပြီးတစ်နှစ်သုံးလို့အော်ကဆွဲတင်လိုက်ပြီးဆွဲတင်လို့ရတာနဲ့တပြိုင်နက်နှစ်ယောက်သားခြေကုံလက်ပန်းကျသွားတော့တယ်အကျွင်းကအကိုရွေးဒီနေ့ငါတို့အများကြီးရတာပဲအကိုစကားနားထောင်ပြီးကိုလာပြစ်တာတော်သေးတယ်မဟုတ်ရင်ဒီနေ့ဒီလောက်များကြီးဘယ်ရပါမလဲပြောပြီးကျွန်တော်တို့အတူတူရဲလိုက်ကြတယ်ခြံရှုံးသူ့ကိုကြည်စမ်းပါဦးပြီးတော့ရှင်ကိုရှင်လဲပြန်ကြည့်ဦးရှင်ကိုကျမပြောတော့မပြောချင်တော့ဘူးဒီညရှင်အခန်းဆိုဖာပေါ်မှာပဲတွားအိတ်တော့ကျွန်တော်ကကဲရင်မနေနဲ့တော့ငါးတွေကိုပုံနဲ့မြင်မြင်ထည့်ကြမယ်ထုံးစံအတိုင်းပဲငါးသေးသေးပစွန်သေးသေးလေးတွေကိုပင်လယ်ထဲပြန်ပစ်လိုက်လို့ပြောတော့သူကသဘောတူလိုက်ပြီးပိုက်ကွန်တဲ့ကိုကြည့်ကအကိုရွေးဒီမှာတုတ်လိုကြော်လောက်ရှိတဲ့ကြွကြောက်ငါးတကောင်ရှိတယ်အကောင်ကအရန်ကြည့်တာပဲငါတို့ပုံနဲ့အပြည့်ပဲလို့ပြောနေရင်ပုံနဲ့တေချာဂယုတစ်စိုက်ထက်လိုက်ကြတယ်အဲ့ချိန်မှာခြံရှုံးကသူ့မိမနာကတ်ခါဘာလို့မလို့လဲမိမဒီနေရာမှာငါးတွေအများကြီးရှိတယ်အခုငါအိမ်ပြန်ပြီးငါတို့အိမ်ကပိုက်ကွန်သွားယူမလို့မြင်မြန်သွားလို့ပြောတော့ခြံရှုံးဟာအိမ်ကိုအပြည့်ပြန်ပါတော့တယ်အကျွင်းကဟာဒီထဲမှာကြားကြောက်ငါးတကောင်တောင်ပါလာသေးတယ်လို့ပြောတော့အမလေးဒီကုန်းတစ်ချက်ထဲမှာတင်ကြွကြောက်ငါးတင်မကပဲကြားကြောက်ငါးပါလာတာပဲလီရွေးကတော့တကယ်ကိုကန်ကောင်းတာပဲလို့ရေရွတ်ကြရင်ရွာသားတချို့ကအခုငါကြားကြောက်ငါးသွားရှာတော့မယ်ငါလည်းအိမ်ပြန်ပြီးကုန်းပိုက်သွားယူမလို့အတီးတီးရေရွတ်လိုက်ကြပြီးအိမ်ကိုအမြန်ပြန်ပြေးကြပါတော့တယ်ခဏနေတော့ခြံရှုံးပြန်ရောက်လာကသူ့မိမကခြံရှုံးမြင်မြန်ပြစ်လိုက်လေမိမမလောပါနဲ့ကွန်ကိုရေအောက်ရောက်တဲ့အထိအရင်စောင့်ရအောင်ကျွန်တော်တို့ပိုက်ကနေငါးတွေဖြုတ်နေတော့အကျွင်းကအကိုရွေးချန်ရှုံးဆိုတဲ့ဒေါသားကကျွန်တော်တို့နေရာမှာဝင်ပြစ်နေတယ်လို့ပြောပေမဲ့ကျွန်တော်ကသူ့ကိုဂယုမဆိုင်နဲ့ငါတို့ငါးတွေကိုမြင်မြန်ကောက်ကြမယ်အကိုရွေးအကိုနည်းနည်းလေးတောင်စိတ်မဆိုးဘူးလားကျွန်တော်ကတော့အဲ့ဒီဒေါသားကိုမောင်းထုတ်ပစ်ချင်နေပြီသူကငါတို့နေရာကိုလူယူသွားတာလေလို့ပြောတော့စိတ်ဆိုးတော့ရောဘာထူးမှလဲဒီနေရာကိုငါတို့ပိုင်တာမှမဟုတ်တာသူဒီနေရာမှာကွန်ပစ်ချင်ရင်လည်းပြစ်ပါစေပေါ့လို့ပြန်ပြောလိုက်တယ်ချန်ရှုံးကဒီတစ်ခေါက်ကွန်ပစ်ရင်ကြွကြောက်ငါရောကြားကြောက်ငါရောအများကြီးမိမှာပဲတက်လာပြီးလို့ရေရွရင်အကျွင်းကဒီလောက်ကောင်းတဲ့နေရာမှာဒီတိုင်းလေးကုန်ပစ်လိုက်တာတော့ငါးတွေအများကြီးမိနိုင်တယ်လို့ပြောပေမဲ့ဆွဲတင်လိုက်တဲ့အခါငါးတကောင်မှပါမလာတော့ချန်ရှုံးကဒီအောက်မှာတေချာပေါက်ငါးတွေအများကြီးရှိရမှာဒီလောက်ကောင်းတဲ့နေရာမှာဘလို့လုံးငါးမရှိပဲနေပါမလဲလို့တွေးပြီးနောက်တစ်ချိန်ထပ်ပစ်လိုက်ပါတယ်ဒါပေမဲ့ပစွန်စိတ်အနှဲငယ်သာပါလာတဲ့အခါချန်ရှုံးရှင်ကဘာလို့ဒီလောက်တောင်အသုံးမကျရတာလဲဒီရွေးကုန်ပစ်တုံးကတော့ငါးတွေအများကြီးမိတာကိုရှင်ကကြတော့ဘာလို့ပစွန်သေးသေးလေးတွေလောက်ပဲရတာလဲလို့အော်တော့ချန်ရှုံးကမိမဒီနေ့ငါးကန်ကဘာလို့ဒီလောက်တောင်စိုးနေရတာလဲမသိပါဘူးလို့ရေရွရင်ကွန်ထပ်ပစ်လိုက်ပါတယ်ခဏကြာမှာတော့ပိုက်ကွန်ပြန်ယူတဲ့ရွာသားတချို့ပြန်ရောက်လာပြီးတနေရာထဲမှာအပြိုင်ဆိုင်ကွန်ပစ်ကြပါတော့တယ်အဲ့အချိန်မှာစနစ်ကအင်ရှင်ကြီးယနေ့အတွက်ကန်ကောင်းခြင်းစွမ်းအင်များကုံဆုံးသွားပါပြီကံကောင်းစေတော့ကွန်ပိုက်ကိုဆက်လက်အသုံးပြုတော့လဲကံကောင်းမှုများထပ်မံရရှိတော့မည်မဟုတ်ပါလို့တတိပေးတာနဲ့ငါတို့ခဏနေပင်လယ်ကန်းဆက်သွားကြမယ်ဒီနေ့ကိုမဖြစ်တော့ဘူးမလုပ်ပါနဲ့အကိုရွေခုမှရှိကောင်းနေတာကိုဘာလို့ဆက်မဖြစ်တော့တာလဲအရာရာတိုင်းကအဆုံးရောက်သွားရင်ပြောင်းပြန်ဖြစ်သွားတတ်တယ်အမြင့်ဆုံးရောက်သွားရင်ပြန်ကျလာတတ်တယ်ဘာပြောချင်တာလဲကိစ္စတိုင်းကအမြင့်ဆုံးကိုရောက်သွားရင်အောက်ကိုပြန်ကျလာတတ်တာပဲလေဒီလောကကြီးမှာအမြဲတမ်းတက်နေပြီးဘယ်တော့မှမကျတဲ့အရာဆိုတာမရှိဘူးနားလေလားနားလေတယ်လို့နဲ့နားမလဲတယ်လို့ပဲလို့ပြောတော့ကျွန်တော်ရေလိုက်ပြီးသွားကြဆိုအိမ်ကိုအရင်ပြန်ပြီးဒီငါးတွေကိုအိမ်မှာသွားထားမယ်ပြီးမှပင်လယ်ကန်းဆက်ကိုပြန်လာကြမယ်လို့ပြောပြီးအကျွင်းကငါးတွေကိုတပုံရိုက်ကစိုင်စီပို့ပေးလိုက်တော့ချက်ချင်းဖုံးဝင်လာကအကျွင်းကျစ်အခုမင်းနဲ့လီရွေအဲ့ဒီငါးတွေကိုကျွေးပူစားတောက်ဆိုင်ကိုချက်ချင်းယူလာခဲ့အခုတော့အစင်မပြေသေးဘူးထင်တယ်ခဏနေရင်ကျွန်တော်နဲ့အကိုရွေပင်လယ်ကန်းဆက်သွားရအောင်မယ်ပင်လယ်ကန်းဆက်ကိုနောက်မှသွားအခုမင်းနဲ့လီရွေအဲ့ဒီငါးတွေကိုစားတောက်ဆိုင်ကိုချက်ချင်းယူလာခဲ့လို့ပြောပြီးဖုံးကြသွားပါတယ်မန်နေဂျာဆုံးကကျွန်တော်စီဖုံးဆက်လိုက်ပြီးလီရွေကျမတို့စားတောက်ဆိုင်မှာပင်လယ်ငါးတွေကိုမွေးမြူထားဖို့တီးတန့်ရေကန်တွေရှိတယ်ကြားကြောက်ငါးနဲ့ကြွက်ကြောက်ငါးတွေကအရေးသွေးမြင့်တဲ့ပင်လယ်စာတွေလေအဲ့ဒီငါးတွေတည်သွားရင်ဈေးကတော်တော်လေးကျသွားလိမ့်မယ်ကောင်းပါပြီမန်နေဂျာဆုံးကျွန်တော်တို့အခုချက်ချင်းလာခဲ့ပါမယ်လို့ပြောကဆိုင်ကိုသွားဖို့ပြင်နေတော့ဦးလေးယူရောက်လာကလီရွေမင်းကုန်ပစ်တာငါးတွေအများကြီးမိတယ်လို့ခုနကပဲငါကြားလိုက်တယ်ဟုတ်သလားဦးလေးရွေဟုတ်ပါတယ်တကယ်ကြီးကိုလီရွေငါတို့ကတရွာတဲသားတွေလေးမင်းစီမှာပစ္စည်းကောင်းတွေရှိရင်ငါ့ကိုအရင်ဆုံးရောက်ဖို့စဉ်းစားတင်တယ်မဟုတ်လားမင်းတခြားလူကိုတွားရောက်ရင်တဲရပြူရနဲ့ဘလို့လောက်တော့ခြေကိုက်မှလဲဦးလေးရွေပြီးခဲ့တဲ့တခါတော့ကကျွန်တော်ပြောပြပြီးပြီလေကျွန်တော်မြို့ပေါ်ကတထေးတယောက်နဲ့စာချုပ်ချုပ်ထားတယ်စာချုပ်ဖြတ်သိမ်းကြီးကအရမ်းများတယ်ကျွန်တော်ရှာတွေ့တဲ့ပစ္စည်းကောင်းတွေကိုသူ့ကိုပဲရောင်းပေးရမှာလီရွေမင်းဦးလေးကိုလာမလိမ့်ပါနဲ့ဦးလေးရွေမြို့ပေါ်ကတထေးကကျွန်တော်ကိုစောင့်နေလို့ဦးလေးနဲ့ဆက်မပြောတော့ဘူးသဘောရှိလို့ပါလို့ပြောတော့ဦးလေးရွေကပုံနဲ့ငုံကြည့်လိုက်ပြီးဟာကြွက်ကြောက်ငါးနဲ့ကြားကြောက်ငါးတွေတောင်ပါသေးတယ်လို့ရေရွရင်ဒီနှစ်မျိုးသားငါးလက်ထဲရောက်လာရင်အ ਨੇ ဆုံးရွံရကနန်းလောက်တော့အမျက်ကြံပါလို့တွေးနေပေမဲ့ကျွန်တော်ကဂယုမဆိုင်ပဲမောင်းထွက်လာခဲ့တယ်ဘာလို့ငါ့ကိုမျက်နှာလေးနည်းနည်းတောင်မထောက်ရတာလဲငါကလူကြီးလေးအော်ဟေရင်ကြံခဲ့ပါတော့တယ်ကုန်ပြစ်နေတဲ့နေရာမှာတော့ငါတကောင်မှမရကြပဲဘာလို့ငါမရှိတာလဲဒါကတဘာဝမကြဘူးလေငါတို့ဒီလောက်လူတွေအများကြီးဒီနေရာမှာကုန်ပြစ်နေတာတော့ဘာမှမမိတလောက်ပဲလီရွေခုနာကဒီနေရာမှာကုန်ပြစ်တုံးကတော့ငါတွေအများကြီးမိတာကိုဒီနေ့ငါတို့ဒီမှာကုန်ပြစ်နေလဲဘာပစ္စည်းကောင်းမှရမှာမဟုတ်ဘူးတွားကြဆိုဒီမှာအချိန်ဆက်မဖြုံတော့ဘူးလို့ညင်ညူနေကြရင်အတီးတီးအိမ်ပြန်သွားကြပါတယ်ဆိုင်ကိုရောက်တဲ့အခါသုံးပြီးပေါ်ကဆင်းလိုက်ပြီးအကိုရွေးဒီတစ်ခေါက်ငါတို့ပတ်စံအများကြီးထက်ရပြန်ပြီကျွန်တော်အမစီမှာကြွက်ကြောက်ငါးနဲ့ကြားကြောက်ငါးဝယ်တဲ့ဈေးကတော်တော်ကောင်းတယ်အရင်ကလူတယောက်ဒီမှာကြားကြောက်ငါးလာရောင်းပြီးငွေ3000ကျော်ရသွားတာကိုကျွန်တော်ကိုယ်တိုင်တွေ့ခဲ့ဘူးလေအဲ့အချိန်မှာမန်နေဂျာပိုင်းရောက်လာပြီးလီရွေအကျွန်းကျစ်ငါးတွေကဘယ်မှာလဲမြန်မြန်ပြပါဦးကြားကြောက်ငါးနဲ့ကြွက်ကြောက်ငါးတွေပါတယ်လို့ကြားတယ်ဒီငါးနှမျိုးကငါတို့စားတောက်ဆိုင်မှာတော်တော်လေးအယောင်သွက်တယ်တထေးကြီးတော်တော်များများကဒီငါးနှမျိုးကိုစားချင်လို့ကိုတိုးဆိုင်ကိုတမင်လာကြတာအကိုပင်းငါးတွေကကားနောက်ခန်းထဲမှာရှိတယ်တွားကြည့်လိုက်ပါဟာ
ဒီကြွက်ကြောက်ငါအကောင်ကြီးကအနည်းဆုံး4ကီလိုလောက်တော့အလေးချိန်ရှိမယ်ဟိုကြားကြောက်ငါကလည်း3ကီလိုကျော်လောက်ရှိမယ်အကိုပင်းဈေးတစ်ခုလောက်ဖြတ်ပေးပါဦးလေးကျော်ရှိတဲ့ကြွက်ကြောက်ငါက1ကီလိုကိုယွန်း1000 3ကီလိုကျော်ရှိတဲ့ကြားကြောက်ငါကလည်းဈေးတူတူပဲဟိုကြွက်ကြောက်ငါအကောင်သေးကတော့1ကီလိုကိုယွန်း900ဈေးပေးမယ်လို့ပြောကငါးတွေတဲဖို့ဝန်ထမ်းတချို့ကိုလှမ်းခေါ်လိုက်ပါတယ်ငါးတွေကိုတဲယူသွားကြပြီးနောက်မန်နေဂျာဆုံးစီသွားလိုက်ပြီးစည်ရင်းတွေကိုကျမကြည့်ပြီးသွားပြီပေါက်ချလဲဖြတ်ပြီးဒီတစ်ခေါက်စုစုပေါင်း9600ရပါမယ်အမကလည်း1000ပြည့်အောင်ပေးလိုက်လို့မရဘူးလားအကျွင်းမင်းအမပေးတာတော်တော်လေးကိုအဆင်ပြေနေပါပြီမင်းကအခွင့်အရေးယူမနေပါနဲ့လေရွေးစီကနေအတူယူပြီးတင်ယူစမ်းပါအမကျွန်တော်ကနေတိုင်းအကိုရွေးစီကနေတင်ယူနေတာပါနောက်မှကျွန်တော်ထမင်းဝယ်ကျွေးပါမယ်နောက်မှဆိုတာဘယ်တော့ကိုပြောတာလဲဒီနေ့နေ့လေငါ့ကိုဩစတြေးလျကြောက်ဖို့ဆုံးဝယ်ကျွေးမယ်ပြောတော့အကိုရွေးကျွန်တော်တို့တွားရအောင်လို့ပြောပြီးအကျွင်းကကျွန်တော်ကိုအတင်းဆွဲခေါ်တော့ကျွန်တော်လည်းမန်နေဂျာဆုံးနောက်မှတွေ့ကြတာပေါ့လို့ပြောပြီးအိမ်ပြန်လာကြတယ်သုံးပြီးမောင်းနေရင်ကျွန်တော်တို့ကြည့်လိုက်တာအခုကျွန်တော်စီမှာစုငွေ2သိန်းလောက်ရှိနေပြီနောက်ထပ်နည်းနည်းလောက်ဆိုရင်အကျွေးတွေအကုန်ဆက်နိုင်တော့မယ်အကျွင်းခဏနေရင်ငါတို့ငါးသွားများကြမယ်ကောင်းပါပြီအကိုရွေးလို့ပြောကကန်းကြီးကိုသွားပြီးငါးသွားများကြတယ်ခဏအကြာမှာပဲအဖိုးဟူရောက်လာပြီးလေရွေးအကျွင်းကျစ်မင်းတို့ပင်လယ်ငါးလာများကြပြန်ပြီလားဟိုနေ့ကတော့မင်းတို့2ယောက်ကန်ကောင်းလို့ငါးတွေတော်တော်များများများမိခဲ့တယ်ဒီနေ့တော့ဟိုနေ့ကလောက်ကန်ကောင်းမှမဟုတ်တော့ဘူးထင်တယ်လို့ပြောကငါးများဖို့ပြင်ဆင်နေပါတယ်အဲ့ချိန်မှာပဲကျွန်တော်ငါးများတမှာငါးမိသွားပြီးအတင်းဆွဲနေတာကြောင့်ဘာငါးမလို့ဒီလောက်တောင်အတန်နေရတာလဲပေါ်လာပြီလို့ဆိုကအကျွင်းကငါးကိုကုန်းပေါ်ဆဲယူလိုက်ပါတယ်အဖိုးဟူကဘာငါးလဲဆိုတာငါးကိုကြည့်ပါရစေဦးလို့ဆိုကငါးကိုကြည့်ရင်ဒါကတဘာဝပင်လယ်ငါးမဲပါလာဈေးကြည့်တယ်လို့ရေးရွနေရင်အကိုရွေ့ကျွန်တော်ငါးများတံမှာလည်းငါးမိနေပြီလို့ဆိုကဆွဲတင်လိုက်တဲ့အခါတံမိုးကြီးငါးမဲဖြစ်နေပါတယ်အဖိုးဟူလည်းကျွန်တော်တို့အနားကိုရောက်လာပြီးငါးစာကိုရေထဲပစ်လိုက်ကငါလည်းမင်းတို့နေရာမှာလာများမယ်မင်းတို့နားမှာငါးမဲအုပ်ရှိနေတာတေးချတယ်လို့ပြောနေတော့ကျွန်တော်ကငါးမဲတကောင်ထပ်မိပါတယ်အဖိုးဟူကတကယ်ဒေါသထွက်เสียရပဲလို့ရေရွပေမဲ့ကျွန်တော်တို့2ယောက်ကငါးမဲတွေတကောင်ပြီးတကောင်မိနေကြပါတယ်မြန်မြန်ငါးမိပါစေလို့အဖိုးဟူကအော်ဟစ်ပေမဲ့အချိန်တွေကြာသွားပြီးငါးမမိခဲ့ပါဘူးအဲ့အချိန်မှာအကိုရွေ့ကျွန်တော်နောက်ထပ်ငါးမဲတကောင်ထပ်များမိပြန်ပြီးအကိုရွေ့ကျွန်တော်ငါးများတံမှာရွှေဝါရောင်ငါးလေးတကောင်မိနေသလားလို့အကျွင်းချစ်ငိမ့်လေးဆွဲတင်လို့ဆိုကကျွန်တော်ကငါးကိုဆယ်ယူလိုက်ပါတယ်အကိုရွှေ့အကိုများမာကျူနဲ့သမီးပူကတ်နေတာမဟုတ်ပါဘူးနော်လို့မေးပေမဲ့ကျွန်တော်ကငါးကိုချင်းနဲ့ထည့်လိုက်ရင်ငါကကန်ကောင်းယုံတက်ပါခုနကအဲ့ဒီငါကကန်းဆက်ကိုကူးလာတာနဲ့ငါမြင်လိုက်ရလို့လေလို့ပြောပြီးငါဆက်များပေမဲ့တကောင်မှမမိတော့ပါဘူးအကိုရွှေ့တကယ်စိတ်မရှိစရာပဲခုနကတော့တကောင်ပြီးတကောင်မိနေတာအခုကျတော့တကောင်မကိုလာမဟတ်တော့ဘူးလို့ပြောနေတော့ဒီနေ့အတွက်ကန်ကောင်းစေတဲ့ငါးများတန်ရဲ့စွမ်းရည်တွေကုန်သွားလို့နေမှာပေါ့လို့တွေးမိတာပစ္စည်းတွေတင်ပြီးအိမ်ပြန်ကြဆိုလို့ပြောနေတော့ကျွန်တော်ငါးတကောင်ထပ်ဖမ်းမိပြန်ပါတယ်ငါကအရန်အတန်တာကြောင့်အကျွင်းကဒါကဘလောက်တောင်ကြီးတဲ့ငါးလဲလို့ရေရွက်ကဆွဲတင်လိုက်ပြီးဒါကငါးဝါပါလားအကိုဒီငါးကအရှိ3ပေကျော်လောက်ရှိမယ်လို့ပြောပြီးအဖိုးဟူကဒီငါးဝါကအလေးချိန်10ကီလိုလောက်တော့ရှိလိမ့်မယ်လို့ပြောတော့ကျွန်တော်ကကဲပစ္စည်းတွေတင်ကြရအောင်လို့ပြောကအိမ်ကိုပြန်လာကြပါတယ်ညဘက်ရောက်တဲ့အခါကျွန်တော်ကရှန်ရွက်နဲ့စကားပြောနေကြရင်မိမငါတေချာတွက်ကြည့်ပြီးသွားပြီးငါလက်ထဲမှာပတ်စံ2သိန်း2000ရှိတယ်။ online မှာအကျွေးက2သိန်း1000တင်နေတာတကယ်လားလို့ပြောရင်ရှန်ရွက်ကဒီနေ့ကိုကျမစောင့်နေခဲ့တာတော်တော်ကြာပြီးအကျွေးကင်းတော့လူလဲပေါ်ပါသွားတာပေါ့။ online အကျွေးတွေကြောင့်ကျမစိတ်ထဲအမြဲတမ်းပူပန်နေခဲ့ရတာလို့တွေးနေပါတယ်ကျွန်တော်ကအင်းလို့ပြောလိုက်ပြီးငါတို့ပြက်ကကားတစ်စီးအရင်ဝယ်မလားဒါမှမဟုတ် online အကျွေးကိုအရင်ဆက်မလားမေးတော့အကျွေးကိုအရင်ဆက်မယ်ကားကနောက်မှဝယ်လို့ရတယ်ပြောတော့ကျွန်တော်သဘောတူလိုက်ပြီးအကျွေးအလုံးကိုဆက်လိုက်ပါတယ်။ရှန်ရွက်ကတက်ပြင်းချလိုက်ပြီးငါတို့2ယောက်အကျွေးတွေကင်းသွားပြီပေါ့ယောက်ျားအခုဖြစ်နေတာတွေအားလုံးကအိမ်မက်မက်နေတယ်လို့ပဲလို့ကျမခံစားနေရတယ်လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကဆိုကျမနေတိုင်းမျက်ရည်နဲ့မျက်ခွက်ပဲဒီအိမ်မှာဆက်မနေနိုင်တော့လောက်အောင်ဖြစ်ခဲ့ရတာကိုကိုကိုခေါ်ပြီးအဝေးကိုထွက်အလုပ်သွားလုပ်ဖို့တောင်ကျမစဉ်းစားခဲ့ဘူးလေပြောတော့ကျွန်တော်ကကိုတောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်သူကပြီးခဲ့တဲ့ကိစ္စတွေကပြီးသွားပါပြီအရေးကြီးတာကလက်ရှိအချိန်ပဲလေရှင်ပြောင်းလဲလာတာတကယ်ကောင်းပါတယ်ပြောတော့ကျွန်တော်ကအမြဲပေးမှအားရှိနေပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်။အဲ့ရဝင်ချိန်ရောက်တဲ့အခါဂေါ်ဂေါ်ကဒီနေ့မူကြိုကျောင်းမှာဆွဲလာတဲ့ပကြီးကားလေးကိုပြဖို့တောင်မေ့နေတယ်။ဘာပကြီးကားလေးလဲဖေဖေကတော့သမီးဆွဲတာလှတယ်လို့ချီးကျူးတယ်။မေမေရောသမီးဆွဲတာလှရဲ့လား။ဒါဘာပုံကြီးလဲပုံတွေကလူ3ယောက်ကတော်တော်လေးအယုတ်ဆိုးတာပဲ။ဒါကမေမေဒါကဖေဖေအလဲကဟာလေးကဂေါ်ဂေါ်လေးဟင်းအပေါ်ကလူ3ယောက်ကတကယ်ပဲငါတို့မိသားစု3ယောက်လား။ရှန်ရွက်ကဂေါ်ဂေါ်ကဆွဲထားတာတော်တော်လေးရုပ်ဆိုးတာပဲပုံတွေကငါကောင်းပုံမှာစပင်က3ပင်ပဲပါတော့တယ်လို့တွေးနေပေမဲ့မေမေဂေါ်ဂေါ်ဆွဲထားတာတကယ်မလှဘူးလားဟင်လှတယ်အရန်လှတယ်မေမေဒီလိုပြောမယ်ဆိုတာဂေါ်ဂေါ်တီတာပဲဂေါ်ဂေါ်ကပကြီးဆွဲတာတကယ်တော်တဲ့ကလေးလေးပဲလို့ပြောနေကြတော့ကျွန်တော်ကမနှက်ဖြန်မနှက်စုံစုံမျိုးပေါ်သွားပြီးဒီပကြီးကားလေးကိုဘောင်သွားခတ်ထားမလို့စဉ်းစားထားတယ်ဒီအကြံမဆိုးဘူးပဲဒါကဂေါ်ဂေါ်ပထမဆုံးဆွဲတဲ့ပကြီးကားလေးဆိုတော့အမှတ်တရဖြစ်တာပေါ့လို့ပြောကကျွန်တော်တို့မိသားစုပျော်ရွှင်စွာရေမောခဲ့ကြပါတယ်နောက်ဆုံးတော့ကျွန်တော်လိုချင်တဲ့ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ခဲ့ပါပြီ